Little Garden ကျွန်းကနေဒိုဗီတို့အကူအညီနဲ့ထွက်ခွာလာခဲ့ကြတော့ကဥဆုပ်တယောက်တနေ့ကျရင်အဲဘက်ကျွန်းကိုတွားကြမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။လူဗီကလည်းဥဆုပ်နဲ့အတူတွားကြဖို့ပြောခဲ့ကြတယ်လို့လက်ရှိအချိန်မှာတော့ straw hat တွေအားလုံးအဲဘက်ကျွန်းစီကိုဦးတည်နေခဲ့ကြပါပြီ။ခါရှီနဲ့အိုအီမိုတို့ကဝါတာဆဲယမ်မှာစုံခဲ့တုန်းကအထိတို့ရဲ့ဆရာတွေအကြောင်းသိချင်ပြီးခဲ့တာတွေကိုလူဗီသိအောင်ပြပြနေခဲ့ကြပါတယ်။ Little Garden ကျွန်းကိုအိုအီမိုတို့ရောက်သွားကြတဲ့အထိဒိုဗီတို့ကတော့လက်ပလာနဲ့တခိုက်နေကြဆဲပါ။လူဗီကဒိုဗီဘိုဂီတို့ရဲ့လက်နက်တွေရှိကြရဲ့လေဆိုပြီးပြန်ပြောတဲ့အခါဒိုဗီကပဲတို့လက်နက်တွေကျိုးပဲ့သွားခဲ့ကြလို့ဆိုပြီးပြန်ပြောလိုက်ပါတယ်။ဥဆုပ်ကတော့မုတ်တွေအပေါ်တက်ပြီးသူမြင်ခဲ့ရတဲ့တိုက်ပွဲကတေကွင်းတေကွက်တွေပြည့်နေတဲ့တိုက်ပွဲပဲလို့ဆိုပါတယ်။ခါရှီကလည်းသူ့ဆရာရဲ့တိုက်ပွဲကအဲဘက်နံပါတ်နဲ့လိုက်တဲ့ရှင်ပြိုင်မှုမျိုးမလားဆိုပြီးပြန်မေးလိုက်တဲ့အခါဥဆုပ်ကလည်းထောက်ခံလိုက်ပါတယ်။နောက်ဆုံးမှာတော့ဒိုဗီတို့ရဲ့တိုက်ပွဲဟာအိုအီမိုတို့ရဲ့တားဆီးမှုကြောင့်ပဲပြီးဆုံးသွားခဲ့ရတယ်လို့အဲဘက်ကိုအတူပြန်သွားကြပြီးလက်နက်တွေတွားယူခဲ့ကြရလို့လည်းဘရိုကီကပြောလိုက်ပါတယ်။နာမီကလည်းဘရိုကီတို့ရဲ့လက်နက်ပြန်ယူကြတာကထပ်တိုက်ခိုက်ဖို့လားဆိုပြီးမေးကြည့်တဲ့အခါဘရိုကီတို့ကလည်းချက်ချင်းပဲဟုတ်တယ်လို့ပြန်ဖြေလိုက်ကြပါတယ်။လွန်ခဲ့တဲ့2နှစ် Little Garden မှာတုန်းကဥဆုပ်တယောက်ဒိုဗီဘရိုကီတို့ရဲ့တိုက်ပွဲကိုကြည့်ပြီးတို့ရဲ့ဂုံတိတ်ခါရီအတွက်ရာစုနှစ်တစ်ခုကြာတိုက်ခိုက်နေခဲ့ကြတာကိုကြည့်ပြီးတော့သူလိုချင်တဲ့ပင်လယ်ပြင်တတိကဲစတိတော်ကြီးဘဝပုံစံပဲလို့နာမီကိုပြပြခဲ့ပူပါတယ်။လစ်လစ်ကလည်းဥဆုပ်ရဲ့အိမ်မက်ကဂျိုင်းယန်ကြီးဖြစ်ချင်တာလားဆိုပြီးဝင်နောက်တဲ့အခါဥဆုပ်လည်းချောက်ပါပဲ။ဆိုကတော့ဂျိုင်းယန်ကြီးတွေနဲ့လေ့ကျင့်ရတော့မှပေါ်ဆိုပြီးပြောနေတဲ့အခါစန်ဂျီကလည်းတိုက်ခိုက်ဖို့ပဲတည်ရဲ့လူတွေကဝမ်းနဲ့စရာပဲဆိုပြီးစောင်းမြောင်းပြောပါပဲ။ဆက်လက်ပြီးအဲဘက်မှာလှပတဲ့ဂျိုင်းယန်ကောင်မလေးတွေရှိနေတာကိုမြင်အောင်ကြည်စမ်းဆိုပြီးစန်ဂျီလည်းနှာဘူးထနေပါပဲ။စန်ဂျီတို့တောက်နေတဲ့အစိမ်းရောင်အရက်ကအတော်လေးလည်းပြင်းလို့ absentee အစိမ်းရောင်နှစ်သမီးလေးလို့လည်းခေါ်ရဲ့အကြောင်းကိုလည်းဂျိုင်းယန်ဝါရီယာဖာရက်တယောက်ကပြပြနေခဲ့ပါတယ်။ချော်ပါကလည်းနည်းနည်းလောက်စမ်းတောက်ကြည့်တဲ့တိုင်နဲ့မူးသွားခဲ့တာကြောင့်ရောဘင်ကလည်းသဘောတွေကျနေခဲ့ကြပါတယ်။အဲ့အချိန်မှာပဲလူဗီတယောက်ဘရုတ်ကိုတချင်းစုပ်ခိုင်းလိုက်ပြီးအတူတူပြောလိုက်ကြပါတော့။လွန်ခဲ့တဲ့တလားကျော်လောက်တုန်းက New World ရဲ့ဂါတဲကျွန်းပေါ်မှာပြဿနာတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကတော့လူဗီရဲ့တစ္ဆာအရှိဆုံးနောက်လိုက်တယောက်ဖြစ်တဲ့ဘာတလိုမီယိုရဲ့စတော်ဟက်အမှတ်တရပစ္စည်းတွေရောင်းချဖို့ကြိုးစားခဲ့တာကနေစတင်ခဲ့တာပါ။ကျွန်းပေါ်ကလူတွေကတော့ဘာတလိုမီယိုတယောက်အယူထားနေကြတဲ့အထင်နဲ့ဝိုင်းရှိနေခဲ့ကြပြီးတော့ဒီကျွန်းကရှမ်းပိုင်နှစ်ဖဲဆိုပြီးဂျိုလီရောဂျာကိုကောက်မလေးတယောက်ကပြခဲ့ပါတယ်။ဒါကိုမလဲရတဲ့ဘာတလိုမီယိုကတော့ရှမ်းရဲ့ဂျိုလီရောဂျာအလံကိုပါမီးရှို့ပစ်ပြီးတော့အနာကရဲ့ပေတရမြဘရင်ကြီးကလူဗီပဲဖြစ်လာမှာမလို့ယိုကိုတယောက်ကိုလည်းဂယုမဆိုင်နိုင်ဘူးလို့ဆိုပါတယ်။အဲ့ဒါကြောင့်ပဲလက်ရှိအချိန်မှာတော့ဘာတလိုမျိုးတယောက်ရှမ်းရဲ့ဖန်စီတာကိုခံထားလိုက်ရပြီးသူ့ရဲ့ပိုင်နယ်ထဲမှာဂျိုလီရောဂျာအလံမီရှို့ခံရတာကိုဒါခွင့်ပြုပေးလိုက်မယ်ဆိုရင်ယုံကြည်မှုတွေပျက်စီးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဘာတလိုမျိုးကတော့သူ့ရဲ့မတိနားမလဲမှုတွေအတွက်ဥညွန့်တောင်းပန်နေတဲ့အခါရဟဲဖာရီအဖွဲ့ဝင်ဖြစ်တဲ့ဟွန်ဂိုကအရှိထွက်လာပြီးတော့အခွင့်အရေးတစ်ခုပေးမယ်လို့ဆိုပါတယ်။အဲ့ဒါကတော့တလားအတွင်းလူဗီကိုအစိတ်တိုက်ဖို့ပဲဖြစ်ပြီးတော့ဘာတလိုမျိုးယုံကြည်နေတဲ့ဆရာကြီးကိုဒီနီးလက်နဲ့ပဲပေးဆက်ခိုင်းမယ်လို့ဆိုပါတယ်။ဘာတလိုမျိုးကလည်းသူလုပ်ခဲ့တာကိုသူပဲတာဝန်ယူမယ်ဆိုပြီးတော့ဟွန်ကိုလက်ထဲကအစိတ်ပလင်းကိုပါစက်နဲ့ကိုက်ပြီးတော့တောက်ပြလိုက်ပါပဲ။ဆက်လက်ပြီးတော့သူ့ရဲ့လုပ်ရက်ကလူဗီနဲ့လည်းဘာမှမဆိုင်ဘူးလို့ပြောလိုက်ခါဒီကိစ္စတွေကိုလည်းလူဗီမသိစေချင်ဘူးလို့ဆိုပါတယ်။ဘာတလိုမျိုးလိုလူမျိုးအတွက်လူဗီရဲ့တန်မိုးရှိတဲ့အချိန်တွေကိုတစ်စက္ကန့်တော့မှအကုန်မခံစေချင်ဘူးလို့လည်းမျက်ရည်စားတွေနဲ့ထပ်ပြောလိုက်ပြီးတော့ဂျာကယိုကိုတရားကိုစန့်ကျင်မိတဲ့ငမိုက်သားတယောက်ရဲ့ဇလန်တစ်ပုတ်ပဲလို့ဆိုပါတယ်။လူဗီတယောက်ပင်တရမြဘရင်ဖြစ်လာတာကိုမြင်ချင်ခဲ့ပေမဲ့သူ့ရဲ့မိုက်မဲမှုကြောင့်ပဲအကုန်ဖြတ်စည်းမိပြီလို့လည်းဘာတလိုမျိုးကမျက်ရည်တွေနဲ့အော်ပြောနေခဲ့ပါတယ်။ဘာတလိုမျိုးရဲ့နောက်လိုက်တွေကလည်းအကုန်ဝမ်းနဲ့နေခဲ့ကြတော့မှပဲဘာတလိုမျိုးတောက်လိုက်တဲ့အစိတ်ကလေချင်မဲတက်သွားခဲ့ရတယ်လို့ရှန့်ကလည်းအကုန်လုံးကိုထွက်သွားခွင့်ပြုလိုက်ပါတယ်။အစိတ်ကလည်းအစ်စ်မဟုတ်တဲ့အပြင်ရှန့်စကတော့ဘာတလိုမျိုးရဲ့လူဗီအပေါ်လေးစားမှုတစ္ဆာရှိမှုတွေကိုကြည့်ပြီးတော့ပြုံးရှိနေခဲ့ပါတယ်။အဲ့အချိန်မှာပဲရာဆုပ်ကလည်းထွက်လာကဘာပဲဖြစ်ဘာတလိုမျိုးတို့အနေနဲ့ပေးဆက်ရမှာပဲဆိုပြီးတော့တနက်တစ်ချက်နဲ့တင်ဘာတလိုမျိုးရဲ့တင်မောက်ကိုဖောက်ခွဲပစ်လိုက်ပါပဲ။ပေတရမြဂျီယွန်ဘီဟိုက်ကိုတော့ဘလက်ဘီယက်ကပြန်ရောက်လာခဲ့ကသူမရှိတော့ဘာပဲဖြစ်သွားခဲ့တယ်လေဆိုပြီးတော့ပဇာရဲကိုမေးလိုက်ပါအခုဆိုရင်ဗကာပန်းရဲ့သတင်းစကားကြောင့်ပဲပေါ်နီကလစ်တွေအကြောင်းကိုပေါင်ခိုးလောကသားတွေအပြင်တကဘာလုံးကလည်းသိရှိသွားခဲ့ကြပါပြီအတူချုပ်ပြောရရင်တော့ယိုကိုလေးပါးချာကပေါ်နီကလစ်လူယူပွဲကြီးပဲလို့ဘလက်ဘီယက်ကပြောလိုက်ပြီးတော့ရေသက်ကလည်းပါဝင်လာပြီလို့ဆိုပါတယ်အဲ့ဒါကြောင့်ပဲဘလက်ဘီယက်ရဲ့အပေါင်ပစ္စည်းလို့ဖြစ်နေတဲ့ကိုဘီကိုပစ်ဇာရိုတယောက်ဘာလို့လှုပ်ပေးလိုက်ရရလဲဆိုပြီးတော့ဘလက်ဘီယက်လည်းမေးပါဝယ်ပဇာရိုကလည်းသူပြတာနားထောင်ပေးဖို့တောင်းပန်လိုက်ပြီးတော့အရင်ဆုံးမိုဘီယာလွတ်သွားတယ်လို့ဆိုပါတယ်။မြို့ထဲမှာလည်းစန်ချွန်ဝူတယောက်ဘလက်ဘီယာရှိနေတဲ့အရက်ဆိုင်ကိုလိုက်ရှာရင်ကြီးမားလွန်းတဲ့ခန္ဓာကိုယ်ကြောင့်ပဲအဆောက်အုံတွေကိုဖျက်ဆီးမိနေခဲ့ပါတယ်။ပဇာရိုကိုမေးမြန်းနေတဲ့ဘလက်ဘီယာကိုလည်းလက်အောက်ခံပင်တရမြတွေကလှမ်းခေါ်လိုက်ကြပြီး One Piece ကိုရောကဘာကြီးကိုပါတိမ့်ပိုက်ပစ်လိုက်ဖို့ဝိုင်းအော်ပြောနေခဲ့ကြပါတယ်။ဒါကြောင့်ပဲဘလက်ဘီယာတယောက်ဒီအခြေအနေကိုခွင်ကောင်းယူရမယ်လို့ပြောလိုက်ပြီးတော့ကိုဘီကိုလွတ်ပေးလိုက်တာခုဆန်မင်းလားလို့မေးလိုက်ပါတယ်။ခုဆန်ကလည်းသူတို့တွေကိုဘီကိုလွတ်ပေးလိုက်ရတဲ့ဆိုပေမဲ့ gap ကိုတော့ပြန်ဖမ်းမိထားရလို့ပြလိုက်တဲ့အခါဘလက်ဘီယာရဲ့သဘောကျသွားခဲ့ပါတယ်။ခုဆန်ကိုလည်းဘလက်ဘီယာကချီးကျူးလိုက်ပြီးသူတို့တွေလည်းမျိုးလုံးသုံးလုံးရှိတဲ့ပူတင်ကိုရလာခဲ့တဲ့အကြောင်းပြပြလိုက်ပါတယ်။
ပူတင်ကတော့သူ့ကိုမထိဖို့အော်ပြောနေခဲ့ပေမဲ့ဘလက်ဘီယာကတော့လက်ဖီနဲ့ဆက်တွေ့ပေးဖို့တာသူ့လူတွေကိုလှမ်းပြောလိုက်ပါတယ် UMIT တင်မောလောက်ကန်ရေချောင်းကမ္ပဏီဌာနချုပ်မှာရှိနေတဲ့လက်ဖီကလည်းနိုင်ငံအသီးသီးကလာတဲ့ရိတ်ခတင်ပို့မှုတွေကိုပိတ်ဆို့ခံထားရတဲ့အကြောင်းဘလက်ဘီယာကိုသတင်းပို့ပေးလိုက်ပါတယ်တကယ်လို့ရေတပ်ကရိတ်ခတွေယူသွားနိုင်မယ်ဆိုရင်တောင်မှ Mary Joyce ကိုသွားတဲ့ဘွန်ဒိုဝါတွေကပြတ်ကျနေအောင်မှဘဲလို့လည်းပြလိုက်ပြီးတော့ Slash Dragon Twitter ငတ်သေးကုန်မယ်ဆိုရင်စိတ်ဝင်စားစရာဘဲလို့လည်းလက်ဖီကဆိုပါတယ်ဘလက်ဘီယာကတော့ပျော်မနေဖို့နဲ့အစင်တင်းပြင်ထားဖို့တာပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာလည်း Beehive ကျွန်းကိုဒီဗွန်တို့ကခါဘူကိုခေါ်ပြီးပြောင်းလာခဲ့ကြပါပြီခါဘူကတော့ပစ်ဇာရိုရဲ့တင်မောကိုလက်နဲ့ဆွဲမတာကိုကြည့်ပြီးတော့အကြောက်ကြီးကြောက်နေခဲ့ပါတော့ရဲ့ဒီအချိန် H-Hack ကထွက်လာတာ2ရက်ပဲကြာနေတဲ့ Great Avid တင်မောကြီးပေါ်မှာတော့ပြဿနာတစ်ခုကရှိလို့နေခဲ့ပါတယ်အဲ့ဒါကတော့စားတောက်ပွဲလုပ်ပြီးအိပ်ပျော်သွားရာကနေ Brookie တို့နိုးလာကြတဲ့အခါမှာတော့ဘေးကနေအတူရွက်လွှဲနေတဲ့တောင်စင်ဆန်ဒီကပျောက်ဆုံးသွားတာပါဂျင်ဘဲကတော့သူနောက်ဆုံးမြေတုန်းကတော့ဘေးမှာရှိနေသေးရဲ့ပြောလိုက်ပြီးတော့အခုမှအိပ်ရနိုးလာတဲ့ဘော်နီလေးကလည်းလူဗီဒီယိုတွေပါပျောက်သွားတာလားလို့မိလိုက်ပါတယ်ရောဘင်ကလည်းဖြစ်နေတာကတော့တောင်စင်ဆန်ဒီကိုငါးရီကိုက်စတာလိုက်တာနေမယ်ဆိုပြီးအစိုးပြင်ဝါတွေဖြတ်နေခဲ့တာကြောင့်ပဲ Frankie ကလည်းမပြောဖို့អော်လိုက်ပြီး Brooke နဲ့အတူလူဗီဒီယိုကိုអော်ခေါ်ရင်းရှာနေခဲ့ကြပါတယ်တစ်ဖက်ကအိပ်ပျော်နေတဲ့နာမီလည်းနိုးလာတဲ့အခါမှာတော့ Ever ဝတ်စုံတွေနဲ့ဖြစ်နေခဲ့ရကထူးဆန်းတဲ့အခန်းကျယ်ကြီးတစ်ခုတည်းကိုရောက်နေခဲ့ပါတော့။နာမီတယောက်သူ့ခန္ဓာကိုယ်မှာပြောင်းလဲနေတဲ့အဝတ်စားတွေနဲ့ရောက်ရှိနေတဲ့နေရာကြောင့်ပဲဘာပဲဖြစ်ခဲ့တယ်ဆိုတာကိုမှတ်မိနိုင်ဖြစ်နေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲနာမီအနောက်ကနေစူးရှိတဲ့အရာတစ်ခုကပေါ်လာခဲ့တဲ့အခါနာမီလည်းထိတ်လန့်သွားပါတော့ရဲ့။တစ်ဖက်ကထူးဆန်းတဲ့နေရာတစ်ခုမှာတော့တော်မီလောင်ရီခဲ့တာကြောင့်မြို့နယ်လူထုကလည်းရေတွေနဲ့ဝိုင်းနှိမ့်တက်နေခဲ့ကြပါတယ်။လေထဲကနေလည်းပြားပုံစံရှိတဲ့စတင်မိုးနှကောင်ကပြုတ်ကျလာခဲ့ပါတယ်။မြို့နယ်လူထုကလည်းဘာပဲဖြစ်နေလဲဆိုတာဗဟေတိတွေဖြစ်သွားခဲ့ကြရတယ်လို့ငလျင်လှုပ်သွားတာကလည်းအီယာကော့ပြုတ်ကျသွားတာကြောင့်လို့ဆိုပါတယ်။ဒါကြောင့်ပဲဘာပဲဖြစ်ဖြစ်အရှင်နေလုံးကြီးကိုတင်ပြထားတာပိုကောင်းမယ်လို့လည်းလူတယောက်ကပြောပြလိုက်ပါတယ်။နာမီရောက်ရှိနေတဲ့ Big Stain Castle လို့ခေါ်တဲ့နန်းတော်တွေမှာတော့ဇူကထွက်လာပြီးနာမီကိုအထီးကိုက်မခံနိုင်ဘူးလို့အော်ပြောနေခဲ့ပါတယ်။နာမီကိုတိုက်ခိုက်နေတာကလည်းစတင်မိုးတကောင်ဖြစ်နေတဲ့အပြင်ဇူလက်ချက်နဲ့ပဲမှောက်သွားခဲ့ရပါပြီ။နာမီကတော့ Giant ကြီးတွေရဲ့တင်မောကိုအတူစီးလာခဲ့ပေမဲ့အခုသူရောက်နေတာဟာဘယ်နေရာလဲဆိုတာမစင်းစားနိုင်ဖြစ်နေခဲ့ရပါတယ်။ဇူကလည်းကိုယ်တိုင်မစင်းစားတတ်တာကြောင့်ပဲခလိုင်မာတက်သေးပြန်ဝင်ပြီးအိတ်သွားခဲ့တယ်လို့နာမီကိုလည်းတစ်စုံတစ်ခုကစောင့်ကြည့်လို့နေခဲ့ပါတယ်။အဲ့ချိန်မှာပဲနာမီတယောက်လူဗီယိုနာမည်ပြီးအော်ခေါ်လိုက်တဲ့အခါတစ်ဖက်ကနေလည်းဥဆုပ်ရဲ့နာမီလို့အော်တန်ကပြန်ထွက်လာခဲ့ပါတယ်။ဒါကြောင့်ပဲအတန်ကြားလိုက်ရတဲ့နေရာဘက်ကိုနာမီလည်းတွားပို့လိုက်တဲ့အခါထူးဆန်းတဲ့ကြမ်းပြင်ကြောင့်ပဲနာမီလည်းမြေပြင်ပေါ်ကိုပြန်လဲကျသွားခဲ့ရပါတယ်။နာမီကအနောက်ကိုလှည့်ကြည့်တဲ့အခါမှာတော့ခန္ဓာကိုယ်အရွယ်စားအတော်လေးကိုကြီးမားလာတဲ့ဖြူကောင်ကြီးကိုတွေ့လိုက်ရပါတယ်။နာမီတယောက်ဖြူကောင်ကြီးရဲ့ကြီးမားတဲ့အရွယ်စားကြောင့်ပဲအတန်ကျဲကြီးနဲ့အော်မိလိုက်တဲ့အခါဖြူကောင်ကလည်းလန့်ပြီးအဆူးဝေထုတ်ပြလိုက်ပါတယ်။အဲနောက်မှာတော့နာမီအနောက်ကနေပြေးလိုက်လာတာကြောင့်ပဲနာမီတယောက်အသေးတန်ထွက်ပြေးရပါတော့ရဲ့။ပြင်းလွှမ်းရင်ဥဆုပ်ကိုအော်ခေါ်ကြည့်တဲ့အခါအောက်ထက်ကနေဥဆုပ်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒါကြောင့်ပဲအောက်ထက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့ဥဆုပ်တယောက်ခန္ဓာကိုယ်အတော်လေးကြီးမားတဲ့ကြောင်ကြီးရဲ့ပါဇက်ထဲရှောင်းနေတာကိုနာမီလည်းတွေ့လိုက်ရပါတယ်။နာမီရဲ့အနောက်ကနေလည်းဖြူကောင်ကြီးကဟဲလာနေခဲ့တာကြောင့်ပဲစုကိုအသေးတန်နာမီလည်းနှိုးနေခဲ့ပါပဲ။အနားကိုလည်းဖြူကောင်ကြီးကရောက်လာပြီးခုံအောင်လိုက်တဲ့အခါမှာတော့နာမီတယောက်စုကိုပဲပြင်းခိုင်းလိုက်ပါတော့ရဲ့။ဒါကြောင့်ပဲနာမီရဲ့ခလိုင်မာကြဟာစုရဲ့အစွမ်းနဲ့ရှေ့ထွက်သွားခဲ့တယ်လို့ဖြူကောင်ကြီးကလည်းပါဇက်နဲ့ကြိုက်ထားလိုက်ပါတယ်။ဒါပေမဲ့အထဲရောက်နေတဲ့စုကပဲမိုးကြိုးတွေထုတ်လိုက်တာကြောင့်ဖြူကောင်ကြီးရဲ့တကူလုံးတက်လိုက်သွားပါတော့ရဲ့။နာမီကတော့အန်ရီရဲ့ကင်းသွားပြီထင်လိုက်ပေမဲ့တက်လိုက်နေတဲ့ဖြူကောင်ကြီးကနာမီရှိနေတဲ့ဘက်ကိုပြေးလာခဲ့တာကြောင့်နာမီရောဖြူကောင်ကြီးပါအောက်ကိုပြုတ်ကျသွားပါတော့ရဲ့။ကံကောင်းတာကတော့နှစ်ယောက်လုံးအောက်မှာရှိတဲ့ကြောင်ကြီးရဲ့ဘက်ကိုပြုတ်ကျသွားတာကြောင့်ပဲနာမီလည်းအကြမနာခဲ့တယ်လို့ကြောင်ကြီးကပါဖြူကောင်နဲ့အတူထက်လိုက်သွားရပါတော့ရဲ့။ဥစပလေကြောင်ကြီးရဲ့ပါဇက်ကနေလွတ်မြောက်သွားပေမဲ့အချိန်တွေကပိုဆိုးရွားသွားပြီးတော့နာမီတို့အနောက်ကိုကြောင်ကြီးလည်းပြေးလိုက်ပါရဲ့။နှစ်ယောက်သားလည်းပြေးလွှမ်းရင်နာမီကအချိန်တွေကိုမေးကြည့်တဲ့အခါဥစပတယောက်တတိပြန်ရလာကြတဲ့ကနန်းတော်တွေကိုရောက်နေခဲ့တာကိုပြလိုက်ပါရဲ့။နာမီကိုတွေ့ပြီးနှိုးဖို့လွတ်လိုက်ပေမဲ့လေအနောက်ကနေကြောင်ကြီးကရောက်လာခဲ့တာကြောင့်ပဲအခုလိုဖြစ်နေခဲ့ရလို့ဥစပကဆိုပါရဲ့။ဒါကြောင့်ပဲဘာကြောင့်အခုလိုပဲဖြစ်နေရလဲဆိုပြီးတော့ပြန်စဉ်းစားကြည့်ကြတဲ့အခါထင်အောင်ထင်မှားဖြစ်စေတဲ့ absentee လို့ခေါ်တဲ့အစိမ်းရောင်သက်မီးအရေးကိုနှစ်ယောက်သားတီးရသွားပါတော့ရဲ့။ပြည်လန်းကလည်းဆုံးသွားခဲ့တာကြောင့်ပဲဥစပတယောက်အခုတွေ့ကြုံနေရတာတွေက absentee ရဲ့ထင်အောင်ထင်မှားဖြစ်စေရတွေနေမယ်လို့ဆိုပါရဲ့။ဒါကြောင့်ပဲအရှိတိုးသွားပြီးကြောင်ကမြင်မဲမြင်ရတဲ့အရာပဲဖြစ်ရမယ်လို့လိုက်တဲ့အခါကြောင်ကြီးကလည်းလက်တဲနဲ့ကုတ်ပြလိုက်ပါတော့ရဲ့။ကြောင်ကြီးရဲ့အချိန်ကြောင့်နာမီလည်းရေတိုက်ပေါ်ကနေအောက်ပြုတ်ကျသွားတဲ့အခါအယိုးစုကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။အနားမှာလည်းဥစပကတတိလေးနေခဲ့တာကြောင့်ပဲနာမီတယောက်ဥစပရဲ့ဘိုက်ကိုအားကုန်ထုပြီးသူ့ကိုတယောက်တည်းမထားခဲ့ဖို့ပြောပါတော့ရဲ့။
ချိန်မှာပဲမြေပြင်တွေတုံခါလာခဲ့ပြီးကြီးမားလွန်းလာတဲ့ချင်းသေးကြီးတစ်ကောင်ကလည်းနာမီတို့အနားကိုရောက်လာပါတော့နာမီကအကြောင်းလုံးပြီးဥဆုပ်ကိုအသေးတန်နှုတ်လိုက်တဲ့အခါဥဆုပ်လည်းဒီပြန်လာခဲ့ပါတယ်အတီးရတဲ့ဥဆုပ်ကတော့မျက်စိဖွပွင့်ချင်းချင်းသေးကြီးကိုမြင်လိုက်ရတဲ့အပြင်နာမီကပါလူသားဒိုင်းကာလောက်လိုက်ပါတယ်ချိန်မှာပဲလူဗီရဲ့ရှီတန်ကိုနာမီလည်းကြားလိုက်ရတယ်လို့လူဗီကလည်းတက်ကီယာကိုတုံးလိုက်ပါပဲဒါအပြင်စန်ဂျီကပါရောက်လာပြီးချေရတဲ့လူကိုငိုအောင်လုပ်တဲ့ချင်းသေးကြီးရဲ့အပြစ်ဒဏ်ကတေတံမဲဆိုပြီးတော့ Alfred ဂျန်ဘဲကိုတုံးလိုက်ပါတယ်နောက်ထပ်ထပ်ရောက်လာတဲ့လူကတော့ဇိုးပဲဖြစ်ပြီးတော့ Black Dragon Twister နဲ့ချင်းသေးကြီးကိုအရင်တိုက်ခိုက်လိုက်ပါတယ်လေပေါ်ရောက်လာတဲ့ချင်းသေးကြီးကိုလူဗီကကွန်မွန်နို Elephant Web နဲ့ဖြတ်ကန်ပေးလိုက်လို့စန်ဂျီကလည်း Apple Strike နဲ့အဆုံးသတ်ပေးလိုက်ပါတယ်စန်ဂျီရဲ့ကန်ချက်ကြောင့်ပဲချင်းသေးကြီးကနာမီတို့ဘက်လွန်းထွက်လာတဲ့အခါနာမီတယောက်ဥဆုပ်ကိုထားပြီးတော့ထွက်ပြေးပါတော့အမောက်တိတ်ခံလိုက်ရတဲ့ချင်းသေးကြီးကတော့တဖြည်းဖြည်းချင်းပဲကြောင်အဖြစ်ကိုပြန်ပြောင်းသွားခဲ့တဲ့အခါဇိုးလည်းထူးဆန်းနေခဲ့ပါတယ်ထုံးစံအတိုင်းစားဖို့ပဲတွေးနေတဲ့လူဗီကတော့ကြောင်ပြန်ဖြစ်သွားတာကြောင့်ပဲစားလို့မရတော့ဘူးပြောလိုက်ပြီးတော့ခုနကရုံကင်ကတော့အရသာရှိရလို့ဆိုပါတယ်စန်ဂျီကလည်းနာမီအနားရောက်သွားတဲ့အခါနာမီကတော့ငိုယိုပြီးတော့ဥဆုပ်တယောက်ကတော့တေးသွားပြီလို့ပြောလိုက်ပါတယ်စန်ဂျီကနာမီအတွက်အသေးခံပေးခဲ့တဲ့ဥဆုပ်အတွက်ဝမ်းသာပါတယ်ဆိုပြီးပြောလိုက်တဲ့အခါအနားမှာရှိတဲ့ဥဆုပ်တယောက်သူမသေးသေးဘူးလို့တော်တော်လေးပြောနေခဲ့ရပါတယ်ချိန်မှာပဲထူးဆန်းတဲ့အော်တန်ကြီးတစ်ခုကိုကြားလိုက်ရတာကြောင့်ပဲဥဆုပ်တယောက်လမ်းဖြန့်ပြီးတော့မတ်တထားလိုက်ပါတယ်လူဗီကလည်းအမဲလိုက်မဲ့လုံးနေတယ်လို့ဇိုးကတော့အဖွဲသားဝင်နဲ့တောင်းစင်စန်ဒီကိုရှာဖို့လုပ်ရမယ်လို့ဆိုပါတယ်စန်ဂျီကလူဗီပိတ်ထိုးခဲ့တဲ့ပြောင်းတာဆိုရင်အတော်လေးချိတ်ခါတွေပြေးဝနေတာမလို့အဟာရတက်မြင့်နေမှလို့ဆိုပါတယ်နာမီတယောက်ပဲအခုရှောင်းနေတဲ့နေရာကိုစိုးရိမ်နေတာဖြစ်ပြီးတော့ကျန်တဲ့လူတွေကတော့အေးဆေးပါပဲဇိုးကမြို့ရဲ့အနောက်ဘက်မှာနိုးလာတဲ့အချိန်လူဗီကအေယာမယုံတကောင်ကိုအမဲလိုက်နေခဲ့တာဆိုပြီးဥဆုပ်ကိုပြလိုက်ပါတယ်ချိန်မှာပဲဥဆုပ်ကကြောက်တုံးတစ်ခုပေါ်ထိုင်ချလိုက်တဲ့အခါနန်းတော်နေရာလဲထပ်မံပြိုကျသွားခဲ့ပါတယ်ဒါကြောင့်ပဲလူဗီကဘောလုံးကိုတုံးပြီးအကုန်လုံးအကျတတအောင်လုပ်ပြီးလိုက်ရပါတယ်နာမီကဒီနေရာကအိမ်မက်ကဘာများလားဆိုပြီးပြောလိုက်တဲ့အခါစန်ဂျီကတော့သူ့အိမ်မက်ထဲမှာယောက်ျားတွေမပါတာကြောင့်ပဲဒီနေရာကအစစ်အမှန်လို့ဆိုပါတယ်လူဗီတို့ရောင်းနေတဲ့နေရာကအယုတ်ပစ္စည်းတွေဆက်ထားလို့ဖြစ်နေပြီးလေလဲလုံးဝမတိုက်ပါဘူးဥဆုပ်ကလည်းသူတို့ဝတ်ဆင်ထားတဲ့အဝတ်တွေက FS စတီတော်ရဲ့ဝတ်စုံတွေဖြစ်နေတာကြောင့်ပဲဂျိုင်းရန်တိုင်းပြည်မှာသူတို့စိုက်နဲ့ FS ဝတ်စုံတွေမရှိနိုင်ဘူးမှလားလို့မေးလိုက်ပါတယ်နာမီကသူတို့တွေ FS ရောက်လာပြီးဂျိုင်းရန်တွေများဖြစ်သွားကြလားမေးလိုက်တဲ့အခါစန်ဂျီကနှာခေါင်းနဲ့ Robin အနံ့ခံလိုက်ပြီးဒီနေရာမှာအဖွဲဓာတ်တွေအကုန်မရှိကြဘူးလို့ပြောလိုက်ပါတယ်ဥဆုပ်ကလည်းပင်လယ်ပြင်ဘက်သွားဖို့အကြံပေးလိုက်ပေမဲ့လက်ရှိရှောင်းတဲ့နေရာရဲ့အကျယ်ဝန်းကိုကြည့်လိုက်ဖို့တာဇိုးကပြန်ပြောလိုက်ပါတယ်ဒါကြောင့်ပဲအခုရှောင်းရတာဘယ်နေရာလဲဆိုတာသိရဖို့အတွက်မြို့ထဲကလူတွေကိုအရင်သွားမိရမယ်လို့ဇိုးကဆိုပါတယ်လူဗီကလည်းမြို့ထဲသွားကြဖို့ပြောလိုက်တဲ့အခါပျောက်ကြီးဇိုးကတော့စန့်ကျင်ဘက်အရက်ကိုပဲအရင်ဦးတည်လိုက်ပါရဲ့အကုန်လုံးကပျော်နေကြပါမယ်နာမီကပဲစိုးရိမ်နေတဲ့အခါစန်ဂျီလည်းသူကာကွယ်ပေးမှမလို့ပျော်နေဖို့ဖွန်သွားကြောင်ပါတော့တကယ်တော့နာမီကသူတို့ရှောင်းလိုက်တာအဲဘတ်တာဆိုရင်ရွှေချောင်းအကြီးကြီးကိုခိုးချင်နေခဲ့တာပါနောက်မှာတော့လူဗီတို့တွေလည်းမြို့တဲကလူတွေကိုမေးဖို့အတွက်စတင်ထွက်ခွာလာခဲ့ကြပါတော့ထူးဆန်းတဲ့တိုင်းပြည်ထဲမှာလူဗီတို့တွေလည်းခြေဦးတရသွားနေကြပြီးဇိုးကအရှိကသွားနေလို့ဥဆုပ်လည်းလက်မပြတ်ဖို့အတီးပေးနေရပါတယ်ဒီနောက်လူဗီနဲ့ဥဆုပ်တို့နှစ်ယောက်ကခုနကချခဲ့တဲ့အကောင်ကကြောင်လားချင်သေးလားညင်းခုန်နေကြတုံးမှာပဲအရှိကနေခုံဆွားနေအရာတစ်ခုကသူတို့စီကိုဦးတီလာနေခဲ့ပါတယ်အနာရောက်တဲ့အခါမှာတော့အေယာမကျိုင်းကောင်ကြီးဖြစ်နေခဲ့ပြီးတော့လူတစ်ယောက်ကလည်းအပေါ်ကတက်စီးနေပါတယ်ဒါကိုလူဗီနဲ့ဥဆုပ်ကတော့သဘောကြီးကြားနေကြပြီးတော့စန်ဂျီနဲ့နာမီကတော့ပိုးကောင်ကြီးမှုလို့လန့်နေကြပါတယ်ထို့သူကမင်းတို့ကလူတစ်တွေလာလို့မေးတဲ့အခါလူဗီတို့ကလည်းဦးလေးကဘသူလဲဂျာကဘယ်နေရလဲအကောင်ကြီးကရောတက်စီးလို့ရလားဆိုကမေကုန်းနေတဲ့ဒီကြီးဝိုင်းမိကြပါတော့ဒီအခါလူကြီးကဒီနေရာဟာစန်းကောရဲ့ပိုင်နဲ့ဖြစ်ကြောင်းအရာအလုံးကိုစောင့်ကြည့်နေကြောင်းရက်ရွဆယ်တစ်ပင်ကြီးကိုအခြေပြုပြီးဒီနိုင်ငံကြီးကိုဖန်တီးထားကြောင်းရှင်းပြပေးလိုက်ပါတယ်နဖရားတွေရဲ့နေမြေဖြစ်တာကြောင့်ဒီနိုင်ငံကလူတွေကလည်းနဖရားတွေကိုကြောက်လန့်နေရတယ်ဆိုတဲ့အခါဥစပလက်တို့တွေဒီနိုင်ငံရဲ့စီကန်းတွေကိုလိုက်နာပါမယ်လို့ဆိုပါတယ်လူကြီးကသူဟာဒီနာကဘစ်စတိန်ရှဲဒါရဲ့နဖရားဖြစ်တဲ့ Iskat Samasi မှာအမှုထမ်းတဲ့သူဖြစ်ပြီးတော့အဲ့ဒီနဖရားကကြောင်လို့ဆိုပါတယ်ကြောင်ဆိုတော့လူဗီကပြောတော့မလို့လုပ်တဲ့အခါဥဆုပ်ကပဲပါဇက်အမြန်ပိတ်ပေးလိုက်ရပါတယ်အရှင်ဟီရီနဲ့ဆူမီလည်းဖိုက်စာနေလောက်ပြီးမလို့တွားတော့မဲ့လုပ်တဲ့အခါနာမီလည်းတို့သမားခဲ့တဲ့ဖြူကောင်ကြီးကိုဒီရသွားပါပဲအေယာမယုံကြီးတကောင်ပြုတ်ကျလာတာကြောင့်အခုလိုနောက်ကျနေရတာဖြစ်ကြောင်းဆက်ပြောတော့လူဗီလည်းတို့စော်ခဲ့တဲ့ထားပြောနေလို့ဥဆုပ်လည်းပါဇက်အတင်းပိတ်ထားရပါတယ်ထိုလူကြီးကဖိုက်စာနေရင်ဖိုဒါလို့ခေါ်တဲ့စားစရာကိုမြို့ထဲမှာတွားယူလို့ရတဲ့အကြောင်းပြောတော့လူဗီတယောက်တရွေကျလာပါတော့အဲ့ဒီနောက်ရဲရဲ့တစ်ဖက်ချမ်းကိုလုံးဝမတွားဖို့နဲ့အဲ့ဒီဘက်မှာနေနဖျားစန်းကောရဲ့ဖျားเจ้าရှိပြီးရက်ဆက်တဲ့အဆောင်တွေလည်းရှိလို့တတိထားဖို့မှာကြားခဲ့ပါတယ်ဖျားเจ้าနာကတ်သွားတဲ့သူတိုင်းပြန်မလာနိုင်ကြဘူးဆက်ပြောရတဲ့အခါမှာတော့စွန်စားကန်းတွေတိတ်သဘောကျတဲ့လူဗီတယောက်ကတော့တုတ်ချေတင်ပြီးပြေးထွက်သွားခဲ့ပါတော့အဖွဲလုံးလဲလူဗီနောက်ပြေးလိုက်ကြရပြီးဇိုကပါရက်ဆက်တဲ့အဆောင်ဆိုပါလားလုံနေလို့စန်ကြီးကဝင်អော်လိုက်ပါတယ်အမှုထမ်းလူကြီးလဲစtroll headတွေထွက်သွားမှပျက်စီးတဲ့ရဲလိုက်ကြီးကိုတွေ့ရပြီးတော့တစ်ဖက်ကလူဗီတယောက်ကလည်းဖျားเจ้าရှိရာဘက်ကိုပြေးလွှားလို့နေခဲ့ပါပြီစန်ကြီးတို့ကတော့ဟိုဘက်ချမ်းကရဲလိုက်ကြီးကဒီဘက်ကရဲလိုက်နဲ့စင်တူနေလို့အော်နေခဲ့ပြီးတစ်ဖက်ကလူဗီကတော့ပြေးလွှားရင်းနဲ့သူ့စီကိုဦးတီလာနေတဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်
အဲလူကလူဗီပြေးတဲ့ဘက်ကိုပဲလိုက်ပြေးနေပြီးတော့အနာရောက်တဲ့အခါမှာတော့လူဗီရဲ့ပုံရင်းရောင်တာဖြစ်နေခဲ့ပါတယ်အရှိန်လွန်လာတဲ့လူဗီလည်းမှန်ကြီးကိုဝင်တိုက်မိသွားပြီးမှန်ချက်ကြီးလည်းကွဲရသွားပါတော့ဒီအချိန်မြို့တွေကလူတွေကတော့ကောင်းကင်ကြီးကွဲအပ်လာနေရထင်နေကြပြီးစန့်ကျင်ဘက်မှန်ချက်ကြီးကလည်းအလားတူကွဲအပ်လာနေခဲ့ပါတယ်ဥစုပ်ကကြောင်တဖျားကိုတို့ချမိလို့ဖြစ်တဲ့ထင်ကအမျက်မတင်မှုတောင်းပန်နေခဲ့ပါတယ်တို့အားလုံးတေချာကြည့်လိုက်တော့မှတစ်ဖက်မှာဂျိုင်းရန်အရွယ်အစားအခန်းကျဲကြီးတစ်ခုတည်ရှိနေခဲ့ပြီးတော့အချုပ်ဆက်တွေတာမန်လူအရွယ်အစားအဝတ်အထည်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်စန်ကြီးကတော့တစ်ဖက်မှာဂျိုင်းရန်ကြီးတွေကတကယ်ရှိနေမယ်ဆိုရင်တို့တွေဟာလောင်ဝင်တဲ့အထက်ခံထားရတဲ့အိမ်မွေးတိရစ္ဆာန်တွေကဖြစ်နေကြတဲ့အကြောင်းသုံးသပ်လိုက်ပါတယ်ဒီအချိန်အခန်းထဲကအကူကြီးတောင်းတဲ့အတန်တစ်ခုကြားလိုက်ရတာကြောင့်ဇိုးလေတန်စကားတွေကိုဖျက်တောက်ပစ်လိုက်ပြီးအားလုံးလည်းအခန်းထဲဝင်သွားခဲ့ကြပါတယ်အထက်ရောက်တဲ့အခါအကူကြီးတောင်းနေတဲ့သူဟာချော်ပါဖြစ်နေခဲ့ပြီးတန်ချိုးတွေတဲ့ချီနှောင်ခံထားရပါတယ်ဇိုးကတန်လေဘက်ကိုဓာတ်နဲ့ခုတ်ဖြတ်ဖို့လိုက်တာကြောင့်ချော်ပါလည်းကြောက်လန့်နေပြီးနောက်ဆုံးမှာတော့နာမီကပဲတော့ဝေကိုတခိုးမပညာနဲ့ဖွင့်ပေးလိုက်ပါတယ်ဇိုးနဲ့ဥဆုပ်တို့ကတာမန်လူအရွယ်စားအဝတ်ထည်တွေကိုစူးစမ်းနေကြချိန်မှာပဲလူဗီကတော့အယုတ်ဆက်တဲ့အတုံးတွေဘက်ကိုခုန်ချသွားခဲ့ပါပြီဒီရောမှစန်ဂျီလေခုနကတိုင်းပြည်ကအယုတ်တုံးတွေနဲ့ဆက်ထားတာဖြစ်ပြီးတို့ရုံကင်စားနေကြတုန်းကထွက်တဲ့အနံ့ကဒီအတုံးတွေလောင်ကျွမ်းလို့ဖြစ်ကြောင်းနားလည်သွားပါတော့။မှန်ချက်ကြီးကလည်းတစ်ဖက်မြင်မှန်ဖြစ်တာကြောင့်စန်ဂျီကမိန်းကလေးရေချိုးကန်တွေကမှန်တွေကိုဒါဝိနဲ့လဲမလို့ကြံစီနေတဲ့အခါနာမီကစော်ပလော်တီးပြလိုက်ပါရဲ့။ဥစုပ်ကတို့ရှောင်းနေတာဘလူးတိုင်းပြည်အဲဘက်များလာစဉ်းစားနေတဲ့အချိန်မှာပဲအေယာမတ်ဒဝါကြီးတွေကတို့ကိုစောင့်ကြည့်နေခဲ့ပါရဲ့။အဲ့ဒီနောက်အပြင်ကိုထွက်ကြည့်ကြဖို့လုပ်တဲ့အခါမှာပဲမွေဘလူးကြီးနဲ့တဲ့ဒိုးပါရဲ့။အောက်ကနေလဲကြွက်ဘလူးကြီးတွေကတက်လာနေခဲ့ပြီးတော့အပေါ်ကားနေလဲငှက်ဘလူးကြီးကဆင်းလာခဲ့ပါရဲ့။ရက်ဆက်တဲ့အဆောင်တွေဆိုတာဒီကောင်ကြီးတွေမှန်တီသွားပြီးအဝိုင်းခန့်နေရတဲ့အချိန်မှာပဲတစ်ဖက်ကနေလဲအခန်းပိုင်ရှင်စန်ဂိုလို့ခေါ်သူဂျိုင်းယန်ကြီးကပြန်လာနေခဲ့ပါပြီ။လူဗီလဲဂီယာဖစ်ကိုထုတ်ပြီးမွေဘလူးကြီးအဆွဲကိုပတ်ခါကင်ပေါက်လိုက်တာကြောင့်ကော်စောကလွင့်ထွက်ပြီးမိဖို့လဲဝင်သွားပါတော့ရဲ့။လူဗီကမွေဘလူးကြီးကိုတာဝန်ယူထားလို့စန်ဂျီကလည်းကြွက်ဘလူးကြီးကိုအပေါ်ကိုပင့်ကန်ကအောက်ကိုပြန်ချပြလိုက်ပါရဲ့။ဒီအချိန်နာမီတယောက်ကတော့ရန်နာဝေရှိလောက်မဲ့ဗီယိုစင်ဘောကိုချော်ပေါက်ကိုတက်ခိုင်းနေခဲ့ပြီးဇိုးကလည်းငှက်ဘလူးကြီးကိုထိန်းနေရပါရဲ့။ကော်စောကလည်းမီးစဆွဲနေပြီးဂျိုင်းယန်ကြီးအခန်းရှိရောက်လာတဲ့အချိန်မှာတော့အခန်းထဲကနေမီးခိုးလုံးတွေထွက်လာပါပဲအခန်းတကားဖွင့်လိုက်တဲ့အခါတခန်းလုံးလဲမီးတွေလောင်ကရောက်ရက်ခတ်နေတာကြောင့်ဂျိုင်းယန်ကြီးလည်းဒေါပွားသွားခဲ့ပါရဲ့ဥစုပ်ကစန်ကော့ဂျိုင်းယန်ကြီးပြန်လာပြီးပြေးကြမယ်អော်လိုက်တာကြောင့်စန်ဂျီကကြွက်ဘလူးတွေကိုလက်စတက်ပေးလိုက်ပါရဲ့ဇိုးလည်းငှက်ဘလူးကြီးမူကန်ကိုအဆုံးတက်ပေးလိုက်လို့လူဗီကလည်းမွေဘလူးကြီးဟီရိုမွန်ဂတ်ကိုဂမနိုခေါင်းပစ္စတိုနဲ့ပွဲသိမ်းပေးလိုက်ပါရဲ့နာမီနဲ့ချော့ပါလဲဘီယိုစင်ဘော်ကပြန်ဆင်းလာလိုက်ပြီးတော့အားလုံးလဲအတုံးနိုင်ငံတွေကိုပြန်ဝင်ပြေးကြပါရဲ့လူဗီတို့ပြန်ဝင်လာကြတော့ကြောင်ကြီးနဲ့ပြန်တိုးရကြောင်းကြောင်ကြီးကိုစော်ပလော်တီဗီတက်စီးလာခဲ့ကြပါရဲ့နာမီကဘီယိုစင်ဘော်ကမြေပုံတစ်ခုကိုရလာခဲ့ပြီးအတုံးနိုင်ငံရဲ့နေရာခင်းကျင်းတဲ့ပုံပါသူ့အကောင်တွေအစော်ခံလိုက်ရလို့ဒေါ်ဒါထွက်နေတဲ့စန်ကော့ဂျိုင်းယန်ကြီးလေအနောက်ကနေထက်ချက်မကွာလဲလာခဲ့တာကြောင့်ပဲစတရောဟက်တွေတဲ့အတုံးနိုင်ငံတစ်ဖက်ချမ်းကနောက်ထပ်မှန်ချက်ကြီးစစ်ကိုဥတီပြေးကြရပါတော့ရဲ့စန်ကော့ကြီးကတော့ဖျားเจ้าကိုမီးရှို့ပြီးအိမ်မွေးတိရစ္ဆာန်တွေကိုစော်ပလော်တီးသွားတဲ့စတရောဟက်တွေကိုဒေါ်ဒါထွက်ပြီးအနောက်ကထက်ချက်မကွာလိုက်နေခဲ့ပါရဲ့လူသားအယုတ်တွေပြန်လာခဲ့စမ်းလို့အော်ဟစ်နေပေမဲ့လူဗီတို့တွေကတော့ပြေးနေကြဆဲပါကြောင်ကြီးအစ်ကတ်ကိုတိုင်ကလူဗီတို့ကိုကြောပေါ်တင်ပြီးပြင်းနေတာမဟုတ်လို့မြို့တွေကလူတွေအားလုံးလည်းအံ့အားသင့်နေခဲ့ကြပါရဲ့စန်ကော့ကြီးကိုဒေါ်ရှော့ဖို့ဝိုင်းပြောနေကြပေမဲ့သူတို့ပဲတနင်းခံလိုက်ရပြီးအတုံးတွေလည်းပျက်စီးကုန်ပါရဲ့နာမီကစန်ကော့ဆိုတဲ့လူကြီးကကြောက်ဖို့ကောင်းနေဆိုတဲ့အခါဇိုးကတော့နတ်ဆိုရင်လည်းနတ်ဆိုးပဲဖြစ်ရမယ်လို့ဆိုပါရဲ့လမ်းခွဲတစ်ခုရောက်တော့နာမီကညာဘက်ကိုခိုင်းတာကြောင့်စန်ကော့လည်းမျက်စိလဲသွားပြီးအစ်ကတ်ကိုအော်ခေါ်နေပါရဲ့အဲ့ဒီနောက်အရှိမမျိုးရိုးတစ်ခုကိုတွေ့လိုက်ရတာကြောင့်ဥစုပ်ကကြောလို့အစင်ပြေပါမလားစိတ်ပူနေပြီးလူဗီကတော့အားလုံးကိုအတုံးတွေနဲ့လှုပ်ထားတာကြောင့်အတော်ကိုသဘောကျနေခဲ့ပါရဲ့ဇိုနဲ့စန်ဂျီကလည်းခုတ်မဲ့ဖြတ်မဲ့ပါလိမဲ့လုံနေတဲ့အခါလူဗီကတော့အချက်ယူတိဆောက်ထားရတဲ့အတုံးတိုင်းပြည်ကြီးကိုမပြတ်စည်းစေချင်တာကြောင့်တားဆီးလိုက်ပါရဲ့ဒီအချိန်ကြောင်ကြီးအစ်ကတ်လည်းမျိုးရိုးအမြင့်ကြီးကိုခုံပြန်ကျော်လွှားလိုက်ပြီးအောင်မြင်သွားပေမဲ့တစ်ဖက်ကိုရောက်မှကြောင်ကြဝက်ကြပြုတ်ကြပါရဲ့နာမီကိုလည်းစန်ဂျီကချီပေးထားပြီးချော့ပါနဲ့ဥစုပ်ကတော့ဇိုးစီပြေးဖက်ထားပါရဲ့လူဗီလည်းအတုံးတွေပြက်စီးသွားလို့အစ်ကတ်ကိုစူပူနေပြီးအနောက်ကစန်ကော့ကြီးကလည်းအတုံးတွေဖြက်စီးတဲ့အပြစ်ဒဏ်မှာခတ်ရမယ်ဆိုပြီးဆက်လိုက်လာနေခဲ့ပါရဲ့ဒါမဲ့လက်နဲ့လှမ်းဖက်မဲ့အလုံးမှာပဲအစ်ကတ်ကထားပြေးသွားခဲ့တာကြောင့်တီတီလေးထက်လို့သွားခဲ့ပြန်ပါရဲ့စန်ကော့လည်းရန်သူကိုကယ်တင်ပေးနေတဲ့အစ်ကတ်ကိုအပြစ်တင်ချိန်မောက်လို့နေပြီးစတောဟက်တွေလည်းအစ်ကတ်ဂျေဇူးနဲ့မြို့အစွန်နာကိုခဏလေးနဲ့ရောက်လာခဲ့ပါပြီလူဗီနဲ့ဥဆုပ်ကဘယ်ဘက်ဆက်သွားရမလဲမသိဖြစ်နေချိန်မှာပဲနာမီကမြေပုံပုံချမ်းကိုလှုပ်ပစ်လိုက်တာကြောင့်ဥဆုပ်လည်းထောက်ပါရဲ့ဒါမဲ့နာမီကတော့တည်တည်ငြိမ်ပဲမြေပုံကိုသူအလွတ်ရပြီလို့ဆိုပြီးတော့လမ်းပြပေးပါရဲ့အရှိနားမှာခုနကဖြတ်စည်းခဲ့တဲ့မှန်ချက်ကြီးရှိပြီးအပေါ်ကတိမ်တွေကလည်းတိမ်ရတူအာတာပူစီယိုလို့ဆိုပါရဲ့ဇိုးကဒီအယုတ်ခန်းကြီးကဂျိုင်းယန်ကြီးတွေအတွက်တော့တာမန်အခန်းပဲလို့ပြောလိုက်ပြီးစန်ကြီးကလည်းနေရာတိုင်းမှာမှန်နေတာရှိနေမယ်ဆိုရင်ရှုကင်းတွေအစုံမရှိဖြစ်နေလိမ့်မယ်လို့ဆိုပါရဲ့ဒီ
ဒီအခါနာမီကသူတို့ဟာမြို့တော်ဝက်လောက်ကိုကြော်လာကြပြီဖြစ်ပြီးတော့တတိတာဆက်သွားမယ်ဆိုရင်ချက်ချင်းရောက်ပြီလို့ထောက်ပြလိုက်ပါတယ်နာမီတို့မြေပုံချမ်းကိုရာတော်တာတည်သွားတဲ့စန်ကော့လေဒီနေရာဟာဂျိုင်ယန်တွေအတွက်တော့မှဝင်ကပါတစ်ခုလို့ဖြစ်နေပြီးလွတ်မြောက်ဖို့မဖြစ်နိုင်တာကြောင့်မလို့လူဗီဒီယိုတွေကတော့ဘယ်တော့မှမလွတ်မြောက်နိုင်ဘူးဆိုကပိုက်ကွန်နဲ့လိုက်လံဖမ်းဆီးပါရဲ့ရုတ်တရက်ပိုက်ကွန်အချိန်ကြောင့်အယုတ်တုံးတွေပျက်စီးသွားခဲ့ပြီးဒေါ်တာပိုထွတ်ကအပြေးလိုက်ပါရဲ့မကြခင်မှာပဲ Iskat ကိုပိုက်ကွန်နဲ့ဖမ်းမိသွားခဲ့ပြီးလူဗီကလည်းလွတ်အောင်မရှောင်လို့ကြောင်ကြီးကိုအော်ဟစ်နေပါရဲ့လူသားရုပ်တွေပြန်လာခဲ့စမ်းဆိုပြီးလှမ်းယူမဲ့အလုံးမှာပဲအထက်ကဇိုနဲ့စန်ဂျီကတော့အစင်တစ်ဖြစ်နေခဲ့ပါပြီအဲ့နောက်နှစ်ယောက်သားပိုက်ကွန်ကိုဖျက်တောက်ပလိုက်တာကြောင့် Iskat လည်းလွတ်မြောက်သွားပြီးဆက်လက်ပြေးလွှားပါတော့စန်ကော့လည်းဒေါ်ရရဲ့ပူပူထွက်ခါအနောက်ကဆက်လိုက်နေခဲ့ပြီး Iskat ကိုလည်းပုံကန်တဲ့အပြစ်ကဘလောက်ကြီးကြောင်ပြောဆိုနေခဲ့ပါရဲ့Iskat လေကြောင်ဘာသာစကားနဲ့ပြန်အော်ဟစ်လိုက်ပြီးတော့ပွားစီနဲ့နားကြီးတယ်လို့ချော်ဘာကဘာသာပြန်ပေးလိုက်ပါတယ်။ဒါပေမဲ့စန်ကော့ကတော့စရေးလက်ရေးပဲဖြစ်နေပြီးအရှိနားမှာအရန်ကျန်းတဲ့နားနှစ်ဖျားအီယာကော့ရှိရလို့ဆိုပါတယ်။ဒီအချိန်အောက်ကမြို့နေပြည်သူတွေကစန်ကော့ကိုခဏတားဆီးလိုက်ပြီးအီယာကော့ဟာလည်းမီးလောင်ပြီးထူးဆန်းစွာတိတ်ဆုံးသွားခဲ့တယ်လို့သတင်းပေးလိုက်ပါတယ်။ဖျားเจ้าမီးလောင်မှု Bistain ရဲတိုက်ပျက်စီးမှု Iskat စာမှာပုံကန်မှုတွေကိုပါတတိကြီးဆက်ပြောနေကြတဲ့အခါပိုဒေါ်လာထွက်လာပါတော့ရဲ့တကယ်တော့မီးလောင်လို့အယိုးပဲကြံတော့တဲ့အသားစားယုံကြီးအီယာကော့ဂလူတိုဘန်နီကလူဗီတို့မီးကင်စားခဲ့တဲ့ယုံကြီးဖြစ်နေတာပါလူသားတွေကစန်ကော့ကြီးကိုဒေါ်လာရှော့ဖို့ဝိုင်းတောင်းဆိုနေချိန်မှာပဲစန်ကော့ကလည်းဦးလိုက်တိတ်လိုက်ထရှိမောပါရဲ့သူကပိတ်လောင်ထားတဲ့သူ့ရဲ့အတုံးကပတွေကဒီလိုစညွှန်းမပါပဲဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကိုသဘောကျနေတာပါထွက်ပေါက်မှန်ချက်ကြီးကလည်းပွင့်နေပြီဖြစ်တာကြောင့်မြို့တကလူတွေကလည်းထွက်ပြေးဖို့အချိန်ကောင်းမဲဆိုပြီးတိုင်မင်နေကြပါပြီစန်ကော့ကမင်းတို့လူသားအယုတ်တွေကိုအစွမ်းနဲ့ကိုထွက်ပြေးဖို့ကြိုးစားကြလို့ပြောလိုက်ကဟတ်ဂျူတင်ကလက်ခံရင်တောင်သူကတော့လက်မခံဘူးလို့ဆိုပါရင်ဟတ်ဂျူတင်လို့ပြောလိုက်တာကြောင့်ဇိုးလေလူဗီရဲ့တစ္ဆကန် Grand Fleet တပ်ဖွဲ့တွေကဂျိုင်ယန်ကြီးဟတ်ဂျူတင်ကိုအမှတ်ရသွားခဲ့ပါရဲ့ထွက်ပေါက်ရောက်ဖို့ကလည်းတစ်ပင်ကြီးနောက်ကမှန်ချက်ကြီးပဲကျန်တော့တာမို့လို့ဥဆုပ်ကသူတာဝန်ယူမယ်လို့ဆိုပါရင် Special Attack Green Star Carbon Grass ကိုတောင်းလိုက်တဲ့အခါပောက်ကွဲမှုကြီးဖြစ်သွားပြီးအနီးနားကအတုံးတွေလည်းအကုန်ပျက်စီးသွားပါရဲ့လူဗီကစန်ကော့ကိုသူ့ရဲ့အယုတ်တုံးတွေပျက်စီးသွားလို့လှမ်းတောင်းမှနေတဲ့အခါဥဆုပ်နဲ့ရန်ထတတ်ကြပါရဲ့မှန်ကြီးကွဲတော့တဲ့ဆိုရင်တစ်ဖက်မှာနရန်အထူကြီးတစ်ခုကထက်ရှိနေပြီးစန်ကော့ကလည်းသူ့လက်ထက်ကအယုတ်တွေလွတ်မြောက်ဖို့မဖြစ်နိုင်ဘူးလို့ဆိုပါရဲ့ဒီအချိန်လူဗီကကြောင်ကြီးကိုဆက်သွားနိုင်လားမေးလိုက်ပြီးကြောင်ကြီးလည်းပြန်ချလိုက်ပါရဲ့စန်ကော့ဆိုသူကတော့ဒီလိုလှပတဲ့ဇလန်းကိုမြင်တွေ့ရလို့ပျော်ရွှင်နေပြီးမင်းတို့တွေကိုဖမ်းခဲ့လို့တော်သေးတယ်လို့ပြောလိုက်ခါလူပီတာဆိုဇိုတာဆိုစန်ဂျီတာဆိုဥဆိုတာဆိုချိုတာဆိုနာမီတာဆိုလို့ခေါ်လိုက်ပါရဲ့နာမီလည်းသူတို့နာမည်တွေကိုသိနေလို့အန်အောနေခဲ့ပြီးချောပါကလည်းတာဆိုဆိုတာဘာကြီးမှမသိဖြစ်နေခဲ့ပါရဲ့ပြောဆူဆူနဲ့စန်ကော့လည်းဆက်လိုက်လာရင်အတုံးတစ်ခုနဲ့တိုက်မိကချော်လဲသွားပါပဲနာမီကတဘာဝဘေးအန္တရာယ်ကြောင့်စန်ကော့ထိခိုက်သွားပြီးအတုံးတွေပျက်စီးမဲ့ဆိုအပြစ်မရှိဘူးမှလာလို့မိလိုက်တော့ဥစပလဲငလျင်ဘေးရှေဘေးတိုးကြောင့်ဆိုရင်တော့တရက်ခတ်မရှိဘူးလို့ဆိုပါရဲ့နာမီကတူတူအားလုံးအန္တရာယ်ဘောင်းစုံနဲ့ကြုံတွေ့ခဲ့ရတာကြောင့်အဲ့လူကိုဒေါ်တာထွက်တယ်လို့ပြောလိုက်ပါရဲ့စန်ကြီးကသူနားလဲပါရဲ့လို့ဆိုကအဲ့လူကြီးကနာမီကိုအဝတ်စားတွေလဲပေးခဲ့တာကြောင့်သူလည်းဒေါ်တာအသေးထွက်တယ်လို့ပြောလိုက်ပါရဲ့စန်ကြီးကတွားဆော့ဖို့လုပ်နေတော့နာမီကစန်ကော့ကိုကောင်းကင်ကပဲအပြစ်ဒဏ်ခတ်လိုက်မယ်လို့ဆိုကခရိုင်မာတက်ကိုထုတ်လိုက်ပါရဲ့စရော့ဟတ်တွေအဖမ်းမခံရခင်အချိန်တုန်းကဂျိုင်ယန်ကြီးတယောက်စီကိုငှက်ဘလူးကြီးမူကန်ကတင်မော်ရစီတုတ်ချီလာခဲ့ပါရဲ့တင်မောဟာစန်နီဖြစ်နေပြီးအထဲမှာလည်းလူဗီဆိုစန်ဂျီဥဆုပ်နာမီချော့ပါတို့တွေအိမ်မောချနေတာကြောင့်ဂျိုင်ယန်ကြီးလည်းအတော်လေးလန့်သွားပါရဲ့တကယ်တော့ဂျိုင်ယန်တွေကတို့ကိုတွားကျုံနေကြတာဖြစ်ပြီးမူကန်ကအခုလိုချီလာတာကြောင့်ဘယ်သူမှမသိသေးဘူးလားလို့တွေးနေခဲ့ပါရဲ့စရော့ဟတ်တွေကအတော်လေးအိမ်မောချနေကြတာကြောင့်အချဟတ်ကအလာလမ်းမှာအိမ်ငွေချမြူတွေရှူမိလို့လားလို့တွေးနေရင်းမှတင်အကြံတစ်ခုရသွားပြီးရှီမောလိုက်ပါရဲ့တကယ်တော့အဲ့ဒီဂျိုင်ယန်ကြီးကအဲဘရဲ့အတန်မာဆုံးစတိတယောက်ဖြစ်တဲ့ဟတ်ဂျူတင်လူဘီရဲ့တစ္ဆာကံဖြစ်တော့တာကြောင့်မုန်းတိနေခဲ့တာပါဟတ်ဂျူတင်နဲ့တဲ့ဘောတာမတိုက်ဆိုင်ကြပဲဒီလိုအားနေပြီးတတိမရှိတဲ့ကောင်ရဲ့လက်အောက်ခံသူကတော့အဖြစ်မခံနိုင်ဘူးလို့ဆိုပါရဲ့အဲ့ဒီနောက်ဘေးကနာမီကိုမြင်သွားကသဘောကျသွားပြီးနာမီတာဆိုလို့ခေါ်မိသွားတာကြောင့်နာမီလည်းနည်းနည်းလှုပ်ရှားလာခဲ့ပါရဲ့ဒါကြောင့်မဲအိမ်ငွေချစစ်တမျိုးကိုအမြန်ဖော်ကအချင်းချာအိပ်ပျော်နေကြအောင်ထပ်မံလှုပ်ထားလိုက်ပြီးအခုလိုသူ့ရဲ့အတုံးကပတဲထည့်ထားခဲ့တာပါစန်ကော့ဆိုတာကလည်းသူ့ရဲ့အယုတ်ကပဇလန်တွေကဇက်ကောင်သူကိုယ်တိုင်ပဲဖြစ်ပြီးအဲ့ဒီကဂေါ်ရီဆိုတာကလည်းသူ့ရဲ့ဇညွန်းအလိုက်ဇက်ကောင်တွေကြီးပါပဲဒါတွေကိုပြန်တွေးနေရင်မှပဲကောင်းကင်ကမိုးချိုးတိမ်လုံးတွေအုပ်ဆိုင်လာတာကြောင့်ကြောင်သွားပါတော့နာမီကဇူးကိုထုတ်ပြီးဝေဒါအက်ကျွေးလိုက်ပြီးတဲ့နောက်မှာတော့အင်အားတွေပြေသွားပြီးရဂျာရီတိုက်ကွက်မိုးချိုးတွေပြချပေးလိုက်ပါတော့ဂျိုင်ယန်ကြီးလည်းမိုးချိုးမှန်ပဝင်းကျင်လည်းပျက်စီးသွားပြီးအစ်ကလည်းထွက်ပြေးနေပေမဲ့နာမီကတော့သူမဟုတ်ဘူးကောင်းကင်ရဲ့ပြစ်ဒဏ်လို့ဆိုကပီတီရဖြစ်နေပါရဲ့အဲ့ဒီအချိန်လူဗီကအပေါ်ကိုခုန်တက်လိုက်ပြီးဂျက်ကီယာဖို့ခေါင်းကန်နဲ့နယန်ကြီးကိုထိုးခွဲလိုက်ကစရောဟတ်တွေလည်းအတုံးကပအပြင်ဘက်ကအဲဘတ်ကျွန်းကြီးစီဥတီခဲ့ကြပါရဲ့
လူဗီနဲ့ဆွေဟတ်ဖွဲ့သားတွေလည်းအတုံးနိုင်ငံကိုနှုတ်ဆက်လိုက်ကြပြီးလူဗီရဲ့လက်သီးချက်နဲ့အတူနေရန်ကိုဖောက်ထွင်းကအပြင်ကိုထွက်နိုင်ခဲ့ကြပါပြီဒီအချိန် Great Area ပေါ်မှာတော့ Giant Warrior Power တိုက်ရောက်ရက်ခတ်နေကြပါတယ်အကြောင်းကတော့မနေ့ကဘေးချင်းကတ်အတူတူရွက်လွှင့်လာခဲ့တဲ့စန်ဒီဟာပျောက်ချင်းမလားပျောက်ဆုံးသွားလို့ဖြစ်ပြီးလူဗီဆိုစန်ဂျီဥဆုပ်နာမီချော့ပါတို့ကိုပါအသေးအတန်ရှာဖွေနေကြပါပြီဒိုဗီကပင်လယ်ထဲနှစ်သွားတာများဖြစ်နိုင်မလားသုံးသက်ကြည့်တဲ့အခါဘရိုကီလည်းချက်ချင်းပဲဒါဆိုလဲအကုန်လုံးပင်လယ်ထဲဆင်းရှာကြမယ်လို့ဆိုပါတယ်ပင်လယ်ချမ်းပြင်အောင်ဆင်းကြတော့မဲ့ဂျိုင်ယန်တွေကိုတားဆီးလိုက်သူကတော့ Frankie ဖြစ်ပြီးရှာဖွေမှုကပြီးဆုံးပြီလို့ပြောလိုက်ပါတယ်အားလုံးလည်းအခုထိလူဗီတို့ကိုပြန်မတွေ့သေးတာကြောင့်ဘာလို့ဆက်မရှာခိုင်းတာလဲဝိုင်းမေးကြတဲ့အခါ Frankie ကဘလောက်ရှာမတွေ့ဘူးဆိုပေမဲ့သူတို့အားလုံးအဆင်ပြေနေကြမှာတေချာပေါက်တီးပြီး Sunny ကလည်းလွယ်နဲ့ပင်လယ်ထဲမြုပ်မဲ့တင်မဟုတ်ဘူးလို့ဆိုပါတယ်တစ်ဆက်ထဲမှာပဲလူဗီတို့အားလုံးအသက်ဆက်ရှင်နေအောင်မှလို့တေချာပေါက်ပြောလိုက်တဲ့အခါ Robin ကအရင်ကလည်းဒီလိုလူစုကွဲပူးတာတွေဖြစ်ဘူးတဲ့အတွက်အယမ်းမစိုးရိမ်ကြဖို့ဝင်ပြောလိုက်ပါတယ်ဒီတော့မှဂျိုင်ယန်ကြီးတွေလည်းပူစရာမလိုပဲပူနေမိတာပဲဆိုကစစ်သားရသွားကြပါတယ်ဂျန်ဘဲကလည်းသူ့လဲငမန်းနှဝေါကိုတုံပြီးရှာကြည့်ထားပြီးမလို့ပင်လယ်အောက်မှာမရှိကြတာလုံးဝတေးကြရလို့ပြောလိုက်ခါကန်တခုခုမှာတွားကတ်နေနေတာလည်းဖြစ်နေတယ်လို့ဆိုပါတယ်ဘရုတ်ကလည်းအားလုံးကိုအလုပ်ပို့စေပြီးလို့တောင်းပန်လိုက်ပြီးဒီတင်မောဘော်ကစားစရာတွေလည်းကုန်ပြီးမလို့အရှိကိုတာခရီးဆက်တင်ကြောင်းပြောလိုက်ပါတယ်ဖရန်ကီကပါအခုလိုကူညီပေးကြလို့ကျေးဇူးတင်လိုက်ပြီးရောဘင်ကလည်းအားလုံးရဲ့ဦးတီယာကအဲဘတ်ဂျွန်ဖြစ်လို့ပြန်ဆောင်ကြမှာပါလို့ဆိုပါတယ်ဒီအခါမှာဘရိုကီနဲ့တိုဗီလည်းစိတ်အေးသွားရပြီးအားလုံးလည်းအဲဘတ်ဂျွန်ကိုတာဆက်လက်ရွှဲလွှင့်ကြပါတော့ရဲ့တစ်ဖက်ကလူဗီတို့တွေကတော့အတုံးနိုင်ငံကနေအဲဘတ်အပြင်ဘက်ကိုရောက်လာကြပြီးနေရာအနှံ့နှင်းတွေနဲ့မှုလို့နာမီနဲ့ဥဆုပ်လဲချမ်းစိတ်နေကြပါရဲ့ချော်ပါကနှင်းတွေကြားနေတာကိုတန်တော်ကြည့်နေချိန်မှာပဲကြောင်ကြီးအစ်ကတ်ကရုတ်တရက်ခါချပြီးထွက်ပြေးသွားတာကြောင့်အားလုံးလည်းနှင်းတွေပေါ်ကိုပြုတ်ကျကုန်ပါရဲ့နာမီကချမ်းနေလို့ပြန်လာခဲ့လို့အော်ခေါ်နေပေမဲ့အစ်ကတ်ကအစာကလေးကသူတို့တွေနဲ့လိုက်ခဲ့ဖို့အစီအစဉ်မရှိတာကြောင့်ထွက်ပြေးသွားလို့ချော်ပါကဆိုပါရဲ့စန်ဂျီကနာမီချမ်းနေလို့သူ့အပေါ်အင်ကြီးပြလိုက်တာကြောင့်နာမီကကျေးဇူးတင်နေပေမဲ့ဇိုကတော့ငတုံးတွေကမချမ်းတက်ဘူးလေလို့ဝင်ပြောရတာကြောင့်စန်ဂျီလည်းပြန်អော်ပါရဲ့လူဗီနဲ့ဥဆုပ်ကတော့သူတို့ရှေ့ကအရွယ်စားကြီးမားလို့နဲ့တစ်ပင်ကြီးကိုသဘောကျထူးဆန်းနေကြပြီးနာမီကလည်းမြင်မြင်သမျှနှင်းတွေကြီးပဲမျက်စိအစုံဖြစ်နေလို့အံ့ဩနေပါရဲ့ချော်ပါလဲပုံမှန်ထက်တော်တော်ပိုကြီးရဲ့တောင်တန်းကြီးတွေကိုထူးဆန်းနေပြီးနာမီကလည်းတောင်တွေကကျုံးတွေထောင်ကြီးနေရလို့ဆိုပါရဲ့တစ်ဖက်ကဥဆုပ်ကလည်းအေယာမကျိုးသားကြီးကိုအားလုံးကိုခေါ်ပြလိုက်ပြီးလူဗီတယောက်ကတော့သဘောဝေကျနေပါရဲ့ဇိုကနှင်းတွေကြောင်ရောတရားကြီးကိုအဆုံးထိမမြင်နိုင်အောင်ကြီးမားတာကြောင်ရောတိမ်တွေပေါ်ထိဆက်ထားထားလာလို့ထင်နေပါရဲ့စန်ဂျီကသူတို့နောက်မှလည်းခုနကစန်းကောအတူရဲ့ရေတိုက်ကြီးပဲရှိရမလို့ဒီတလမ်းပဲတွားဖို့ရှိရဲ့ပြောတော့ဥဆုပ်လဲလန့်ပါတော့ရဲ့လူဗီတို့တွေတရားပေါ်တက်မလို့လွတ်လိုက်ချိန်မှာပဲကျိုးတွေကတင်းသွားပြီးတစ်ဖက်ကနေအေယာမအရေးတံကြီးနှစ်ခုကိုမြင်လိုက်ရတာကြောင့်တစ်ပင်ကြီးနောက်ကိုပြေးပုံကြရပါရဲ့ဂျိုင်ယန်အမျိုးသမီးကဒီလိုဦးကြောင်ကောင်ကိုဘာလို့ဟက်ယူဒင်ကအဖွဲတဲ့ခေါ်ထားရလဲပြောတဲ့အခါနောက်ထပ်ဂျိုင်ယန်တယောက်ကလည်းဒီကောင်းမှာကောင်းမွန်တဲ့လမ်းပြအရေးအချင်းတွေရှိရကြောင်းလို့ဆိုပါရဲ့ဒီအခါအမျိုးသမီးကသူကတော့သဘောမကျပဲဒီကောင်ကအဲဘတ်ရဲ့အဆက်ရစရာဖြစ်ပြီးလိုကီထက်တောင်မှပို့အောင်မယ်လို့ပြန်ပြောလိုက်ပါတယ်သူတို့တွေကတော့ New Giant Warrior Priority ဖြစ်ကြပြီးတင်မောဆရာဝန် Gat နဲ့တင်မောသမင်းချက်ဂိုးဘတ်တို့ပဲဖြစ်ပါတယ်လိုကီထက်တာတယ်ဆိုတဲ့စကားရိုဒိုရာကြားသွားရင်ပိုတော်မှသဘောကျသွားလိမ့်မယ်လို့ဂိုးဘတ်က Gat ကိုပြန်ပြောလိုက်ပါတယ်ဂတ်ကသူမရဲ့ဇီးကွက်ပိုက်ပါဘက်လှဲ့ကရိုဒိုရဲ့ကြီးကန်းကတင်မောလေးတစ်ခုကိုချီလာတာမြင်လိုက်တဲ့မလားလို့မိလိုက်တော့ပိုက်ပါကလည်းခေါင်းငိမ့်ပြပါတယ်ဂိုးဘက်ကလည်းရိုဒိုကကျူးကျော်သူတွေကိုဖမ်းရမယ့်အစားသူကျုံးဘော်ကိုတောင်ဖိတ်ခေါ်နေကြပဲလို့ဆိုပါတယ်ရိုဒိုရဲ့ဒီဝါရနာကစိတ်ရှုပ်စရာဖြစ်ပြီးတော့ဒီတစ်ခါလက်ပူးလက်ချက်မိရင်တော့ခေါင်းဆောင်ဂျာရူစီကိုပြန်တိုင်ပစ်မယ်လို့ဂတ်ကလည်းပြန်ပြောလိုက်ပါတယ်သူတို့နှစ်ယောက်လည်းတရားဘော်ကဖြတ်သွားကြပြီးဥဆုပ်တယောက်ကတော့အဲဘတ်လို့ကြားလိုက်တာကြောင့်စိတ်တွေလှုပ်ရှားနေပါရဲ့ဒီအချိန်လူဗီတယောက်ကလည်းနာမီတားနေတဲ့ဂျားတွေကဒီနှစ်ယောက်ကလူကောင်းတွေဖြစ်မှာပါဆိုပြီးထွက်နှုတ်ဆက်နေလို့နာမီလေးအမြန်ထွက်ထိန်လိုက်ရပြီးကြီးကျော်သူတွေဆိုဖမ်းမယ်လို့ပြောတော့တာမှကြားဘူးလားလို့ဆိုပါတယ်စန်ဂျီကလည်းနာမီစကားနားထောင်ဖို့လူဗီကိုထွက်ပြောလိုက်ပေမဲ့ဂျိုင်ယန်မလေးဂတ်ကိုမြင်သွားပြီးသူထင်လိုပဲလှပတဲ့ဂျိုင်ယန်မလေးတွေရှိနေတာပဲဆိုကနှာဘူးထပါတော့ဂတ်နဲ့ဂိုးဘတ်လည်းအတန်ကြားလို့နောက်လဲကြည့်လိုက်ပေမဲ့ဘာမှမရှိတာကြောင့်စိတ်ထင်တာနေမှာပါဆိုပြီးရှေ့ဆက်သွားကြပါတယ်ဒီအချိန်နာမီကတော့အားလုံးကိုမနေထိန်ထားနေရပြီးဂတ်တို့ကလည်းရဲတိုက်ခေါင်းလောင်းကိုတီးကဗီဒီယိုကိုအော်ခေါ်နေကြပါတယ်ဥဆုပ်ကကျိုးသားကြီးကိုဖျက်ချဖို့အားလုံးသူ့နောက်ကလိုက်ခဲ့ကြလို့ပြောလိုက်ပေမဲ့ဖျက်ခန့်နီးမှကြောက်လန့်နေပါတယ်။နာမီကလည်းဂျိုင်ယန်တရားကအပေါက်တွေကအကြီးကြီးပဲမှုလို့ကြောက်နေပေမဲ့ချော်ပါကတော့ Dwan Island မှာတုန်းကဒီလိုကျိုးဝေးပေါ်အမြဲဖျက်နေကြမှုလို့စိတ်ပူဖို့ပြောလိုက်ပါတယ်။စန်ဂျီကနှင်းလုံးတွေကလည်းတစ်ခါအကြီးကြီးတွေကြားတဲ့ပြောနေပြီးဇိုးကလည်းဂျိုင်ယန်တွေကရောက်လာရင်ပြေးလက်မရှိတာမှုလို့အမြန်သွားကြဖို့ပြောနေပါတယ်။ဥဆုပ်တယောက်ကခက်ခဲဖြတ်ကူးနေရပြီးဒါကပင်လယ်ပြင်ရဲ့ရဲရင်နဲ့စီးတော်ဖြစ်ဖို့စံတက်ချက်ပဲဆိုပြီးအားတင်းနေရပါတယ်။တရားအောက်ကတောအုပ်မှာလည်းဝင်းပိုလီဘလူးကြီးတွေရှိနေပြီးလူဗီကတရားဖြတ်ကူရင်ခဏရက်သွားတာမို့လို့ဇိုးကဘာဖြစ်လို့လဲလို့လှမ်းမိလိုက်ပါတယ်။
တော်တွင်းတနေရာကနေအရှိန်အဝါတစ်ခုကိုခန်းစားနေရလာလို့လူဗီကမိလိုက်ပြီးစန်ဂျီကသူကတော့အဲ့ကိုသွားဆက်စုမှမဟုတ်ဘူးလို့ဆိုပါတယ်ဇိုးသွားမယ်ဆိုတာကိုလည်းတားလိုက်ပြီးဒါရရှင်အခက်ခဲရှိတဲ့ရင်ကြီးခေါင်းကိုလည်းသွားခွင့်မပေးနိုင်ဘူးလို့ပြောလိုက်ပါတယ်လူဗီလည်းတောနက်တဲကဒီအတန်ကအတုံးတိုင်းပြည်မှာတုန်းကဖြတ်ခနဲကြားလိုက်ရတဲ့အတန်နဲ့အတူတူပဲဖြစ်ပြီးအားလုံးကိုသွားနှင်ခိုင်းလိုက်ခါသူကတော့တရားဘော်ကနေတောအုပ်ထဲကိုခုန်ဆင်းသွားပါတော့ရဲ့အောက်မှာဝင်ပလီကြီးနေမို့လို့ချော်ပါတို့ကတားနေပေမဲ့လူဗီကတော့ဆင်းသွားခဲ့ပါပြီတစ်ဖက်မှာလည်းဂျိုင်ယန်တွေက H hat ကိုဝင်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့တဲ့င်းအမှားကိုရောဘင်ကဖတ်ပြနေပြီးအားလုံးလည်းအံ့ဩနေကြပါတယ်။နှစ်ပေါင်း100ကျော်ပျောက်ဆုံးနေခဲ့တဲ့ဂျိုင်ယန် Pirate တွေပြန်ပေါ်လာခဲ့ပြီးယိုကိုလူဗီနဲ့ပူပေါင်းက H hat ကိုမီးလောင်တိုက်တွင်းခဲ့တယ်လို့ရေးသားထားတာပါ။ဂျိုင်ယန် Pirate အဖွဲ့ရဲ့ကပတိန်တွေဖြစ်ကြတဲ့ဘလူးနီဘရိုကီနဲ့ဘလူးပြဒိုရီတို့ကိုလည်း Bounty 1.8 billion အထိတိုးမြင့်လိုက်ပါတယ်။အဖွဲ့သားတစ်ယောက်ကအရင်နှစ်100လောက်တုန်းကဆရာတို့ရဲ့စုကြီးကတယောက်ကို100 million ပဲရှိကြတာလို့ပြောလိုက်တော့ရောဘင်ကလည်းနှစ်100အတွင်းငွေကြေးအပြောင်းလဲကမတူညီဘူးလို့ဆိုပါတယ်။ Giant Power ရဲ့ captain တွေအနေနဲ့ 1.8 billion ကအနေတော့ပါပဲလို့ပြန်ပြောလိုက်ပါတယ်။တည်င်းထဲမှာဆက်လက်ဖော်ပြထားချက်အရဗကာပန့်ကိုတက်လိုက်တဲ့လူကလူဗီလို့ရေးသားထားပြီး Frankie ကလည်းအစိုးရကအမြဲဇလန်းစင်တက်တာပဲလို့ဆိုပါတယ်။ဒီအခါလစ်လစ်ကသူ့ကိုလူဗီကတက်လိုက်တာလို့ဝင်ရှိမောတော့ Frankie လည်းလူဗီကဗကာပန့်ကိုနောက်ဆုံးအချိန်ထိကာကွယ်ပေးခဲ့တာလို့ပြန်ပြောလိုက်ပါတယ်။ Brooke ကဒီတပ်ပုံတွေကိုဘယ်ချိန်ရိုက်သွားကြရလဲဝင်ပြီးတော့ချင်းဘဲကတိုက်ပွဲအတွင်းမှာဖြစ်နိုင်ပြီးနေရာအနှံ့မှာ WEJ ကင်မရာတွေရှိကတပ်ပုံတွေကဈေးကောင်းရရလို့ဆိုပါတယ်။ဒီအချိန် Robin လည်းအားလုံးကိုလှမ်းခေါ်လိုက်ပြီးလူဗီကလွတ်လပ်တဲ့နေကာပုံစံပြောင်းလိုက်ရင်လက်မှာဒီလိုချက်ချစ်ကအမှတ်သားပေါ်လာတယ်လားလို့မေးလိုက်ပါတယ်။ချင်းဘဲကသူလည်းမြင်မိတယ်ပြောလိုက်ပြီး Frankie ကတော့လှုပ်ရှားတာမြန်လွန်းလို့ဒီမထားမိဘူးလို့ဆိုပါတယ်။ဒီအမှတ်အသားကနည်းနည်းထူးဆန်းနေပြီးတပ်ပုံထဲမှာလက်ကဝါနေပေမဲ့အမှတ်သားကတော့ပြတ်သားထင်ရှားနေရလို့ Robin လည်းပြောလိုက်ပါတယ်။ဒိုဘီကတော့အခုဆိုရင်ကောက်ရုပ်အုပ်ထုပ်ဟာ Rahel Chance နဲ့တောင်မှရှင်ပေါင်တန်းနေပြီပြောလိုက်ပြီး Brookie ကလည်း Epic က Hajutin ဆိုတဲ့စက်တီတော်ကောင်လေးလေကောက်ရုပ်အုပ်ထုပ်လက်အောက်ခံဖြစ်သွားတဲ့ကြားရလို့ဝင်ပြောလိုက်ပါတယ်။ဒီအချိန်ခါရှီကဝင်က Hajutin ဆိုတာပြောရရင် Epic ဘရင်ကြီးရဲ့တားပဲလို့ဝင်ပြောရတာကြောင့် Frankie ကိုလည်းအံ့အားသင့်ကုန်ကြပါတယ်။ Hajutin ကငယ်တုန်းကတော့ကြမ်းတမ်းတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ဘူးလို့ဆက်ပြလိုက်ပါတယ်။သူလည်းစောခတ်တွေကိုအတူတူလိုက်ကြို့ချင်ပေမဲ့ Epic မှာအရေးပေါ်ပြဿနာတစ်ခုပေါ်လာတာကြောင့်မလိုက်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ Epic ကအရေးပေါ်ပြဿနာပေါ်လာတယ်ဆိုတော့ Brookie နဲ့ Dewey ကမတိကြတဲ့အခါအဖွဲ့သားတွေလည်းဒါဟာ Brookie တို့အဝေးမှာရှိနေကြတော့ကဖြစ်ခဲ့ရလို့ရှင်းပြပေးလိုက်ပါတယ်။ဘရင်ကြီးမှာတားတယောက်ထုံးကားခဲ့ပြီးဒီတယောက်ကတော့တရားဝင်သားဖြစ်ပါတယ်။တစ်ဖက်ကနှင်းတော်တဲ့ခုံချသွားတဲ့လူဗီလည်းအေးစိတ်နေတဲ့တောနဲ့ကြီးတဲ့ကိုတဖြည်းဖြည်းဝင်လာနေခဲ့ရှင်အေးရမတစ်ပင်ကြီးတွေကြားတဲ့ကိုဖြတ်တန်းလာခဲ့ပါတယ်။ဒါကမှစွန်စားခန်းဖြစ်ပြီးခုနကအတန်ပိုင်ရှင်ကိုလည်းအသားသုံးကြီးကျွေးရင်ကောင်းမယ်လို့ပြောနေခဲ့ပါတယ်။ဒီအချိန်မှာပဲလူဗီရဲ့ပပတ်လည်မှာဝင်ပလီကြီးတွေဝိုင်းလာခဲ့ပြီးကိုက်ဖြတ်ကြမယ်အလုံးမှာပဲတောနက်ထဲကအတန်ကြီးတစ်ခုထွက်လာခဲ့ပါတယ်။အဲ့အတန်ကြောင့်ဝင်ပလီတွေအားလုံးလည်းပျောက်ကွယ်သွားခဲ့ပြီးလူဗီလည်းအတန်ကြားရဘက်ကိုဆက်ဝင်လာခဲ့လိုက်ပါတယ်။ဘရင်ကြီးထုံးကားခဲ့တဲ့သားတော်လေးကိုအားလုံးကချိန်စာမင်းသားလို့ခေါ်တွင်ခဲ့ကြပါတယ်။သူဟာမကောင်းမှုမှန်သမျှကိုလှုပ်ခဲ့ပြီးစိုးတွန်းလွန်လှတာကြောင့်နှစ်ပေါင်းများစွာချိန်ကျိုးတွေနဲ့ချုံနှောင်ခံထားရပါတယ်။တခါတုန်းကထွက်ပြေးလွတ်မြောက်မလို့ဖြစ်ခဲ့ပြီးအဲဘရဲ့စစ်တီတော်တွေအားလုံးဝိုင်းဝန်းရင်ဆိုင်ခဲ့ရပါတယ်။အဲဘရဲ့တော်ဝင်မျိုးနွယ်တွေအထူးထိမ့်သိမ်းထားကြတဲ့ Legendary Devil Fruit ကိုပိုင်ဆိုင်လူစိတ်တွေကြောင့်ကိုယ့်အဖေဖြစ်တဲ့ဘရင်ကြီးကိုပြန်လေတက်ဖြတ်ခါ Devil Fruit ကိုစားခဲ့ပါတယ်။သူသာထပ်မံလွတ်မြောက်သွားခဲ့မယ်ဆိုရင်ကဘာကြီးပြတ်သုံးသွားလိမ့်မယ်လို့အဖွဲ့သားတစ်ယောက်ကအားလုံးကိုရှင်းပြပေးလိုက်ပါတယ်။သူ့နာမည်ကတော့အဲဘတ်တိုင်းပြည်ရဲ့အဆက်ရစေသူကျိန်စာမင်းသားလိုကီပဲဖြစ်ပါတယ်။လိုကီကလူဗီကိုတွေ့တော့နာမည်ဘသူလဲလို့လှမ်းမေးလိုက်ပါတယ်။လူဗီတယောက်ကတော့ထုံးစံအတိုင်းပဲသူ့နာမည်ဟာလူဗီဖြစ်ပြီးပင်လယ်သမားဘရင်ကြီးဖြစ်လာမဲ့သူလို့မိတ်ဆက်လိုက်ပါတယ်။အဲ့ဒီနောက်ဒါဟာဘယ်နေရာလဲမင်းကဘသူလဲလို့ပါမေးလိုက်တဲ့အခါလိုကီလည်းဘယ်နေရာမှမသိပဲရောက်လာခဲ့တာလားလို့ပြန်ပြောလိုက်ပါတယ်။တကယ်လို့ဘယ်နေရာမှန်းသိရင်လဲငါစီကိုမင်းရောက်လာမှာမဟုတ်တော့ဘူးလို့လိုကီကပြောလိုက်ပြီးမသိသေးရင်ငါကိုယ်တိုင်ပြောပြမယ်လို့ဆိုပါတယ်။ဒီနေရာဟာအဲဘတ်စစ်တီတော်ရဲ့တိုင်းပြည်ဝါလန်တစ်ချိန်ကအဆုံးမရှိတဲ့စစ်ပွဲတွေဖြစ်ခဲ့တဲ့နေရာအတန်မာဆုံးတိုင်းပြည်ပြီးတော့ငါကတော့ဒီကဘာကြီးကိုအဆုံးသက်ပေးမဲ့နေနဖယာစန်ကော့လိုကီလို့အော်ပြောလိုက်ပါရဲ့လိုကီကသူဟာစန်ကော့လိုကီဖြစ်ပြီးဒီနေရာဟာအဲဘတ်လို့ပြောလိုက်တော့လူဗီတယောက်ကတော့ခဏတာငြိမ်သက်နေခဲ့ပါရဲ့အဲ့ဒီနောက်မှာတော့အကျယ်ကြီးအော်ဟစ်လိုက်ပြီးသဘောကျကခုံပေါက်နေပါရဲ့ဒီနေရာကိုသူတို့အရန်လာခြင်းနေခဲ့တာဖြစ်ပြီးဥဆပ်ကိုလည်းခေါ်လာခြင်းခဲ့တာလို့ဆိုပါတယ်။လိုကီကစကားဝင်ပြောပေမဲ့လူဗီကသူကြီးပဲပြောဆိုနေတဲ့အခါလိုကီလည်းနားကြီးလာပြီးဆိုပြီးအကျယ်ကြီးအော်ဟစ်လိုက်ပါရဲ့။လိုကီရဲ့ဒီအတန်ကြောင့်တောနက်ထဲမှာရှိကြတဲ့တားရဲကြီးတချို့လည်းထကြွလာခဲ့ပါတယ်။လိုကီကသူဟာဒီနိုင်ငံမှာအဆက်ဆက်ကိုးကွယ်လာကြတဲ့နေမင်းနှစ်ဖျားဖြစ်ပြီးသူခွင့်မပြုပဲစကားပြောခွင့်မရှိဘူးလို့ဆိုပါတယ်။
ဝါကဗမန်ကချိန်စာမင်းသားလိုကီကိုထုတ်ထားတဲ့ဝရန်စုချေကတော့ဘောင်ဒီ 2.6 ဘီလီယံပါလိုကီဟာဒီနိုင်ငံမှာအတန်မာဆုံးဖြစ်ပေမဲ့ဒီနေရာမှာအဖမ်းခံထားရတာ6နှစ်ရှိပြီလို့ဆိုပါတယ်အနောက်ကသူနဲ့အတူချီနှောင်ထားတဲ့တစ်ပင်ကြီးဟာလည်းဝါလန်နိုင်ငံတော်ကြီးဖြစ်တဲ့ရတနာတစ်ပင်ကြီးအဒံဖြစ်ပြီးလက်ထိပ်တွေကလည်းစီစတုံးတွေဖြစ်တာမဟုတ်လို့လှုပ်မရဘူးလို့ဆိုပါတယ်ဒါကြောင့်လူဗီနဲ့အပေးယူတစ်ခုလှုပ်ပြီးရွာတဲကတနေရာမှာရှိမဲ့တော့ကိုရှူကသူ့ရဲ့ချင်းချိုးတွေကိုဖြုတ်ပေးမလားလို့ကမ်းလှမ်းလာပါတယ်အကယ်လို့သူကိုယ်တိုင်လှုပ်ပေးမဲ့ဆိုရင်ဖြက်စီးစေခြင်းနဲ့ပင်ရတမြအဖွဲကိုသူကိုယ်တိုင်လိုက်ဖြက်စီးပေးမယ်လို့ပြောလိုက်ပါတယ်ဒီနေရာကအဲဘက်ရဲ့အောက်ဆုံးအထက်မြောက်ကဘာလို့ခေါ်ကြပြီးအပြစ်သားတွေနဲ့အဆင့်အနှိမ်ဆုံးလူတွေပဲပြစ်ချခံရတာလို့ဆိုပါတယ်ဒီအချိန်မှာပဲတောထဲကနေလေတားရဲ့ဘလူးကြီးတွေတဖြည်းဖြည်းချင်းကပ်လာနေကြပြီးဒီမြေအောက်ကဘာကကွက်မျက်စင်တစ်ခုဖြစ်ကအနားကနှင်းတွေကိုတူးကြည့်လိုက်ရင်လေဂျိုင်းယန်နဲ့လူတွေရဲ့အယိုးစုတွေတပုံကြီးလို့လိုကီကဆိုပါတယ်ဒီကမြေကြီးတွေဟာနှစ်တောင်းပေါင်းများစွာတည်ရှိလာတဲ့ပထမဆုံးကဘာမြေကြီးတွေဖြစ်ပြီးနေမင်းကြီးတည်ဆုံးခဲ့တဲ့နေရာပဲလို့ပြောလိုက်ပါတယ်မကြခင်မှာပဲတာရဲကြီးတွေလည်းတဖြည်းဖြည်းထွက်ပေါ်လာကြပါတော့ဒီကနှင်းတောင်တွေမှာတခင်တပါးစီရှိကြပြီးအဲ့ဒီတာရဲတခင်တွေကသူနဲ့ငယ်ပေါင်းကြီးပေါတွေဖြစ်တာကြောင့်သူ့ကိုထိရင်တန်းညှိမယ်လို့လိုကီကဆိုပါတယ်ဒီအချိန်ဘေးကနေထူးဆန်းတဲ့ဝိယုံတွေမိရင်တွေနဲ့လူတစုကလည်းလာချောင်းကြည့်နေကြပြီးအဲ့ဒီလူတွေကတော့အဲဘက်ကိုရန်လာစခဲ့ကြတဲ့လူသားတွေဖြစ်ခါတာရဲကြီးတွေအန်ရယ်ကလွတ်အောင်နန်းစော်နေတဲ့ဝိယုံတွေကိုဝတ်ထားကြလို့လိုကီကရှင်းပြပေးလိုက်ပါတယ်တကယ်တော့သူတို့တွေကလူဗီတေသွားရင်လူဗီအလောင်းကအဝတ်အစားနဲ့ပစ္စည်းတွေကိုကောက်ယူကြဖို့လာတာဖြစ်ပြီးတာရဲကြီးတွေလူဗီကိုဝိုင်းကိုက်ဖြတ်ကြမှာကိုစောင့်ဆိုင်နေကြပါတော့ဝိယုံနဲ့လူတယောက်ကလည်းဒီတခါတော့တတိထားကြဖို့မှားလိုက်ပြီးဟိုတခါတုန်းကယိုကိုရဟဲရှက်စ်နဲ့ဒုံကလို့တတိလစ်သွားကြတာမျိုးမဖြစ်ချင်ဘူးလို့ဆိုပါတယ်ဒါပေမဲ့တစ်ဖက်ကလူဗီတယောက်ကတော့တာရဲကြီးတွေနဲ့ပါဘော်ရာပဲဖြစ်သွားပြီဖြစ်တာကြောင့်အားလုံးလည်းအံ့ဩကုန်ကြပါတော့ရှန့်ဆိုတဲ့နာမည်ကြားတဲ့လူဗီလည်းလိုကီစီကိုတန်းပြေးသွားခါဒီနေရာကိုရှန့်ရောက်လာခဲ့ရလားအခုရောရှိနေတယ်လားဆိုပြီးပြေးမိပါလိုကီကလူဗီကိုရဟဲရဲ့အတိလာလို့ဆိုကဟုတ်တယ်အဲ့ဒီငကြောက်ပင်တဲ့သမားတွေဒီနေရာကိုရောက်လာခဲ့လို့ပြောလိုက်ပါတယ်ရှန်စတိုအဖွဲကိုမကောင်းပြောကြားလိုက်ရတဲ့လူဗီကတော့ချက်ချင်းဆိုလို့ဂီယာဖိုးကိုတန်းပြောင်းကလိုကီကိုထိုးချလိုက်တာကြောင့်အကုန်လုံးနဲ့လန့်ကုန်ကြပါတော့အချုပ်ခံထားရတော့လှုပ်မရဖြစ်နေတဲ့လိုကီလည်းနောက်တာလို့ပြန်ရှော့ချလိုက်ရပြီးတော့လူဗီကလည်းရှန်စကိုမကောင်းထက်ပြောရင်အနောက်ကတစ်ပင်တဲကိုဖောက်ထည့်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်ဒေါ်လာထွက်နေတဲ့လူကီလည်းလူဗီကရှန်စ်အကြောင်းတတိကြီးစမေးနေရကြောင်းအကြံရသွားပြီးအလက်ကားတော့မပြောပြနိုင်ဘူးလို့ဆိုပါတယ်တစ်ဖက်ကဥစပ်တယောက်လေတရားကြီးကိုစက်မကူးရဖြစ်နေတာကြောင့်သူ့ကိုပါတက်စီးခွင့်ပြုဖို့ချော်ဘက်ကိုတောင်းပန်နေပါတယ်ဒီအချိန်တရားကြီးရုပ်တရက်ရန်ခလာတာကြောင့်ဥစပ်လေမှန်ပြောင်းနဲ့လှမ်းကြည့်တဲ့အခါမိုးချိုးအပြစ်ခံကြရလို့ဖြစ်နေတဲ့ဂျိုင်းယန်ကြီးတယောက်ဦးတီလာနေတာကိုတွေ့လိုက်ရပါတယ်နာမီလဲမိုးချိုးဆိုမှသူ့တမခဲ့တဲ့စန်းခေါအတုကိုတတိရသွားပြီးချော်ပလမ်းဖြန့်သွားပါတော့အနောက်ကနေတဲ့ဂျိုင်းယန်အမျိုးသမီးနဲ့ဂျိုင်းယန်ဖတ်တီတို့ပါပါလာတယ်လို့ဥစပ်ကဆက်ပြပြလိုက်ပြီးဖတ်တီကစန်နီကိုတေလာတာပါမြင်လိုက်ရပါတယ်ဇိုကဓာတ်နဲ့ခုတ်မဲ့လို့တော့ဥစပ်ကတားလိုက်ပြီးဒီဂျိုင်းယန်တွေကအာစရီဒိုဘီဘရိုကီတို့ရဲ့မိတ်ဆွေတွေဖြစ်နေတာကြောင့်ဒီတိုင်းပြေးကြတာပိုကောင်းမယ်လို့ဆိုပါတယ်ဒီအချိန်တစ်ဖက်ကဟာဂျူတင်ကလည်းဂျိုင်းယန်မုစ်ကြီးတကောင်ကိုဖမ်းမိသွားပြီဖြစ်ပြီးစရောဟတ်တို့တွေကြိုက်ကြမှာတေချာရဲလို့ပြောနေခဲ့ပါတယ်အဲဘက်အပေါ်ဒေတာမှာဒီလိုအရာတာကောင်းတဲ့တားရဲမရှိတာကြောင့်မြောက်ကဘာထီလာဖမ်းချတာဖြစ်ပြီးစတက်ဆန်ကဒီကောင်ကိုအပေါ်ဘလို့ပြန်တဲကြမလဲလို့မေးလိုက်ပါတယ်နင်းတွေကြားရတာမလို့ပိန်တာကိုလည်းတုံးမရတာကြောင့်ဟာဂျူတင်ကတော့သူ့အသက်သခင်ကိုကျွေးမွေးဖို့အတွက်ပခုံးနဲ့ကိုယ်တိုင်ထမ်းပြီးတဲမယ်လို့ဆိုတားရဲကြီးကိုထမ်းသွားကြပါတော့ဒိုဗီနဲ့ဘရိုကီတို့ရဲ့ Giant Warrior Power တွေပျောက်ကွယ်နေခဲ့ချိန်မှာ New Giant Warrior Power ဆိုပြီးပေါ်ပေါက်လာခဲ့ပါတယ်လူဗီရဲ့တစ္ဆာကန်တစ်ဖြစ်လဲဒီအဖွဲ့ထဲမှာကပတိန်ဟာကျူတင်ပဲကင်စတက်ဆန်လမ်းပြရိုဒိုထမင်းချက်ဂိုးဘတ်နဲ့ဆရာဝန်ဂတ်တို့ပါဝင်ပါတယ်ဒီအချိန်အဲဘတ်စိတ်ကန်းတနေရာက Great Erie ပေါ်မှာတော့ဘရိုတယောက်ရောဘင်ကိုစပင်းညှက်ပေးနေပါတယ်ဘိုနီကမှန်လေးလာပေးလိုက်ပြီးဘရုတ်ကလည်းမိန်ကလေးစပင်တခါမှမညက်ဘူးတာကြောင့်ရှင်ခုန်နေမဲ့ရှင်ခုန်ရမယ့်နှလုံးသားတော့သူ့မှာမရှိဘူးလို့ပြောနေခဲ့ပါတယ်ဘိုနီချင်းပဲဖရန်ကီတို့ကတော့လှလိုက်လို့ချီကျူးလိုက်ပြီးရောဘင်လည်းသဘောကျနေခဲ့ပါတယ်တကယ်တော့ရောဘင်အခုလိုအရှင်စပင်ပုံစံအတိလေးပြန်ညှက်လိုက်ရတဲ့အကြောင်းပြချက်ကအကယ်လို့အဲဘတ်ကျွန်းမှာစောနေတာပြန်စုံခဲ့ရင်သူမကိုမှတ်မိအောင်ပါမကြခင်မှာပဲသူတို့တွေလည်းအဲဘတ်ကျွန်းကိုလှမ်းမြင်နေရပြီဖြစ်ပြီးကန်းကပ်ဖို့ပြင်ဆင်ကြပါတော့ဒါပေမဲ့အဲဘတ်ကျုံရဲ့တနေရာမှာတော့လူတယောက်ကအပြေးအလွှားတဲ့ပို့နေပြီးအကြောင်းကတော့ဂျိုင်းယန်ကြီးစောရုပ်တရက်လဲကျသွားပြီးမလှုပ်တော့အကြောင်းပဲဖြစ်ပါတယ်။နာမီတို့တွေလည်းဂျိုင်းယန်တွေလက်ကပြေးရင်လွှားရင်းနဲ့ဥစုပ်တယောက်ကတော့ဒီနေရာကအဲဘတ်ဒီမှာရှိင်းနဲ့စိတ်တော်ပဲရှိတယ်ဆိုပြီးဒိုဝီနဲ့ဘရိုကီတို့ရဲ့ပုံရိပ်တွေကိုတွေးတောနေခဲ့ပါတယ်။ငါကရောဘာလို့အခုလိုဂျိုင်းယန်တွေလက်ထဲကပြေးနေရတာလဲတွေးနေရင်းမှတဲ့အရှိကဂူအစုံးမှအလင်းရောင်ဆူရှိကြတစ်ခုကိုမြင်လိုက်ကြရပါတယ်။
ဟုတ်ပါတယ်ဒီနေရာဟာဥစပ်အရန်ကိုလာခြင်းနေခဲ့တဲ့ကပတ်အရေးရင်ဆုံး Giant စတိတော်ကြီးတွေရဲ့ခြာနေအဲဘက်ပဲဖြစ်ပါတယ်ဒါပေမဲ့အနောက်ကနေလဲရိုဒိုတို့ကလိုက်လာနေတာကြောင့်ဒီလိုပဲပြေးနေပိုလဲမဖြစ်တာကြောင့်ဘာလို့တင်တယ်လဲဆိုတာစဉ်းစားကြရပါရဲ့တစ်ဖက်ကလူဗီကတော့လိုကီစီကပြန်ထွက်လာခဲ့ပြီးမြောက်ကဘာနဲ့နေမင်းကဘာနဲ့ကိုဆက်ထားတဲ့ကျိုးသားကြီးစီပြန်တက်လာခဲ့ပါရဲ့တံတားပေါ်မှာ Gaddis နဲ့ Gobat တို့ကိုတွေ့လိုက်ရပြီး Sunny ကိုပါတည်ထားကြတာကြောင့်လူဗီလဲရန်သွားလို့ဖို့ပြင်ပါတော့ရဲ့ဒါပေမဲ့ Gaddis ကလူဗီကိုလက်နဲ့ဖမ်းပေးချလိုက်ပြီးလူဗီခွန်မှတ်လာလူတသေးလေးတွေကိုသူမကအရန်ချစ်တာလို့ဆိုပါရဲ့ရိုဒိုလိုသဘောကျတာမျိုးမဟုတ်ပဲသူမကတငယ်ချင်းဖြစ်ချင်တာမျိုးလို့ပြောလိုက်ပါတယ်။ဆန်နီကလည်းလူဗီတို့တင်မော်မန်တိကျပြီးဦးကြောင်ရိုဒိုရဲ့အစာပြန်တောင်းပန်လိုက်ပါတယ်။ဂိုးဘတ်လည်းလူဗီကမြေအောက်ကဘာကပြန်ခုန်တက်လာတာဆိုတော့ပြုတ်ကျသွားလာမေးလိုက်တဲ့အခါလူဗီလည်းချွေးစည်းတွေပြန်လာပါတော့။အကြောင်းကတော့လိုကီကသူနဲ့တွေ့ခဲ့တာပဲသူတို့ဂတိတွေအကြောင်းဘသူကမှပြန်မပြောဖို့တခြားမှားလိုက်လို့ပါ။နင်းတွေကြားတဲ့ချွေးထွက်နေတဲ့လူဗီကိုကြည့်ပြီးဘလို့ပဲဖြစ်ဖြစ်အစင်ပြေလို့တော်ပါသေးရဲ့လို့ဒါဂိုးဘတ်လည်းပြောလိုက်ပါတော့။ဒီအချိန်မြေအောက်ကဘာတနေရာမှာတော့ခိုလန်ဆိုတဲ့ခလေးတစ်ယောက်ကဆရာတို့သွားရှာကြတဲ့အဲ့ဒီလူသားကဘလို့လူမျိုးများလဲလို့ပြောရင်ရှက်ကီထုနေခဲ့ပါတယ်။မကြခင်မှာပဲ Great Evil တမော်ကြီးကန်ကတ်လာတာကြောင့်ကိုလန်လဲနှုတ်ဆက်ဖို့အပြေးလွှာထွက်လာပါရဲ့။သူတို့အရက်ဆိုင်မှာကန်ကတ်ကြဖို့ကိုလန်ကလှမ်းပြောလိုက်တော့ Broky နဲ့ Joey လဲချက်ချစ်ကန်နဲ့အပေါ်ဘက်တင်ဂီတာကိုပြန်ချက်ပြလိုက်ပါရဲ့။ကိုလန်ကအပြေးလွှာဆိုင်ကိုပြန်လာပြောတဲ့အခါဆိုင်ရှင်ကြီးလဲအဲ့လူတွေကအရက်တောက်ရင်3ရက်လောက်ကြာတတ်ကြတာမို့လို့အဲ့တဲ့တွေလဲပါလာမယ်ထင်တယ်လို့ဆိုပါရဲ့။အဲ့နောက်ကိုလန်ကလည်းအလဲကဘာကိုလိုက်သွားချင်နေတာမို့လို့ Ripley ရဲ့အကြိုက်ဆုံးနဲ့သူ့အဖေရဲ့အကြိုက်ဆုံးလည်းဖြစ်တဲ့ Lincoln Berry လေးတွေကိုထည့်ပေးလိုက်ပါတယ်။ကိုလန်ကဘေးနာကစစ်တီတယောက်ကို Joey Broky တို့ခေါ်လာတဲ့ပင်တမနာမည်ကိုတိလာမေးလိုက်တဲ့အခါယူဒီလာမသိဘူးလို့အဲ့ဒီစစ်တီကပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့ကိုလန်ကတော့အဲ့ဒီပင်တမကရိုကိုပေါက်ဆာဆွေဟဲလူဗီလို့ဆရာ Rahel Chance ကြီးကမှတ်ထားခိုင်းခဲ့ကြောင်းပြန်ပြောလိုက်ပါတယ်။နောက်ထပ်စတိတော်တယောက်ကလည်းဆရာတို့ကိုပွဲတော်အတွက်အရက်တွေနောက်မှလာပို့ပေးမယ်လို့စကားကြုံပါလိုက်ပြီးနောက်မှပဲကိုလန်လည်းအပြေးထွက်လာခဲ့ပါရဲ့အနာကဟက်ဂျူတင်တို့တင်မော့ကလည်း Great Evil ကိုလှမ်းမြင့်သွားပြီး Broky လည်းကုဘဒုံလေးတစ်ခုနဲ့အချက်ပြလိုက်တဲ့အခါတက်တန်ကြီးပေါ်လာပါတော့ရဲ့။ Robin တို့လည်းတက်တန်ကြီးကိုမြင်သွားလို့အံ့ဩနေကြပြီးအားလုံးလည်းထူးဆန်းကသဘောကျနေခဲ့ကြပါရဲ့။ဒီအခါ Broky ကအဲ့တက်တန်ကြီးကသူ့လက်ထဲကဖိန်တာလို့ခေါ်တဲ့ Sandstone နဲ့ဆွဲလိုက်တာဖြစ်ပြီးမကြခင်တင်မော့ကထောင်းမတ်ဖြစ်သွားတော့မှမလို့အားလုံးသူ့ကိုဖတ်ထားကြဖို့မှာလိုက်ပါရဲ့။ဒီလိုနဲ့ပဲ Great Evil တမောကြီးဟာတက်တန်ကြီးဘုတ်ကိုထောင်တက်သွားပြီးအားလုံးလည်းအံ့ဩနေကြပါတော့ရဲ့။တကယ်တော့ Ever ရွာကြီးကအဲရှန်နာတက်ပင်ကြီးပေါ်မှာတီထားတာမလို့တက်တန့်ကြီးအတိုင်းထောင်တက်နေကြတာလို့ဘရိုကီကရှင်းပြပေးလိုက်ပြီးဒိုဘီကလည်းအပေါ်ရောက်တဲ့ချက်ချင်းပွဲတော်ကြီးလုံးမယ်လို့ဝင်ပြောလိုက်ပါတယ်အားလုံးလည်းအံ့ဩနေကြပြီး Robin လည်းတက်တန့်ဆိုတာမိုးဆက်တွေကတစ်ဆင့်အလင်းဆိုင်မှာပေါ်လာတာမဟုတ်ဘူးလားမေးလိုက်တဲ့အခါဘရိုကီကတော့စကားအပို့တွေမပြောနဲ့မင်းတို့တွေတက်တန့်ကိုတက်စီးလို့ရရလို့ရှီမောကပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲ Great Evil တမောကြီးဟာတက်တန့်ကြီးအတိုင်းလှပစွာအလိုက်တင်စီးမျောသွားပြီးဘရိုကီတို့ကလည်းဒီနေရာကလေကတက်တန့်ပင့်လေတက်တန့်ပေါ်မှာဆိုရင်တွန်းကန်အားမရှိပဲတခါတက်လိုက်တာနဲ့အလိုက်တင်တင်မောကိုတဲဆောင်သွားလိုက်မယ်လို့ရှင်းပြပေးလိုက်ကြပါတယ်ဂျင်ဘဲကတော့လူဗီတို့သာရှိနေရင်စူညံနေမှာလို့ပြောလိုက်ပြီးတက်တန့်ကြီးပေါ်ကရေစီးချောင်းတွေကရန်နာရီတို့အတန်တွေတလက်လက်မြည်တာကြောင့် Robin နဲ့ Bonnie တို့လည်းသဘောကျနေကြပါတယ်အချိန်ကိုက်တန်စင်လေးညီးဆိုလိုက်သူကတော့ Brooke ပဲဖြစ်ပြီးအားလုံးလည်း Brooke နဲ့အတူ Benosa ကဲတချင်းလေးကိုဝိုင်းဝန်းဆိုညီးကြပါတော့ရဲ့ဟာဂျူတင်နဲ့စတက်စီကအနားကပ်လာပြီးကော်ရိုးအုပ်ထုပ်ပါလာမေးလိုက်တဲ့အခါလူဗီတို့ကနောက်မှပါလာလိမ့်မယ်လို့အားလုံးလည်းပြန်ပြောလိုက်ပါတယ်ဟာဂျူတင်ကလည်းအားလုံးအတွက်မြောက်ကပါကမူစကြီးတကောင်ဖမ်းလာတယ်ပြောလိုက်ပြီးတတန့်ကြီးအတိုင်းအတူတူစီးမျောသွားကြပါတော့ရဲ့တစ်ဖက်ကနေမင်းကပါရဲ့ဒုတိယအလွှာမှာတော့ရိုဒိုကနာမီနဲ့ချော်ပါကိုတွေ့သွားတာကြောင့်ပြေးလိုက်ပါတော့ရဲ့ဒါပေမဲ့မိကန်နီးမှတဲ့အနောက်ကပုံနေတဲ့ဆိုကတစ်ပင်ကိုခုတ်ဖြတ်ပြီးစန်ကြီးကဖြတ်ကန်ပေးလိုက်တာကြောင့်ရိုဒိုလည်းတစ်ပင်အောက်ကိုခေါင်းပိသွားခဲ့ပါရဲ့ဒီအချိန် Gaddis နဲ့ Gobat လည်းရောက်လာတာကြောင့်ဥစပ်တယောက်ကြောက်လန့်နေပြီးဇိုနဲ့စန်ဂျီလည်းအသင့်ပြင်ထားလိုက်ပါရဲ့တစ်ချိန်တည်းမှာပဲ Gaddis နဲ့ Gobat ကပတ်စိန်နဲ့တင်မုတ်ကိုဝှေရမ်းလိုက်ပြီးရိုက်ချလိုက်ပေမဲ့ပြစ်မှတ်ကတော့ရိုဒိုဖြစ်နေပါရဲ့စန်ဂျီကတော့ချန်ရမမကိုဖွန်ကြောင်နေပြီး Gaddis ပေါ်ကလူဗီကိုလည်းအားလုံးမြင်သွားခဲ့ပါရဲ့ Gaddis ကအားလုံးကိုမိတ်ဆက်လိုက်ပြီးသူတို့ကဟန်ဂျူရဲ့မိတ်ဆွေတွေလို့ဆိုကရိုဒိုအတွက်တောင်းပန်လိုက်ပါရဲ့အားလုံးကိုသူမလမ်းပြပေးမှဖြစ်ပြီးလမ်းကြားတော့မှအကြောင်းဆုံးရှင်းပြမယ်လို့ဆိုလိုက်ပြီးလူဗီချော်ပါနဲ့ဥစပ်လေအပေါ်တက်မှာရှိတဲ့ Ever ရွာကြီးကိုရောက်ဖို့စိတ်လှုပ်ရှားနေကတန်းပြေးသွားကြပါတော့ရဲ့အရှိကတိမ်တိုက်တွေကိုတက်စီးပြီးရင် Ever ရွာကိုရောက်ပြီးမှလူဗီလည်းချော်ပါနဲ့ဥစပ်ကိုဆွဲခေါ်ကတိမ်တွေတဲကိုခုန်ချလိုက်ပါရဲ့တစ်ဖက်က Great Evil ကြီးဟာလည်းတိမ်ဆိုင်တွေကိုကြော်ဖြတ်လာခဲ့ပါပြီ။အဲဘက်မှာအလွှာ3လွှာရှိပြီးကျေတာယာကပါ Astral War နေမင်းကပါ Sun War နဲ့မြောက်ကပါ Anja War တို့ပဲဖြစ်ပါတယ်။ Broky တို့ကတော့နေအောင်ချီရတဲ့နေမင်းကပါမှာနေကြတာဖြစ်ပြီးရွာတွေတဲ့အများကြီးတည်ရှိပါတယ်။လူဗီနဲ့ချော်ပါတို့လည်းတိမ်ဆိုင်တွေကိုဖြတ်ပြေးလိုက်ရင်းမာတဲ့ဥစပ်ကရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။
ဒီအရှိမအာဆွီတို့ရဲ့ရွာရှိနေတာကိုတွေးမိရှင်လို့ဆိုကအကျယ်ကြီးအော်ဟစ်လိုက်ပြီးအရင်ပြေးထွက်သွားပါတော့ရဲ့Great အီးကြီးဟာလည်းရွာကိုရောက်လာခဲ့ပြီဖြစ်တယ်လို့ဂျိုင်းယန်တိုင်းပြည်ကြီးကိုမြင်လိုက်ရတဲ့ဦးဆုပ်တယောက်လည်းပါဇက်အဟောင်းသားဖြစ်သွားခဲ့ပါတယ်ဟုတ်ပါတယ်လူဗီနဲ့ဦးဆုပ်တို့အရန်လာချင်နေခဲ့တဲ့အိမ်မက်မက်ခဲ့ရတဲ့ဂျိုင်းယန်တို့ရဲ့တိုင်းပြည်အဲဘက်ကိုနောက်ဆုံးမှာတော့သူတို့ရောက်လာနိုင်ခဲ့ကြပါပြီစကလုံးတွေနဲ့တောင်ဖော်ပြလို့မရနိုင်မဲ့လှပမှုတွေပန်းပွင့်လေးတွေအပင်တွေတိမ်ဆိုင်တွေတက်တန့်လေးတွေတလိမ့်ဆန်လေးတွေရွာလေးတွေနေ့စဉ်ဒူဝါကိစ္စတွေကိုပျော်ရွှင်ရှိမောစွာလောက်ကင်နေကြတဲ့ဒဏ္ဍာရီဝင်ဂျိုင်းယန်ကြီးတွေစွန်စားသူတွေတသက်မှာတစ်ခါကြုံတွေ့ခွင့်မရနိုင်တဲ့အတွေ့အကြုံတွေအရာအားလုံးကကြီးမားကျေပြန့်နေပြီးမျက်စိတစ်စုံမယုံကြည်နိုင်စရာလှပတဲ့ရှုခင်းတွေပြည့်နှက်နေတဲ့အဲဘက်တိုင်းပြည်ကြီးနောက်ဆုံးမှတော့ကော်ရီအုပ်ထုပ်အဖွဲသားတွေရောက်လာနိုင်ခဲ့ကြပါပြီဒီအချိန်ဟာဂျူတင်ကလူဗီတို့ကိုလှမ်းတွေးလိုက်ပြီးအကုန်လုံးလဲပြန်လဲစုံစည်းခဲ့ကြပါရဲ့အပြန်လန်နှုတ်ဆက်နေချရင်းနဲ့ပဲတက်တန့်ကြီးစီးတာကိုတတိထားမိသွားပြီးလူဗီဦးဆုပ်ချောပါတို့လဲပါဇက်အဟောင်းသားဖြစ်ကုန်ပါတော့အရှားအားလုံးကြီးမားနေပြီးနေချင်းစရာလှပတဲ့ဂျိုင်းယန်တို့ရဲ့တိုင်းပြည်နှလုံးသားထဲမှာတင်ထားစေခြင်းပြီးမှားခြင်းတဲ့စကားတခွန်ကတော့ဒီနေရာမှာသူတို့ရဲ့ကြိုးဆိုမှုကိုဥပိ္ပခမပြုပါနဲ့ဒီစကားတွေကိုပြောကြားနေခဲ့သူကတော့စွန်စားရေးသမားကြီးလူးဝစ်အာနော့ပဲဖြစ်ပါတယ်ကမ္ဘာအတော်ဆုံးသူတေတီတွေကိုလူမျိုးတုံးတက်ဖြတ်ခဲ့တဲ့ရက်ဆက်လာတဲ့အိုဟာရာကျွန်းရဲ့ဖြစ်ရက်ဆိုးကြီးကနေရောဘင်ဆိုတဲ့၈နှစ်အရွယ်ကလေးမလေးတယောက်သာလွတ်မြောက်နိုင်ခဲ့ပါတယ်။လွန်ခဲ့တဲ့22နှစ်အကြာကအိုဟာရာဖြစ်ရက်ဆိုးကြီးမှာကျွန်းတစ်ခုလုံးမီးလောင်ပြကျခံခဲ့ရပါတယ်။ထွက်ပြေးခဲ့ကြတဲ့ကျွန်းသူကျွန်းသားတွေနဲ့အတူတင်မောကြီးဟာလည်းဖောက်ခွဲခံခဲ့ရပါတယ်။ဂျာဝေအားလုံးကိုလှုပ်ခဲသူကတော့၈နှစ်သမီးလေးရောဘင်ဆိုပြီးကမ္ဘာအစိုးရကလည်းသတင်းတွေဖြန့်ခဲ့ပါတယ်။အဲ့ဒီနေ့ကစလို့ရောဘင်ဟာသူမရဲ့မွေးရမြေဖြစ်တဲ့အိုဟာရာကျွန်းလေးဟာလည်းမြေပုံကနေပါအစအနာပြောင်းဖြစ်သွားခဲ့ရပါတော့မိုးဆက်တွေဂျာကညတွေကြီးစံတွေဂျာကနေရက်တွေနဲ့အတူရောဘင်ရဲ့ဖြစ်တည်မှုဟာလည်းအားလုံးအတွက်မုံတီးစရာတစ်ခုဖြစ်လာခဲ့တယ်လို့မဟုတ်မမှန်သတင်းတွေကြောင့်ပါရောဘင်ရဲ့ရှင်တန်နေမှုဟာတို့ကလည်းရောဘင်တို့ကိုဝမ်းမြောက်ဝမ်းသာကြိုးဆိုနေကြတယ်လို့မကြခင်ကျွန်းပေါ်ကတိမ်တွေရဲ့လွင်မျောနိုင်စွမ်းကိုတုံပြီးဖန်တီးထားတဲ့တိမ်သင်းမောလေးဟာလည်းရောဘင်ကိုလှမ်းနှုတ်ဆက်လိုက်ပါနာမီကရောဘင်ရဲ့သပင်ပုံစံအစ်စ်ကိုလှတယ်လို့ချီးကျူးလိုက်တယ်လို့ရောဘင်ကလည်းနာမီတို့ရဲ့အဲဘတ်ဝတ်စုံဦးဆောင်မှုနဲ့အတူအားလုံးအရက်ဆိုင်နဲ့ပြေးသွားကြပါမယ်ရောဘင်တယောက်ကတော့ချိုတာတဲ့အပြုံးလေးတစ်ခုကိုပြုံးလိုက်ခါလူဗီကိုလှမ်းခေါ်လိုက်ပါဒီလိုနဲ့ပဲအနောက်တောင်အရက်ကိုတိမ်တင်းမောနဲ့အတူဆက်လက်လိုက်ပါလာခဲ့ပြီးအားလုံးလည်းရောဘင်နဲ့အတူစိတ်လှုပ်ရှားနေခဲ့ကြပါအကြောင်းကယောက်ကပြေးလာခဲ့ပြီးဆရာစောလဲကျသွားပြီးမလှုပ်တော့ဘူးလို့သတင်းလာပေးပါတော့အားလုံးလည်းလမ်းဖြတ်ပြီးတယောက်တစ်ပေါက်ပြောကြခါချော့ပါကသူပြန်ကူပေးမယ်လို့ဆိုပါနေတဲ့စောကိုမြင်သွားတဲ့ရောဘင်ကတော့ငတုံးပဲလို့ရှေ့ရုပ်လိုက်ပါချော်ပါကပြေးလာပေမဲ့ရောဘင်ကကြားလိုက်ပြီးသူတယောက်တည်းပဲတွားကျင်တယ်လို့ဆိုပါတကယ်တော့စောဟာစိတ်လှုပ်ရှားလွန်းလို့မေ့သွားတာဖြစ်ပြီးမျက်လွှာလေးဖွင့်ကြည့်လိုက်မိချိန်မှာတော့ချစ်စရာရီတန်းလေးကိုပိုင်ဆိုင်ထားသူမိတ်ဆွေဟောင်းလေးရောဘင်ကိုမြင်တွေ့လိုက်ပြီးအကျယ်ကြီးထားအောင်မိပါအုံနောင်မှတ်ညံတဲ့၈နှစ်တောင်အပါဝင်ဖြစ်ပြီးစောကိုတိုင်ကလည်းအဲတုန်းကရောဘင်ကိုအသက်ရှင်ကာကွယ်ပေးခဲ့တာမို့လို့စောလည်းအတူတူပါပဲလို့ရောဘင်ကစောတန်နေခဲ့တဲ့သူမအတွက်အတိအမှတ်ပြုပေးစေခြင်းတယ်လို့ပြောလိုက်ပါစောလေရောဘင်ကိုရုပ်တရက်ပွေဖတ်လိုက်ခါတလောကလုံးနဲ့တယောက်ဖြစ်နေခဲ့တာခပင်လေတဲ့စက္ကန့်နဲ့အမျှတေးခြင်းနေခဲ့ပေမဲ့အခုတော့စောပြောခဲ့တယ်လို့သူမကိုကာကွယ်ပေးမယ်သူမကိုကျင်နာပေးမယ်မှရှိနေပြီဖြစ်တယ်လို့တငယ်ချင်းကောင်းမိတ်ဆွေကောင်းအသစ်တွေလည်းအများကြီးရရှိနေပြီလို့ဆိုပါရောဘင်ကစောကိုအရန်တွေးချင်နေခဲ့တာဆိုတဲ့စကားလေးကိုပြောအပြီးမှာတော့နှစ်ယောက်သားလေးဝမ်းနဲ့စိတ်တွေကိုမထိန်ချုံနိုင်တော့ဘဲနဲ့ရှိုက်ကြီးတငယ်ငိုကြွေးကြပါတော့လူဗီကစောစီကိုဦးတည်သွားလိုက်ခါသူတငယ်ချင်းရောဘင်ကိုအသက်ပေးကာကွယ်ပေးခဲ့တဲ့အတွက်အကျွေးတင်သွားပြီလို့ဆိုပါဒါပေမဲ့ဘာဆက်ပြောမှမသိဦးကြောင်ဖြစ်နေတာကြောင့်ရောဘင်ကပဲဂျာကလူဗီပါဆိုပြီးစောကိုမိတ်ဆက်ပေးလိုက်ပါစောကလည်းလူဗီကိုတီးပါရလို့ပြန်ပြောလိုက်ပြီးလူဗီကလည်းစောနဲ့အခုလိုတွေ့ရတာစိတ်ပင်ပန်းလှပါရလို့ပြန်ပြောလိုက်ပါကပတိန်ယာဒူးနဲ့မလိုက်စကားတလွဲတွေမှားပြောနေတဲ့လူဗီကိုစန်ဂျီကပဲပြန်ချောက်ပေးလိုက်ရပြီးစိတ်ပျော်ရွှင်လှပါတယ်လို့ပြောချင်နေရမှတ်လာလို့မိလိုက်ပါလူဗီဟာအခုနမဲအရန်ကြီးနေပြီးစောကလည်းရှီတက်ပိုချုပ်ဖြစ်ခဲ့ဘူးတာမို့ယိုကိုလေးပါဘလောက်အစွမ်းထက်ကြောင်သူသိရလို့ဆိုပါအားလုံးလည်းရီမောပျော်ရွှင်နေကြပြီးရောဘင်ကိုတိုင်လည်းပျော်ရွှင်နေတဲ့မြင်ကွင်းကြောင့်စောလည်းနောက်ဆုံးတော့တငယ်ချင်းကောင်းတွေကိုရှာတွေ့နိုင်ခဲ့ပြီပဲလို့ဝမ်းသာကြီးပြောလိုက်ပါရောဘင်ကဟုတ်တယ်ဦးလေးစောပြောခဲ့တဲ့လူတွေကိုသူမရှာတွေ့ခဲ့ပြီလို့ဆိုကသူမတငယ်ချင်းတွေကသူမလို့လူမျိုးကိုတောင်ကာကွယ်ဖို့ဆိုဘာမဆိုလုပ်ရဲကြမဲ့တငယ်ချင်းကောင်းတွေလို့ဆိုပါ
ဒီစကားတွေကအားလုံးရဲ့ရှင်တွေကိုမြားတဲ့စင်းလို့စူးဝင်သွားခဲ့ရပြီးအားလုံးကလည်း Robin အတွက်ဆိုဘာမဆိုလုပ်ပေးချမှာကိုထောက်ခံလိုက်ကြပါတယ်ဆော်လဲဝမ်တာမြေ၍ကြားလာခဲ့ရပြီးပထမဆုံးအနေနဲ့ Robin လေးကိုကာကွယ်ပေးခဲ့ကြလို့အားလုံးကိုပြန်ကျေးဇူးတင်လိုက်ပါတယ်ဒီအချိန်မှာပဲလစ်လစ်ကတင်မော့ဘော်ကဆင်းလာပြီးမတွေ့ရတာကြားပြီးလာပြောပေမဲ့စောကတော့ကြောင်နေခဲ့တာကြောင့်သူကဗကာပတ်မှလို့ပြောလိုက်ပါတယ်အချတ်ကနေတေလာခဲ့တဲ့တစ်တာတလုံးကိုလည်းထုတ်လိုက်ကြပြီးဂျင်ဘဲကဘာကြီးလဲမိတဲ့အခါအဲ့ဒါကသူ့ဘဲလို့ဖြစ်လိုက်ပါတယ်တစ်တာထဲမှာဗကာပန့်ရဲ့ပြီးပြည့်စုံတဲ့ကလုံးတစ်ခုရှိနေပြီးလွန်ခဲ့တဲ့နှစ်20ကအချတ်ကိုလာခဲ့တဲ့ဗကာပန့်သူကိုယ်တိုင်ပဲလို့ဆိုပါတယ်ညံကြီးရှင်ဗကာပန့်အချတ်ကနေလာတဲ့ချီပျောက်ဆုံးသွားခဲ့ရင်အစိုးရကတန်တရားဖြစ်မှဆိုတဲ့အတွက်ဒီတစ်တာကိုကြိုစီစဉ်ထားခဲ့တာပါအချက်က facility ကြီးနဲ့ပစ္စည်းတွေကတော့အပြင်ကိုလုံးကြုံတိတ်လာဖို့မလွယ်ကူတဲ့အတွက်ဒီ air ဘက်မှာပဲတခွဲခန်းကြီးတစ်ခုစောက်ပြီးနေတော့မယ်လို့လစ်လစ်ကပြောလိုက်ပါတယ်။ဗကာပတ် new lab ဆိုတော့ Frankie လည်းစိတ်လှုပ်ရှားနေပြီး Bonnie ကလည်းသူမအဖေကိုနေပြန်ကောင်းလာအောင်လုပ်ပြီးလို့ရလာမိတော့လစ်လစ်လည်းဒါပေါ့လို့ပြန်ဖြေလိုက်ပါတယ်။လစ်လစ်ကဗကာပတ်နာဆိုရင်20နေမှပြန်ဆောင်ရတာဝမ်းတာပဲမဲ့သူမှတ်မိတုန်းကဗကာပတ်ကမိမတယောက်တော့မဟုတ်ဘူးလို့စောကပြောလိုက်တာကြောင့်လစ်လစ်လည်းပြီးမှတစ်ခုချင်းရှင်းပြပေးမယ်လို့ဆိုပါတယ်။ဒီအချိန်ဂျိုင်းရန်ခလေးလေးတောင်ကတူတူရေးဝါလာလောက်ကြပြီးစောကိုကစားလို့ရပြီလားလို့လာမေးပါရဲ့။တကယ်တော့ဒီနေရာဟာဂျိုင်းရန်ခလေးတွေရဲ့ကစားရနေရာဖြစ်ပြီးစောကရောဘင်တို့ကိုတေချာလေးကြိုဆိုခြင်းလို့ခလေးတွေကိုခဏနားခိုင်းထားရလို့ဘေးကအမျိုးသမီးကရှင်းပြပေးလိုက်ပါတယ်။ခုနကစောမီလဲသွားတယ်ဆိုတာကလည်းကြိုတင်အချင်းချင်းစတိုက်ထားခဲ့ကြတာဖြစ်ပြီး Robin တို့ကို surprise ဖြစ်သွားစေဖို့ရည်ရွယ်ခဲ့တာပါထို့အမျိုးသမီးကတော့ဇီကွက်စာကြီးတိုက်ကစောရဲ့လက်ထောက် Angel လို့သူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးဒီမှာအကောင်းဆုံးကြောင်းနဲ့စာကြီးတိုက်ကြီးပဲလို့ဆိုပါတယ်စာကြီးတိုက်ဆိုမှစိတ်ဝင်စားသွားတဲ့ Robin ကို Angel ကလိုက်ပြပေးရမလားမင်းနေတုန်းမှာပဲလူဗီနဲ့ Usopp ကတော့စာတင်သား Giant တွေကိုတွေ့ကျင်လို့အရှိကပြေးသွားကြပါတော့။ဟိုရှိကကစားကွင်းနာကတော့ကလေးတွေပညာသင်ကြားတဲ့ပင်လယ်ဖြန့်ကျောင်းတော်ကြီးဖြစ်ပြီးဘရင်ကြီးရဲ့တောင်းဆိုချက်အရလွန်ခဲ့တဲ့အနှစ်20ကစောကိုတိုင်ဖွင့်ခဲ့ရလို့ဆိုပါတယ်။စောလဲစရောဟတ်တွေကြီးကြီးတဲ့နေရာမှန်သမျှကို Angel နဲ့ Garrus ကိုတခြားလိုက်ပြပေးခိုင်းလိုက်ပြီးတော့သူကတော့ Robin ကိုစာကြီးတိုက်စီလိုက်ပြပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ကျောင်းတော်ကြီးဘက်လိုက်ပြမဲ့ Angel နောက်ကိုတော့ Zoe နဲ့ Bruto ကလိုက်သွားကြပြီး Chopper ကတော့စာကြီးတိုက်ဘက်ပြေးလိုက်သွားပါတော့ရဲ့။ကြံခဲ့တဲ့ Nami ကိုတော့စာကြီးတိုက်ကစာအုပ်အကြီးကြီးတွေရဲ့အန်ဒီရဲ့ကနေစန်ကြီးကကာကွယ်ပေးမဲ့လုပ်နေခဲ့ပါပြီ။ဂျင်ဘဲက Frankie ကိုဘယ်ဘက်သွားမှလဲမေးလိုက်တဲ့အခါ Frankie ကတော့သူစရောက်ခတဲ့ကဟိုရှေ့ကထူးဆန်းတဲ့တစ်ပင်အကြီးကြီးကိုတည်ထားမိနေရလို့ဆိုပါရဲ့။တစ်ဖက်ကလူဗီကတော့ဂျိုင်းယန်တို့နယ်မြေဆိုပြီးပျော်ပါပြေးနေကြတယ်လို့သူတို့နောက်ကနေလေဂျိုင်းယန်ကောင်လေးတွေကအတုံးမကျတဲ့လူတစ်လေးတွေဆိုပြီးအထူးအဆန်းလိုက်ဖမ်းနေကြပါရဲ့။ဇိုကသူခုတ်ဖြတ်ပြလိုက်ရမလားမေးလိုက်တော့ဥဆုပ်လဲကြောက်လန့်တကြားလှမ်းတားရပါရဲ့။ကြောင်ပိတ်မိသွားတဲ့လူဗီကထိုးမလားချမလားပြန်ပြောနေပြီးဂျိုင်းယန်ကောင်လေးတွေကလည်းလှမ်းဖမ်းမဲ့အလုံးမှာဂျိုင်းယန်ခလေးမလေးတောင်းကဝင်လာကလူတစ်လေးတွေကိုမဖမ်းရဘူးလို့ဝင်တားလိုက်ပါရဲ့။ကောင်လေးတွေလည်းချက်ချင်းပြန်တောင်းမှန်လိုက်ရပြီးဇိုကလည်းဒီကျွတ်ဆုပ်လေးတွေကဒီရွာသားတွေလာလို့ပြောနေခဲ့ပါရဲ့။သူတို့ကိုကျွတ်ဆုပ်လေးတွေလို့မခေါ်နဲ့လို့နောက်ထပ်ကောင်လေးတွေကလာပြောတဲ့အခါဥစပလဲစိတ်ထဲမထားဖို့ပြန်ပြောလိုက်ပြီးမင်းတို့ကကြီးလာရင်တတိကဲစတိတော်တွေအဖြစ်ပင်လယ်ပြင်မှာရွက်လွှင့်ကြမှာမဟုတ်ဘူးလားလို့မေးလိုက်ပါရဲ့ခလေးမလေးတွေကသူတို့စတိတော်တွေမဖြစ်ချင်ဘူးလို့ဖြေလိုက်တော့ဥစပလဲကြောင်သွားပြီးအနာကနေလဲစတိတော်ဖြစ်ဖို့ကဒီခလေးတွေကြားမှာရှေ့ပန်းမစားတော့ဘူးလို့အတန်တန်ထွက်လာခဲ့ပါရဲ့ခလေးတွေကပြဿနာမဖြစ်ချင်ရင်ထွက်သွားကြလို့ဝိုင်းရတိပေးနေကြပါမယ်လူဗီတို့ရက်နေတဲ့နေရာကြီးကတော့လှုပ်လာခဲ့ပါပြီလူဗီတယောက်ကတော့ပြုတ်ကျကဂျိုင်းရဲ့စနေနှခိုင်ချာညက်သွားခဲ့ပြီးပိုင်ရှင်ကတော့ပင်လယ်ဖြန့်ကျောင်းကစီဝါဗေဒဆရာမလေးရစ်ပလေးပဲဖြစ်ပါတယ်ဆရာမဆိုတော့ဥဆုပ်ကခလေးတွေဘာလို့စတိတော်မဖြစ်ချင်ကြရလဲမေးကြည့်တဲ့အခါခလေးတွေစတိတော်မဖြစ်ချင်ကြတော့တာဟာရာစုနှစ်ချီပြီလို့ဆိုပါတယ်ဂျိုင်းရန်တွေကတပ်ဖြတ်မှုအကြမ်းဖက်မှုစပွဲတွေကိုစိတ်ကုန်လာကြလို့ဖြစ်ပြီးစောပြောပြထားလို့ဆော့ဟတ်တို့ကိုလည်းကြိုဆိုပါရလို့ပြောလိုက်ပါတယ်ဒီအချိန်အန်ဂျယ်လည်းရောက်လာခဲ့ပါတယ်ခုနကလိုက်ဖမ်းနေတဲ့ကောင်လေးနှစ်ယောက်ကတော့လန့်ပြီးထပြေးသွားခဲ့ကဥဆုပ်တယောက်ကတော့အဲဘတ်ဟာသူထင်ထားလို့စစ်တီတော်နိုင်ငံမဟုတ်တော့တဲ့အတွက်စိတ်ပြတ်နေခဲ့ပါတယ်အဲဘတ်ရဲ့ဘရင်ကြီးဟာရစ်ကရှေးလူကြီးရဲ့လမ်းစဉ်အတိုင်းမလိုက်ခဲ့ပဲအဲဘတ်ပြည်ကြီးတွေးမြေမကြရအောင်စစ်ပွဲတွေကိုရှောင်ရှားခဲ့ကတာမန်အတမွေးချောင်းတွေနဲ့ပဲတိုင်းပြည်ကြီးကိုပြန်လည်ထူထောင်ခဲ့ရလို့ရစ်ပလီကဆိုပါတယ်ဒါပေမဲ့လည်းသူ့အိမ်မက်တွေကတူတောင်းခဲ့ရပြီးသူ့သားအရှင်ရဲ့ပြန်လည်တပ်ဖြတ်မှုကြောင့်တေဆုံးခဲ့ကသူ့သားကိုဘရင်အရာမလွဲပေးခဲ့တာကြောင့်အခုဆိုရင်အဲဘတ်ကအုတ်ချုပ်သူမဲ့နေတယ်လို့အန်ဂျယ်ကလည်းဝင်ပြောလိုက်ပါတယ်ရစ်ပလီလည်းဂျာဝဲကတမိုင်းအတန်းလျှောက်သွားပြီးမို့လို့ကျောင်းကိုဆက်လိုက်ပြဖို့အတွက်ခလေးတွေလက်ထဲတာဥဆုပ်တက်ကိုအလိုက်ပါရဲ့ရစ်ပလီကလူဗီဘာလို့အဖြူရောင်မဖြစ်နေရလဲမေးတော့လူဗီလည်းအဲ့ဒါကသူ့ရဲ့လွတ်လပ်တဲ့ဖောင်လို့ဆိုပါတယ်အရင်တုန်းက ever တမိုင်းမှာအဲ့လိုလူတယောက်ရှိခဲ့ပူပြီးအခုတော့သူမတို့ကနောက်ဆုံးစစ်တီတော်မျိုးဆက်ပဲလို့ရစ်ပလီကပြောလိုက်ပါတယ်ခလေးတွေကလည်းလူဗီကိုပါဝိုင်းတောင်းလိုက်ကြပြီးပျော်ပါထွက်သွားကြပါတော့ရဲ့တစ်ဖက်ကစောကလည်း Robin Chopper Bonnie လေးတို့ကိုစာကြည့်တိုက်ပတ်လိုက်ပြပေးနေခဲ့ပါတယ်ဒီ
ဒီစာကြီးတိုက်ကြီးကသူခက်ခက်ခဲတိဆောက်ခဲ့ရတာဖြစ်ပြီးသူတစ်တီစကောလာတွေအသက်ရင်းကာကွယ်ခဲ့ကြတဲ့စာပေတွေကိုတန်ဖိုးထားတာကြောင့်ဟာယူဒင်တို့ကိုအကူအညီတောင်းကအိုဟာရာကိုတောက်တစ်ခေါက်ထပ်သွားခိုင်းခဲ့ရလို့ဆိုပါတယ်ဒါပေမဲ့စာအုပ်တွေကတော့ပြက်စီးလူနီးပါဖြစ်နေပြီဖြစ်လို့သူအရန်စိတ်မကောင်းဖြစ်ခဲ့တာလို့ပြောလိုက်ပါတယ်ခြေတစ်ဖက်ပြက်နေတဲ့စောတယောက်ဇီးကွက်စာကြီးတိုက်တကားကြီးကိုဖွင့်လိုက်ချိန်မှာတော့ရောဘင်လက်ထဲကရှေးဟောင်းသမိုင်းစာအုပ်ဟာလေရုတ်တရက်ဆိုလို့အကြီးကြီးဖြစ်သွားပါတော့ဒီစာကြီးတိုက်ထဲကိုရောက်လာတဲ့စာအုပ်မှန်သမျှဟာ giant site ကိုပြောင်းလဲသွားတာဖြစ်ပြီးစာကြီးတိုက်ကြီးဟာလည်းခမ်းနားလွန်လာပါတယ်ဒါဟာမော်ဇီးကွက်စာကြီးတိုက်ဖြစ်ပြီးအိုဟာရာကျွန်းကသူ့တည်တည်စကောလာတွေအသက်ရင်းကာကွယ်ခဲ့ကြတဲ့စာပေတွေစာအုပ်တွေတအုပ်မကြံတလုံးမကြံစောကိုတိုင်လိုက်လံစုဆောင်ရှာဖွေတင်စီထားခဲ့တာပဲဖြစ်ပါတယ်ရောဘင်လည်းမျက်ရည်ဝဲလာခဲ့ရပြီးတနည်းအားဖြင့်ဒါဟာရောဘင်ငယ်ကအမြဲကျင်လည်ခဲ့တဲ့အိုဟာရာကစာကြီးတိုက်ကြီးပါပဲစောကိုတိုင်ရောဘင်ကိုဒီကိုခေါ်လာနိုင်မဲ့ဒီလိုနေမျိုးကိုစောင့်ဆိုင်နေခဲ့တာပါဒီအချိန်တစ်ဖက်ကမြေအောက်ကဘာမှာတော့လိုကီကမိုဆာဆိုသူကိုဆက်တွေ့ခယူနဲ့မင်းပြောပူးတဲ့ကြောက်စရာစမ်းတက်မှုတွေမှာပိတ်မိနေတုံးလားလို့မေးနေခဲ့ပါတယ်တစ်ဖက်ကလည်းအချိန်တွေကြာနေလို့စိတ်နှောက်ယှက်ဖြစ်နေလားမေးနေပြီးလိုကီကတော့သူ့မှာတကဘာလုံးကအချိန်တွေအများကြီးရှိပါတယ်လို့ပြန်ပြောနေခဲ့ပါတယ်သူတို့နှစ်ယောက်လူချင်းမတွေ့ဘူးကြားပေမဲ့လို့မိတ်ဆွေတွေဖြစ်လာတာအတော်ကြာပြီဖြစ်ပြီးငါသာမင်းနေရမှာဆိုရင်အဲကလူတွေအကုန်လုံးကိုတယောက်မကြံတက်ဖြတ်ပြလိုက်မှလို့ဆိုပါတယ်တယောက်တာလွတ်သွားရင်ချက်ချင်းလက်စားဖြတ်ရမယ်မဟုတ်ရင်မင်းကိုလက်စားချစ်ဖို့ပြန်လာလိမ့်မယ်လို့အော်ပြောလိုက်တဲ့အခါတစ်ဖက်ကလူကလည်းအဲဒေါသတန်တွေအောက်မှာကျင်နာတဲ့စိတ်လေးတော့သူခံစားမိပါသေးရဲ့လို့ဆိုပါတယ်လိုကီတဲ့ကျင်နာရဲဆိုတာသူ့ကိုစော်ကားနေတယ်လို့မို့လို့ဒေါသပိုထွားလာပြီးငါဒီကနေလွတ်လာတဲ့အခါမင်းကိုသင်ခန်းစာကောင်းကောင်းပေးပြမယ်လို့ပြောလိုက်ပါဒီအချိန်တစ်ဖက်ကဘရိုကီတို့အဖွဲ့တွေကလည်းတောက်စားပျော်ပါနေခဲ့ကြပြီးမနီးမဝေးကအစာအုပ်ပြက်ကြီးတစ်ခုထဲမှာတော့အဘတ်ပေါ်တယ်ကြီးတစ်ခုပေါ်လာခဲ့ပါတယ်အထဲကနေလည်းထူးဆန်းတဲ့လူနှစ်ဦးကရောက်ရှိလို့လာခဲ့ပါတယ်ဇီးကွက်စာကြီးတိုက်ထဲကစာအုပ်တွေကကြီးလွန်းလို့ချော်ပါနဲ့ပွန်နီလည်းမနှဲဖတ်နေရပါတယ်စကောလာတွေတီးစေခြင်းနဲ့ဗဟုသုတတွေကလည်းအလွန်များလာပါတယ်ဘွန်နီကအပေါ်ကဇီးကွက်ကြီးကအသက်ရှိလားမေးကြည့်တဲ့အခါဘယ်ဘလိုလို့ခေါ်တဲ့ဒီဇီးကွက်ကြီးက200ချီတဲကဒီကျွန်းမှာနေထိုင်ခဲ့ပြီးအခုတော့ဒီမှာစာကြီးတိုက်မှုကြီးလုံးနေရလို့စောကရှင်းပြပေးလိုက်ပါတယ်ဘယ်ဘလိုကစာကြီးတိုက်ထဲရောက်လာတဲ့စာအုပ်တွေကိုပုံကြီးချဲ့ပေးနေတာဖြစ်ပြီးအဲဘက်ကလည်းအစိုးရနဲ့မပတ်သက်တော့မှမလို့တန်ငါတွေပင်လယ်ပြင်ကအပြန်ယူဆောင်လာကြတဲ့သတင်းစာလေးတွေကိုလည်းပြန်ပြီးတင်စီထားကြတာပါဘယ်ဘလိုက Grocio Fruit ကိုစားထားလို့ဒီလိုအစွမ်းရှိတာဖြစ်မယ်လို့လစ်ကလည်းထင်ကြီးပေးလိုက်ပါတယ်ချောပါကဒီမှာစေးပညာဆိုင်ရာစာအုပ်တွေရှိလားရောဘင်ကိုလာမေးတော့ဒီမှာနက်ခတ်ပေတာနဲ့တမိုင်းချောင်းစာအုပ်တွေကပိုများပြီးစေးပညာစာအုပ်အနည်းအကျဉ်းတော့ရှိပါရဲ့လို့ရောဘင်လည်းပြန်ဖြေလိုက်ပါတယ်စောကလည်းအဲဘက်ရှေးဟောင်းစေးပညာစာအုပ်တွေတော့ရှိပေမဲ့ငကိုတဲကကြီးပြီးသားတွေဖြစ်လို့ပြန်တော့တေးအောင်လုပ်လို့မရဘူးလို့ဆိုပါတယ်တစ်ဖက်ကမြောက်လောင်းလေးလူဗီတယောက်ကတော့ခလေးတွေနဲ့ဥဆုပ်ကိုဒန်းလွဲလို့စီးခိုင်းနေပြီးအားလုံးလဲကြောက်လို့ရက်ပါတော့အော်နေကြပါပဲနာမီရဲ့လက်တံပြောင်စာမိသွားပြီးတဲ့နောက်မှာပဲအာလူဘူးဒီတွေချကုန်ပါပဲခလေးတွေကကြောက်လို့ဂရစ်စီပြေးသွားတဲ့အခါလူဗီလဲစိတော်ရီဆိုတာမငိုရဘူးလို့လှမ်းအောင်လိုက်ပါတယ်စံကြီးလဲခလေးတွေကနူးညံ့ကြီးပြင်းလာကြတာမလို့စိတ်လျှော့ဖို့လာပြောပေမဲ့ဂရစ်စီရဲ့နော်ကိုနှလုံးချတဲ့တာယာနေတဲ့တကောင်ဓာတ်လေးကိုမြင်လိုက်ရပါပဲဒီအချိန်ယိုကိုလူဗီကိုတွေးချင်လို့ဦးတီလာနေတဲ့ခိုလန်လေတစ်ပင်ကြီးကိုလာစူးစမ်းနေတဲ့ဖရန်ကီကိုမြင်လိုက်တော့လူဗီတို့ရောက်လာပြီဆိုပြီးအပြေးသွားပါပဲခလေးတွေကလည်းဆွေခတ်တွေနဲ့အတူကစားခွင့်မှာစော်ကစားနေကြပြီးဇိုတယောက်ကတော့တစ်ပင်မော်အိပ်ပျော်နေခဲ့ပါတယ်လူဗီနဲ့ဥဆပ်တို့လည်းစတီတော်ရီမမွေးထုတ်ပြီးတော့တဲ့ Ever တိုင်းပြည်ကြောင်းစိတ်လည်နေကြတုံးပါပဲကိုလန်ကရောက်လာပြီးလူဗီတို့ကိုတစ်သားနဲ့ပြေခုတ်ပါပဲဒါပေမဲ့လူဗီကတော့လက်နဲ့ကာလိုက်ရှုံနဲ့အေယာမတစ်သားဓာကြီးကကျိုးပဲ့သွားခဲ့ရပြီး Elephant ဂန်နဲ့ထိုးချလိုက်တာကြောင့်ကိုလန်လည်းနောက်လန်ကျသွားပါရဲ့အနာကခလေးတွေလည်းလမ်းကုန်ကြပြီးခလေးမလေးတွေကလည်းအကျန်းဖတ်တဲ့လူဗီကိုဝိုင်းအပြစ်တင်နေကြပါရဲ့ကိုလန်လည်းပင်လယ်ပြင်ရဲ့အေဂရစ်ဆိုတာဂျာလာဆိုပြီးတဘောတွေကြားနေပေမဲ့ခလေးတွေကတော့ကြောင်းပြေးတဲ့ပြဿနာကောင်ဆိုပြီးဝိုင်းကျင်စဲနေကြပါတော့ရဲ့ကိုလန်ကပြန်ပြောနေတော့မှပဲ replay လဲရောက်လာပြီးပြဿနာရှာတော့မကောင်းပါမယ်ခုနကခုတ်ချက်ကတော့မစိုးဘူးလို့ချီးကျူးလိုက်ပါရဲ့တကယ်တော့ replay ဟာကိုလန်ရဲ့မိခင်ဖြစ်ပြီးမာတိုဆန်ပေးလိုက်တဲ့ Linko Berry လေးတွေကိုလည်းလှမ်းပေးလိုက်ပါရဲ့ခလေးရမေဆိုတော့စန်ဂျီကတော့တော်တော်အရှိုက်ထိသွားပြီးရှော့ဟတ်တွေလည်းအနားကိုရောက်လာခဲ့ကြပါရဲ့တစ်သားသားနဲ့လူဗီကိုပြေးခုတ်တာဆိုတော့ဇိုလည်းတတိရှိရလို့ဝင်ချီကျူးလိုက်ပြီးကိုလန်ကတော့သူ့ရဲ့ဖခင်ဟာလေလူဗီတို့လိုလူသားတစ်ယောက်ပဲလို့ဆိုပါရဲ့အဲဘတ်စတီတော်တွေကိုတော့ပြန်ခံချနိုင်ခဲ့တဲ့ပင်တမြဟောင်းကြီးတစ်ယောက်ဖြစ်တယ်လို့ပြောလိုက်ပါရဲ့ကိုလန်ရဲ့အဖေက replay ထက်အသက်ငယ်ပြီး giant တွေရဲ့အသက်နဲ့ရှင်သူပဲအလင်းအမြန်အိုမင်းလာမှာမို့လို့လက်ထပ်ဖို့ညှင်းဆန်ခဲ့လို့ replay ကဆိုပါရဲ့
Ripley ကိုညင်းဆန်တဲ့အယူကောင်ကဘသူလဲဆိုပြီးစံကြီးတယောက်ဒေါ်ပွားနေပါပြီလူဗီကစားလို့အားလုံးကလည်းဘိုက်စာနေကြပြီမလို့ရွာမှာကျင်းပမဲ့စားတော့ပွဲကြီးစစ်ကိုဦးတီဖို့ပြင်ဆင်ကြပါပဲမတော်ခင် Robin တို့ကိုဝင်ခေါ်ခဲ့ကြပြီးအေယာမစာကြည့်တိုက်ကြီးကြောင့်လူဗီနဲ့ Usopp တို့ကတော့သဘောတွေကြားနေကြပါတယ်စားတော့ပွဲကြီးက3ရက်3ညတိတိကြာမှမလို့ Robin နဲ့ Chopper တို့ကတော့စာကြည့်တိုက်မှာခဏနေခဲ့အောင်မှဖြစ်ပြီးလီလီနဲ့ Bonnie တို့ကလည်းတခွဲကန်းတိဆောက်ဖို့ပါမစ်တွားယူကြမယ်လို့ဆိုပါတယ်ဒီအချိန် Frankie လည်းရောက်လာကသူတွေးခဲ့တဲ့ထူးဆန်းတဲ့အရာကိုပြပြလိုက်ပြီးတော့ဒီ Albert တချွန်းလုံးကတကယ်တော့ရန်နာတစ်ပင်ကြီး Adam Tree ကြီးပဲလို့ဆိုပါတယ် Adam Tree ဆိုတာတောင်စင်စံတွေကိုတိစောက်ခဲ့တုန်းကတစ်သားအမျိုးအစားပဲဖြစ်ပြီးကမ္ဘာပေါ်မှာအခြားပုံစံတူတစ်ပင်တွေလည်းရှိပေမဲ့ Albert ကတစ်ပင်ကြီးကတော့တန်းအရင်ဆုံးလို့စောကပြောလိုက်ပါတယ် Frankie ကလည်း Adam Tree ကိုလေ့လာခြင်းဒေတာမလို့ဘိုက်စနေတဲ့ Luffy ကတော့မစောင့်နိုင်တော့ပဲသူအရင်သွားနေတော့မယ်လို့ပြောလိုက်ပါတယ်ဒီအချိန် Garis ကအားလုံးကိုခဏကြားလိုက်ပြီးသူမအကူကြီးတစ်ခုတောင်းစရာရှိရလို့ဆိုပါတယ်ဒီလိုနဲ့ပဲကြံနေတဲ့ straw hat တွေကိုလည်း Albert ဝတ်စုံတွေဆင်ရင်ပေးလိုက်ပြီးဒီလိုလူတစ်သေးလေးတွေအတွက်အဝတ်အစားချုပ်တာကသူမရဲ့ဝါနာလို့ဆိုပါတယ်အားလုံးလည်း Garis ကိုကျေးဇူးတင်လိုက်ကြပါမယ်ဆိုကတော့မင်းလည်းဟိုနာဘူးကောင်လို့ဘေးလာလို့မေးလိုက်ပါတယ်Garis လည်းသူမကရိုဒိုလိုမဟုတ်ပဲနဲ့အဝတ်စားချုပ်တာလေးပဲဝါနာပါလာလို့ပြန်ပြောလိုက်ပြီးစံကြီးလည်းဒီလိုရိုင်းဆိုင်တဲ့စကားတွေပြောထွက်လို့ဆိုပြီးဇိုးနဲ့ရန်တက်ကြပါပဲဒီလိုနဲ့ပဲတိမ်တင်းမော်လေးနဲ့အတူလူဗီတို့လည်းစားတော့ပွဲကြီးစီထွက်ခွာလာခဲ့ကြပြီးကိုလန်လည်းလိုက်ပါလာခဲ့ပါတယ်မကြခင်မှာပဲအနောက်ဖက်ရွာမှာစားတော့ပွဲကြီးကိုကျင်းပခဲ့ကြပြီးဒိုဝီဘိုကီတို့ကလည်း straw hat တွေက Giant Warrior တွေရဲ့တက်တိကိုလေးစားပြီးသူတို့ဘက်ကရက်တီပေးခဲ့ကြောင်းအားလုံးကိုပြောကြားလိုက်ပါတယ်အိုအီမိုနဲ့ခါရှီကလည်း straw hat တွေကြောင့်သူတို့လည်းလွတ်မြောက်ခဲ့ရတာလို့ပြောလိုက်ပြီးဟာရူတင်ကလည်း straw hat တွေကြောင့်လမ်းပြောင်းနေခဲ့တဲ့သူ့ဘဝအလင်းရခဲ့ရလို့ဆိုပါတယ်ရိုကိုလေးပါးတဲ့ကတယောက်လည်းဖြစ်အတော်ဆုံးပင်တဲ့မြတယောက်လည်းဖြစ်တဲ့အပြင်ဝါနိုတိုက်ပွဲမှာလည်းခိုင်တူနဲ့ဗင်မန်ကိုအောင်နိုင်ခဲ့တဲ့လူဗီကိုအောင်လဲဝိုင်းခုံပြူလိုက်ကြပြီးချီရလိုက်ကြပါတယ်အရက်ကုံသွားတဲ့ဇိုနဲ့ချင်းဘဲကိုလည်းဂျိုင်းယန်ကြီးတယောက်ကအရက်လာထည့်ပေးလိုက်ပြီးဟင်းလျာတွေကိုစူးစမ်းနေတဲ့စန်ကြီးစီကိုလည်းဂျိုင်းယန်မလေးတွေကအတူတောက်ဖို့လာခေါ်အားကြောင့်စန်ကြီးလည်းကောက်ပေါအောင်လိုက်သွားပါတော့လူဗီတယောက်လည်း Moose အသားတွေကိုကျွဲလို့နွားလို့စားတောင်းနေခဲ့ပြီး Stetson ကလည်းသူဟာစာဘိုဒီလေလံပွဲမှာတုန်းကအယောင်ခံနေခဲ့ရတဲ့သူလိုလာပြောပြခဲ့ပါတယ်Usopp ကတော့ Stetson ကမုန်းစိတ်မွေးဝေရှိလာလို့မှတ်မိလိုက်ပူပြလိုက်ပြီး Haruden ကလည်း Stetson ဟာသူ့ရဲ့ငယ်တငယ်ချင်းကြီးမို့လို့လေလံပွဲမှာတုန်းကကယ်ပေးခဲ့တာကျေးဇူးပါလို့လာပြောလိုက်ပါတယ်ဒီအချိန်မှာပဲ Chief Jaru ရောက်လာကနှုတ်ဆက်လိုက်ပြီးသူကကပ္ပအသက်အရှိဆုံး408နှစ်ရှိပြီဖြစ်တဲ့မုန်းစိတ်တောင်ကုန်း Jaru ပဲဖြစ်ပါတယ်လူဗီတို့ကတော့ Chief Jaru ခေါင်းပေါ်မှာစိုက်တဲ့ဓာကြီးကိုအံအားတင်းနေကြပြီးသူ့ရဲ့ခေါင်းဆောင်ကြောင့်တာတော်သေးရဲ့လို့ Jaru ကဆိုပါတယ်ဒါပေမဲ့ဓာကတော့ခေါင်းဆောင်ကိုတောင်ဖောက်ပြီးတစ်ချောင်းလုံးစိုက်ဝင်နေတာကြောင့်လူဗီနဲ့ Usopp လည်းထအောင်ပါပဲဒီအချိန်အနောက်ဖက်ရွာအနီးက Oros Castle မှာတော့ပေါ်တင်နဲ့ရောက်လာတဲ့ထူးဆန်းတဲ့လူ2ယောက်ကိုအဆောင်တွေကမြင်သွားပြီး straw hat တွေအဖွဲကလာလို့မေးမြန်းနေခဲ့ပါတယ်စပင်အပြာနဲ့အမျိုးသမီးကသူတို့ဟာ Loki ဆိုသူကိုလာရှာတာလို့ဆိုတော့အဆောင်တွေလည်းဘရင်ကြီး Harak ကိုတတ်ခဲ့တဲ့အပြစ်သား Loki ကိုဘာလို့တွေးကျင်ရရလဲဆိုပြီးထားကြည့်ကြပါပဲထို့အမျိုးသမီးက Loki ပမာလဲပဲဆက်မေးနေခဲ့ပြီးအဆောင်တွေကမဖြေတာကြောင့်အရှိကိုတိုးလာကအဆောင်ကိုတစ်ချက်မောကြည့်လိုက်ပါတယ်ချက်ချင်းဆိုလို့အဆောင်လေတကူလုံးနာကျင်တဲ့ဝေနာတွေကိုခန်းစားလာရပြီးချက်ချင်းလဲကျသွားပါပဲကျန်တဲ့အဆောင်ကလည်းအတော်လန်သွားခဲ့ပြီးအမျိုးသမီးကလည်းသူကမေးခွန်းတွေမေးနေတာမဟုတ်ဘူးအမိန်ပေးနေရလို့ပြောလိုက်ပါတယ်ထို့အမျိုးသမီးနဲ့အတူအနောက်မှာလည်းစပင်အနီရောင်နဲ့ Chance နဲ့အတော်စင်တူရဲ့လူလည်းရှိနေခဲ့ပါတယ်စပင်အပြောင်နဲ့အမျိုးသမီးရဲ့ရက်ဆက်နှိပ်စက်မှုတွေကြောင့်ဂျိုင်းရဲ့အဆောင်2ယောက်လည်းမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်ဒီအချိန်လူဗီတယောက်ကတော့ဒိုင်နိုဆောနဲ့အရာရာတူတဲ့ Muse ကြီးကိုဖမ်းလာပေးတဲ့ Haruden နဲ့ Stetson ကိုကျေးဇူးလမ်းတင်နေပါတယ်။ခေါင်းဆောင် Jaru ရဲ့ပြောစကားအရတာမန်လူသားတွေက Ever ရဲ့နေမင်းကဘာကိုရောက်လာကြတာရှားပါပြီးတာရဲတွေပြည့်နှက်နေတဲ့မြေအောက်ကဘာမှာတင်လမ်းဆုံးသွားခဲ့ကြရလို့ဆိုပါတယ်။ Usopp ကလည်း trailer ဘက်မှာ Oz ကိုသူနှိမ်နှင်းခဲ့တာလို့လေကြီးနေခဲ့ပြီး Giant Warrior တွေလည်း Captain Usopp ဆိုပြီးဝိုင်းအော်ဟစ်နေကြပါတယ်။ Fishman ဖြစ်တဲ့ဂျင်ဘဲကိုလည်းသဘောကျနေကြပြီး Fishman Island ကရေသူမလေးတွေကပိုတောင်အယောင်အသွေးစုံသေးရဲ့လို့ဂျင်ဘဲလည်းပြန်ပြောလိုက်ပါတယ်။ဘေးကစန်ကြီးတယောက်ကတော့ရေသူမလေးတွေကလှပတာမဟုတ်ပဲအသက်ရှူမှားလောက်အောင်နန်းဆန်တာဆိုပြီးအော်ဟစ်လိုက်ပါတယ်။ဒါပေမဲ့ဒီကဂျိုင်းယန်မလေးတွေကလည်းကြပြားဆန်လောက်အောင်ချစ်ဖို့ကောင်းလို့သူတေပြော်ပြီးလို့ပြောရတာကြောင့်ကောင်မလေးတွေလည်းပြစ်ကြွေကုန်ပါပဲ။ဇိုးကဒီမှာပင်လယ်ပြင်ကိုတောင်တစ်ခါမှမထွက်ဘူးတဲ့ဂျိုင်းယန်တွေလည်းရှိသေးရပဲလို့ပြောလိုက်ပြီးနာမီကလည်းဂျိုင်းယန်တွေအကုန်လုံးကိုပင်လယ်သမားတွေလို့ထင်နေရလို့ဆိုပါတယ်။အဝတ်အစားတွေဝတ်ပြီးလမ်းလျှောက်နေတဲ့အယိုးကြောက်ဘရုတ်ကိုလည်းဝိုင်းအန်အောနေကြပြီးဘရုတ်ကလည်းဂီတာကောက်ထုတ်ပြီးဟဲပြလိုက်ပါတယ်။ဒဏ်ရာတွေအပြည့်နဲ့ဗီဒီယိုကလည်းနာမီတို့ကိုလာတောင်းပန်နေပြီးဇိုးကတော့အဲ့တုန်းက Usopp တားခဲ့လို့ပြန်မတိုက်ခိုက်ခဲ့ရလို့ဆိုပါတယ်။ Usopp ကတော့ Fishman Island ကရေတူထီးတွေအကုန်လုံးကသူ့အမိတ်နာခံကြရလို့စက်အားရွှီးနေခဲ့ပါတယ်။ဇိုးက Usopp ကြောင်းတာမဟုတ်ရင်မင်းကောင်းပြက်နေလောက်ပြီလို့ဖြဲချောက်လိုက်တာကြောင့်
ရိုတိုလည်းနောက်လန်ကျသွားပါပဲအဲဘက်မှာမွေးဖွားသူတိုင်းကစမ်းကောဖြစ်ချင်ကြပြီးကဘာကြီးကိုအုပ်ဆိုးကျင်ကြတာပဲလို့ရိုတိုကပြောရတာကြောင့်ဘေးကဂျိုင်ယန်တွေလည်းစွန်ကြီးဝိုင်းလောင်းကြပါပဲစမ်းကောဆိုတာဟာအုတ်ချုပ်သူမဟုတ်ပဲလွတ်မြောက်ခြင်းနှစ်ဖျားဖြစ်တယ်ဖြက်စီးခြင်းနှစ်ဖျားရှိစရာနှစ်ဖျားမဟုတ်ဘူးလို့ဂျိုင်ယန်တွေကဆိုပါတယ်လူဗီကစန်ကောဆိုတာဘာကြီးလဲမေးတော့ဂျာဗျူလဲအဲဗတ်မှာဟိုးရှိတုန်းကဟာလီလို့ခေါ်တဲ့ကျမ်းစာတစ်ခုရှိခဲ့ပြီးရှေးဟောင်းစာတွေနဲ့ရေးထားတာကြောင့်အနက်အတိတ်ပဲအတိအကျကိုဘယ်သူမှမသိကြဘူးလို့ဆိုပါတယ်ဟာလီကျမ်းစာရဲ့အဆိုအရအတိတ်ကာလတုန်းကကဘာကြီးဟာနှစ်ခါတိတိပျက်စီးခဲ့ပြီးတစ်ချိန်တိုင်းမှာနီကာဆိုတဲ့နေနဖျားပေါ်လာခဲ့လို့ဆက်ပြပြလိုက်ပါတယ်စန်ကောဟာလွတ်မြောက်ခြင်းနှစ်ဖျားလားဖြက်စီးခြင်းနှစ်ဖျားလားတော့မသိပါမယ်ကဘာကြီးကြီးမှပြောင်းလဲချိန်တိုင်းမှာပေါ်လာတတ်တယ်လို့ဆိုပါတယ်ဒါကြောင့်ပဲနီကာပြန်ပေါ်လာမှာကိုစိုးရိမ်နေကြရလို့ပြောတော့လူဗီကသူ့ကိုလည်းစမ်းကော့အကြောင်းဘွန်နီတခါပြောပူးရလို့ပြန်ပြောလိုက်ပါတယ်နီကာဟာနေနဖျားဖြစ်တာကြောင့်မျောလင်းချက်ကင်းမဲ့နေသူတွေဟာသူ့ကိုရှာဖွေတတ်ကြပြီးသူဟာအဖြူရောင်တိမ်တိုက်အဖြူရောင်အဝတ်စားတွေကိုဆင်မြန်းကအဖြူရောင်သပင်တွေနဲ့ကျေလောင်စွာရှိမောရင်ပေါ်လာတတ်တယ်လို့ဂျာရိုးကဆက်ပြောလိုက်ပါတယ်လူဗီကဒါကြောင့်မလို့သူ့ကိုမြင်တဲ့သူကနီကာကိုအမှတ်ရနေကြတာကိုလို့ပြောလိုက်ပြီးသူကတော့နီကာအကြောင်းဘာမှမသိဘူးလို့ဆိုပါတယ်ဟာယူဒင်တို့ကလည်းနီကာဟာအဲဘတ်ပြည်သူတိုင်းရဲ့စံထားရသူလို့လှမ်းအောင်ပြောလိုက်ပါတယ်လိုကီယောနောက်ဆုံးဘရင်ကြီးဟာရိုယောဟာနီကာဖြစ်လာနိုင်ဖို့သူနီးသူဟန်နဲ့စူးစမ်းကြရင်အခုလိုအဆုံးသတ်ခဲ့ကြရတာလို့ဂျာရိုးကဆိုပါတယ်လူကီကလူကောင်းလာလို့လူဗီကမေးလိုက်ချိန်မှာတော့ရှိသမျှဂျိုင်ယန်တွေအကုန်လုံးကဒေါသကြီးနဲ့လုံးဝမဟုတ်ဘူးဆိုပြီးတန်ကုန်ပြိုင်អော်လိုက်ပါပဲလိုကီဆိုတာဟာကျင်းစာမင်းသားဘရင်ကြီးဟာရိုဟာကိုသားအရင်ကပြန်တက်တာခံရလိုက်မယ်ဆိုပြီးတော့လိုကီမမွေးခင်မှာဟောကိန်းထုတ်ခံခဲ့ရတယ်လိုကီဟာမွေးပြီးမကြခင်မှာပဲကန်ကောင်းစေတဲ့တော်ဝင်မြင်းလေးကိုတပ်ဖြတ်ခဲ့တယ်အဲ့ဒီနှစ်ဟာဗမန်လင်းလင်း Legendary Warrior ခေါင်းဆောင်ဂျိုရူးကိုတပ်ပစ်ခဲ့တဲ့နှစ်လည်းဖြစ်တယ်လို့ကန်ဆိုးမောင်တွေကလည်းအဲဘတ်ပြည်ကိုတောက်လျှောက်ကြလာခဲ့တယ်။ဘရင်မကြီးလည်းလိုကီကိုမွေးပြီးမကြခင်မှာကွယ်လွန်သွားခဲ့ပြီးလိုကီဟာမြောက်ကပါကိုကစားကွင်းတစ်ခုလိုကစားခဲ့တယ်။သူ့ရဲ့ခွန်အားတွေနဲ့တတဝါတွေကိုတပ်ဖြတ်အမဲလိုက်ဖမ်းဆီးခဲ့တယ်။ရွာတွေကိုတားရဲကြီးတွေလွတ်ပေးခဲ့တယ်။အဲတုန်းကလိုကီဟာစိတ်နဲ့သားပဲရှိသေးပြီးတိုင်းပြည်တစ်ခုလုံးမီးလောင်တိုက်တွင်ပြီးစနောက်ခဲ့တယ်။သူ့ရဲ့အာဏာသူ့ရဲ့ခွန်အားတွေကိုလွဲမားစွာအတုံးချပြီးဘရင်ကြီးဟာရိုနတ်ရွာဆန်ပြီးနောက်မှာပိုမိုဆိုးရွားလာခဲ့တယ်။နောက်ဆုံးမှာတော့အဲဘတ်တမိုင်းတစ်လျှောက်အတော်ဆုံးဘရင်ကြီးဟာရိုဟာတားရင်လိုကီရဲ့လက်ချက်ကြောင့်ပဲရဲတိုက်ကြီးထဲမှာအသက်ခံခဲ့ရတယ်။ဘရင်ကြီးဟာရိုဟာလူတွေကြောက်လန့်နေကြတဲ့ဘလူးတိုင်းပြည်အဲဘတ်ကိုကဘာကြီးနဲ့ချိတ်ဆက်ပေးနိုင်ခဲ့သူဖြစ်ပြီးကျင်နာတက်တဲ့ဘရင်ကောင်းတစ်ပါးအဲ့နေ့ကခေါင်းဆောင်ချာပြိုးလဲနေရာမှာရှိနေခဲ့ပေမဲ့လိုကီကိုတားဆီးရင်းနဲ့ပဲဓာတ်နဲ့အထိုးခံခဲ့ရတယ်ဒီစကားတွေကိုဂျိုင်းယန်တွေတယောက်မကြံဝိုင်းပြောနေကြတာပါလွန်ခဲ့တဲ့6နှစ်ကရဟဲရှန်စ်ပေါ်လာပြီးပင်လယ်ပြင်မှာလိုကီကိုဖမ်းဆီးပေးခဲ့ရလို့ပြောတော့လူဗီလဲရှန်စ်တီကိုရောက်လာခဲ့တာသူထင်သားပဲလို့ဆိုပါတယ်ဂျိုင်းယန်တယောက်ကလည်းမကြသေးခင်ကမှရှန်စ်ရောက်လာသေးပြီးသူ့ဘဲထွက်သွားလဲတော့မသိဘူးလို့ပြပြလိုက်ပါတယ်ဒီအချိန်လူဗီကတော့အသားတွေတွားရှာအောင်မယ်လိန်ညာပြီးလစ်ထွက်သွားခဲ့ပါပြီလူဗီကရွာအစုံပိုင်းကိုလစ်ထွက်လာပေမဲ့ဇိုးကတော့မတင်ငါလို့လိုက်ပါလာခဲ့ပါတယ်တစ်ဖက်ကလိုကီရှိနေတဲ့နေရာကိုလည်းဝိယုံတဲ့လူနှစ်ဦးကတွေ့ရှိသွားခဲ့ပါပြီလူဗီကလိုကီနဲ့တွေ့ခဲ့တာတွေရွာထဲကတော့ကိုယူပြီးသူ့ကိုလှုပ်ပေးရင်ရှန်ရှိနေတဲ့နေရာကိုပြောပြမယ်ဆိုတာတွေကိုဇိုးကိုအကုန်ပြောပြလိုက်တာကြောင့်ဇိုးလည်းလူဗီအလိန်ခံနေရပြီလို့ရှင်းပြပေးလိုက်ပါတယ်လူဗီကရှန်စ်ကိုအရန်တွေးချင်နေရလို့အတင်းပြောနေတော့ဇိုးလည်းကောလာဟာလာကကောလာဟာလာပဲမလို့လိုကီလူကောင်းလားလူဆိုလားသူကိုယ်တိုင်လိုက်ကြည့်မယ်လို့ဆိုပါတယ်အနောက်မှာတော့နာမီပါရောက်နေခဲ့ပြီးတော့ပမာလည်းရောတိကျရဲ့လာလို့မိလိုက်ပါတယ်တင်တင်မောတစင်းနဲ့ဆက်လက်ထွက်ခွာလာကြပြီးအကြောင်းဆောင်တည်သွားတဲ့နာမီလည်းသူ့ကိုပါမခေါ်လို့စိတ်ဆိုးနေပါပဲတင်မောမောင်းနေပေးနေသူကတော့ရိုဒိုဖြစ်ပြီးရိုဒိုကအခုဆိုသူ့ရဲ့ကျွန်ဖြစ်သွားပြီလို့နာမီကဆိုပါတယ်ရိုဒိုပြောစကားအရတော့ကရဲတိုက်ထဲမှာရှိနိုင်ပြီးစူးတကောင်လေနာမီကျွန်အနေနဲ့သူကမှပထမစန်ဂျီကတော့ဒုတိယဖြစ်ပြီးမင်းကနောက်ဆုံးပဲလို့ပြောနေပါတယ်တကယ်တော့နာမီကလည်းရဲတိုက်ထဲကရန်နာတွေကိုခိုးဖို့အကြံနဲ့လိုက်လာတာဖြစ်ပြီးတင်မောလေးလည်းရဲတိုက်ကြီးစီကိုဦးတည်လာခဲ့ပါတယ်တစ်ဖက်ကလိုကီကလည်းသူ့ကိုနဖျားသူ့ရဲ့ကောင်အဖွဲ့တဲ့ဝင်စေခြင်းလို့လားလို့မေးနေပြီးလုံးဝလက်မခံဘူးလို့ပြောလိုက်ပါတယ်သူ့ရဲ့တမိုးရှိတဲ့ဘဝကိုအမိုက်တရွိုက်အဖြစ်မကုံဆုံးနိုင်ဘူးလို့ပြောလိုက်ပြီးဒါဆိုရင်တော့မင်းတို့က slash share dragon တွေမလားလို့မေးလိုက်ပါတယ်စပိန်အနီနဲ့လူကဘာတရင်ကြားသေးတယ်လို့မေးလိုက်တော့သူ့အမျိုးသမီးခန္ဓာကိုယ်ကနေထူးဆန်းတဲ့မြားတစင်းထွက်ပေါ်လာပြီးသူတို့အဲဘက်မှာဖြန့်ကျက်ထားတဲ့ agent တွေကအေယာမကြီးကန်းကြီးပေါ်လာတယ်ဆိုတဲ့နောက်ဆုံးတဲ့စကားပြောပြီးအဆက်ပြတ်သွားတယ်လို့ဆိုပါတယ်ဒီလူကိုဖြောင်းဖျားလို့ရမှလည်းမဟုတ်ပဲသူစော်ကားတာတွေကိုနားထောင်နေမယ့်အစားဘာလို့မရှင်းပြလိုက်တာလဲလို့ဆက်ပြောလိုက်ပါတယ်တကယ်တော့စပင်အပြာနဲ့အမျိုးသမီးဟာနဖျားသူရဲ့ကောင် Night of God အဖွဲ့တဲကဂန်ကိုဖြစ်ပြီးစပင်အနီနဲ့လူကလည်းစိတ်မလောဖို့ပြောလိုက်ပါတယ်လိုကီကသူ့ဝင်ပလေကြီးကိုတိုက်ခိုက်ဖို့အမိန်ပေးလိုက်တဲ့အခါဂန်ကိုကသူမရဲ့မြားတွေနဲ့ဝင်ပလေကြီးရဲ့လယ်မျိုးကိုရှစ်ပတ်လိုက်ပါရဲ့စပင်အနီနဲ့လူကသူတို့နဲ့ပူးပေါင်းရင်ဝင်ပလေကိုလှုပ်ပေးမယ်ပြောတော့လိုကီလည်းမင်းတို့ကကစားချင်တာလားလို့ဆိုပါတယ်
သူ့ရဲ့ဝင်ပိုလီကြီးကိုလည်း rest in peace လို့နှုတ်ဆက်လိုက်ပြီးအခုနာကျင်နေရဒေါသထွက်နေရပေမဲ့စစ်တီတော်ဆိုတာတေကန်နီးလဲပုံမပြရဘူးလို့ထပ်ပြောလိုက်ပါတယ်လိုကီကသူ့အဲ့ဒီဒေါသတွေကိုစားတုံးပြီးကဘာကြီးကိုဖျက်ဆီးပစ်မယ်လို့ကြုံဝါလိုက်ပါရဲ့စပင်အနီနဲ့လူဟာလိုကီရှေ့တက်မှာရက်နေပြီးစစ်စစ်ကြည့်နေခဲ့ပါတယ်ဒီအချိန်လူဗီတို့ကလည်း Oris Castle ကြီးကိုရောက်လာကြပြီဖြစ်ပြီးလူဗီတယောက်ကတော့သဘောကျနေပါတယ်ဘရင်ကြီးဟာရိုတေဆုံးခဲ့ရတာဟာ14နှစ်ကြာပြီဖြစ်တာကြောင့်ဘသူမှအနာကိုမလာကြပဲအိုဟောင်းနေရလို့ရိုဒိုကဆိုပါတယ်လူဗီကတိုးတိုးတွေတကားအောက်ခြေကအပေါက်ကြီးကတဆင်ဝင်ချရအောင်ပြောလိုက်မှတကားမှာအပေါက်ကြီးဖြစ်နေမှန်ဒီထားမိသွားတဲ့ရိုဒိုလည်းလမ်းဖြန့်သွားခဲ့ပါတယ်ပုံစံကလည်းအတင်းဖြက်စီးခံထားရတဲ့ပုံဖြစ်လို့ကျူးကျော်သူဖြစ်နိုင်ကြောင်းရိုဒိုကပြောတော့ဇိုကတကားစီဦးတီထွက်ခွာသွားခဲ့ပါတယ်တကားကအထဲကနေဖြက်စီးခံထားရတာဖြစ်ပြီးမကြသေးခင်ကမှဖြစ်ခဲ့တာလို့ဇိုကကောက်ချက်ချလိုက်ပါတယ်အထဲကနေဖြက်စီးသွားတာဆိုတော့အထဲကိုဘလို့ရောက်နေကြတာလဲလို့ရိုဒိုလည်းတွေးစရာဖြစ်သွားခဲ့ပါတယ်လူဗီကတော့ထိမ့်မရပဲတော့ပမာလဲလို့အော်ကအထဲကိုပြေးဝင်သွားတာကြောင့်အားလုံးလည်းအနောက်ကလိုက်လာခဲ့ရပါတော့ရဲ့ရဲတိုက်ကြီးကကြီးမားလွန်လှပြီးမျက်နှာချက်ကိုတော့မမြင်ရတာကြောင့်ဒီအတိုင်းရှောက်သွားနေလို့မဖြစ်ဘူးလို့နာမီကပြောနေပြီးရိုဒိုကတော့ကြောက်လို့တကားအနောက်မှာပုံနေပါရဲ့ဒါပေမဲ့လည်းနာမီကကလိုင်မာတက်ကိုထုတ်ပြလိုက်တာကြောင့်ရိုဒိုလည်းမတက်တာတော့ပဲဇိုနဲ့နာမီကိုတဲကအထဲကိုဝင်လာရပါတော့ရဲ့လူဗီကတော့ပမာလဲလှမ်းပြီးတော့ရိုဒိုကသူဟာယာဒူးကြီးမဟုတ်တာကြောင့်ရဲတိုက်ထဲကိုတခါမှမရောက်ဘူးလို့ဆိုပါရဲ့ရဲတိုက်ကြီးကအိုဟောင်းနေတာကြောင့်တစ်ပင်ကြီးတွေပါပေါက်နေပြီဖြစ်ပြီးလူဗီတယောက်လဲဟိုဟိုဒီရှောက်ဆက်စုနေပါတော့ရဲ့ရဲတိုက်ကအတော်ပြက်စီးတာကြောင့်ကျူးကျော်သူတွေလက်ချက်လာလို့ဇိုကမေးတော့ဘရင်ကြီးဟာရိုနဲ့လူကီတို့ရဲ့အပြင်းထန်တိုက်ပွဲကြီးကြောင့်ပျက်စီးကုန်တာလို့ရိုဒိုကရှင်းပြလိုက်ပါရဲ့လူဗီကတခုခုကိုမြင်ပြီးအံ့ဩသွားတဲ့အတန်ကြောင့်ရိုဒိုတို့လည်းလိုက်လာကြည့်ရဲ့အခါအခန်းတစ်ခုလုံးမှာဂျိုင်းရန်အယိုးစုတွေအပုံလိုက်ဖြစ်နေခဲ့ပါရဲ့ဘရင်ကြီးဟာရိုတေဆုံးခဲ့တဲ့ညကရဲတိုက်ထဲမှာစစ်တီတော်100ကျော်ရှိနေခဲ့ပြီးလိုကီလက်ချက်နဲ့တေဆုံးခဲ့ကြကလိုကီနဲ့ခေါင်းဆောင်ဂျာရူတို့နှစ်ယောက်သာရှင်တန်ခဲ့တာလို့ရိုဒိုကဆိုပါတယ်ဒီအချိန်လူဗီကဥချိုပါတဲ့ဂျိုင်းရဲ့အယိုးကောင်းကြီးတစ်ခုကိုတွေ့သွားပြီးဒါကအော့စ်ရဲ့ဘိုးဘေးတွေများတာလို့မေးလိုက်ပါတယ်ရှေးဟောင်းဂျိုင်းရဲ့မျိုးနွယ်တွေဟာတာမန်ထက်ခွန်အားနဲ့အရွယ်စားပိုကြီးတကြပြီးဘရင်ကြီးဟာရိုဟာလည်းအတူတူပဲလို့ရိုဒိုကဆိုပါတယ်မကြခင်မှာပဲဘရင်ကြီးဟာရိုရဲ့ပုံတူပကြီးကိုတွေ့လိုက်ကြရပါရဲ့ဘရင်ကြီးဟာရိုဟာငိမ့်ချမ်းရေးကိုမျက်နှိုးပြီးအဲဘတ်တိုင်းပြည်ကိုအခြားနိုင်ငံတွေနဲ့ချိတ်ဆက်ပေးနိုင်ခဲ့ကအဲဘတ်ပြည်ရဲ့တမိုင်းဝင်ဘရင်တစ်ပါးလည်းဖြစ်တယ်လို့ရိုဒိုကပြောလိုက်ပါရဲ့သူခေါင်းပေါ်ကအမာရွတ်တွေကရှေးဟောင်းဂျိုင်းရန်မျိုးနွယ်ပြရုပ်ဖြစ်တဲ့သူ့ရဲ့ဦးချုပ်ကိုသူကိုယ်တိုင်ချိုးဖဲခဲ့စဉ်ကရခဲ့တာဖြစ်ပြီးဦးချုပ်တွေကဂျိုင်းရန်တွေစစ်ပွဲအပွဲနှွဲခဲ့တုန်းကအချိန်တွေကိုလူသားတွေအမှတ်ရစေတာကြောင့်ဖြစ်ပါရဲ့ဘရင်ကြီးကွယ်လွန်အပြီးပြည်သူတွေဟာဘရင်ကြီးရဲ့တားတော်နောက်တစ်ပါးဖြစ်တဲ့ဟာယိုဒင်ထက်တောင်လူကီကိုအကြီးကျယ်မုန်းတီးခဲ့တယ်ဆိုတော့လူဗီဆိုနာမီတို့လည်းအံ့ဩကုန်ကြပါရဲ့တကယ်တော့ဟာယိုဒင်ဟာလူကီရဲ့ဖအေးတူမအေးကွဲညီအကိုဖြစ်ပြီးဘရင်မကြီးကိုလက်မထက်ခင်ကဘရင်ကြီးကအခြားအမျိုးသမီးတစ်ယောက်နဲ့ရှာခဲ့တာပါပြည်သူတွေကဟာယိုဒင်ရဲ့မိခင်ကိုဘရင်မအဖြစ်လက်သက်မခံကြပဲသူမဟာတခြားဂျိုင်းရန်တိုင်းပြည်ကဖြစ်တာကြောင့်ပါဒီလိုနဲ့ပဲတူတူလဲလှေကားကြီးတစ်ခုဘက်ကိုတက်လာခဲ့ကြပါရဲ့ဂျိုင်းရဲ့မျိုးနွယ်ချင်းတူတာကိုဘာလို့လက်မခံကြရလဲလို့ဇိုကမေးတော့လူသားတွေတောင်မှနေမြေစည်းစိမ်တွေကြောင့်အချင်းချင်းစစ်မှတ်ဖြစ်ပွားနေကြသေးရင်ဂျိုင်းရန်တွေလည်းအတူတူပဲအဲဘတ်နန်းတွင်းမှာအဲဘတ်တွေပဲစီစဉ်ရမှကြောင်းလို့ရိုဒိုကဆိုပါရဲ့ဒါဆိုမင်းကဘာလို့ဟာယိုဒင်ရဲ့အဖွဲထဲဝင်ခဲ့တာလဲလို့ဇိုကမေးလိုက်ပါရဲ့ရိုဒိုဟာငယ်တုန်းကအနိုင်ကျင့်ခံကောင်လေးတယောက်ဖြစ်ခဲ့ပါရဲ့တနေ့ရိုဒိုပုံဆွဲနေတော့ဟာယိုဒင်ကရောက်လာပြီးစာရွက်ကိုဆွဲယူလိုက်ပါရဲ့ရိုဒိုကကြောင်းနေပေမဲ့ဟာယိုဒင်ကတော့ဝမ်းသာအားရချီးကျူးလိုက်ပြီးသူ့ကိုလည်းပုံဆွဲတင်ပေးဖို့နဲ့တငယ်ချင်းလောက်ကြရအောင်လို့ပြောခဲ့ပါတယ်ဟာယိုဒင်ဟာစိတ်ကောင်းရှိတဲ့ဒဲဒိုးသမားတစ်ယောက်ဖြစ်ပြီးဘရင်သားတော်ဖြစ်ပေမဲ့လည်းနန်းတွင်းမှာမနေထိုင်ခဲ့ပါဘူးသူမိခင်ကိုလူတွေဝိုင်းဖဲ့ကျင်နေကြပေမဲ့သူ့ရဲ့ရှီမန်းချက်ကတော့တနေ့မှတကဘာလုံးကဂျိုင်းရန်မျိုးနွယ်တွေကိုစီးလုံးစေဖို့ပါတစ်ဖက်ကအနောက်ဖက်ရွာလေးမှာလေဟာယိုဒင်ကသူဟာတနေ့မှဂျိုင်းရန်တွေအားလုံးရဲ့ဘရင်ဖြစ်လာစေရမယ်လို့ကြွေးကြော်နေပြီးအားလုံးကလည်းဩဘာပေးနေကြပါတယ်ရိုဒိုကဟာယိုဒင်ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာစေဖို့သူအစွမ်းကုန်ကူညီချင်တယ်လို့ဆိုပါတယ်ဒီအချိန်လူဗီတယောက်သူရှိနေတဲ့ဘက်ကိုအားလုံးကိုလှမ်းခေါ်လိုက်ပြီးမြေပြင်ပေါ်မှာဂျိုင်းရန်တွေလဲကျနေရလို့ပြောလိုက်ပါတယ်မြောက်ကပါဘက်မှာလည်းကန်ကိုကလူကီကိုပဲနဲ့ဆုံးမနေပြီးစပင်အနီနဲ့လူကလည်းထိုင်ကြည့်နေပါတယ်ဒါပေမဲ့လူကီကတော့သူတို့ကန်လန်းချက်ကိုလက်မခံသေးရကြောင်းကန်ကိုလည်းသူ့ရဲ့ပတ်တီးတွေနဲ့ခြေတွေကိုစန့်ထုတ်ကထပ်မံတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်နဖယားတစ်ပါးဖြစ်ချင်နေတဲ့လူကီအတွက်ဒီအခွင့်အရေးကိုကမ်းလှမ်းနေတာတောင်ဘာလို့လက်မခံထားလဲဆိုကပတ်တီးမြားတွေကိုအတင်းပြင်လိုက်ပါရဲ့လူကီကလည်းဒီမြားတွေနဲ့သူ့ကိုညာဘက်ကနေတက်ခိုက်ပြီးအပေါ်ကိုပင်ထိုးတော့မှမှတ်လားလို့ပြောလိုက်ပါရဲ့
ဒီများတွေဟာတိုက်ကွက်တွေကိုကြိုတင်တွက်ဆတာဖြစ်ပြီးဘလို့မှရှောင်းနေမှာမဟုတ်ဘူးလို့ကန်ကိုကဆိုပါတယ်စိန့်ကန်ကိုဟာ Memora Family ကဖြစ်ပြီး AOL Few ကိုစားထားသူလည်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ Night of God အဖွဲ့ထဲဝင်မလာလို့ Loki ကိုထပ်မေးလိုက်ပေမဲ့ Loki ကတော့လုံးဝပဲအယူကောင်းနေလို့ပြန်ပြောလိုက်ပါတယ်ကန်ကိုက Loki စီအရှင်ဟောင်းနဲ့ပြေးလာခဲ့ပြီးညာဘက်ပါးကိုဖြတ်ကန်လိုက်ကမေးစီကိုပင်ထိုးလိုက်ပါရဲ့နောက်တစ်ချိန်အရှိကိုထပ်တိုးလာပြီးထပ်မေးပြန်ပေမဲ့လိုကီကပြောင်ပြလိုက်တာကြောင့်ကန်ကိုလည်းဘိုက်ကိုထိုးခေါင်းကိုကန်ပါးကိုကန်တဲ့တော်ဆက်တက်ခိုက်ပါရဲ့လိုကီကသွေးရအတော်ထွက်နေပေမဲ့ကန်ကိုကတော့မြားရီအတင်းထပ်ပြန်ချပါရဲ့မြောက်ကပါမှာထိုးနှက်တန်တွေစူညံနေခဲ့ပြီးကန်ကိုပဲမောလာခဲ့ပါရဲ့ဒီအချိန်ဝုံဝွန်တာရဲကြီးတကောင်ကစပင်နီလူနာကိုကတ်လာခဲ့ပေမဲ့နောက်ကျောကိုတခုခုစိုက်ဝင်ပြီးတာလဲကျသွားပါရဲ့ထိုလူကကန်ကိုရက်တန့်ခိုင်းလိုက်ပြီးနီလန်ပြောင်းကြမယ်လို့ဆိုပါရဲ့Maybe Joyce ကိုဆက်တွေ့ခိုင်းလိုက်ခါဒီကောင်တွေကိုစိတ်ကုန်နေပြီမလို့ရှင်းရှင်းလင်းလောက်ရတော့မယ်လို့ပြောလိုက်ပါတယ်။ဘဟေလီဆန်နဲ့စပင်အနီရောင်နဲ့ထိုလူကတော့ Figurland Family က Five Elders အဖွဲ့ဝင်စိန့်ကာလင်ရဲ့သားဖြစ်သူစိန့် Shamrock ဖြစ်ပြီးတော့ Night of God အဖွဲ့ရဲ့ Commander လည်းဖြစ်ပါတယ်။ Giant တွေဟာအင်အားကြီးမှလွန်ကြပြီးတစ်ချိန်က New World ကိုကြီးစိုးခဲ့ကြဘူးတာဖြစ်လို့ Giant တွေကိုကမ္ဘာအစိုးရရဲ့လက်အောက်ကိုတွတ်သွင်းရမယ်လို့ Shamrock ကဆိုပါတယ်။ဒန်ယာရီအတော်ရှားနေတဲ့လိုကီကရှမ်ရော့ကိုကြည့်ပြီးမင်းနဲ့ရဟဲနဲ့ကအတော်ကိုစင်တူတာမှုလို့တစိမ့်တွေမဟုတ်ကြဘူးမှလာလို့မေးလိုက်ပါတယ်ကန်ကိုကမဆိုင်နာဝင်မပါနဲ့လို့ပြန်ပြောလိုက်ပေမဲ့လိုကီကတော့ရုပ်ချင်းစစ်နေကြတဲ့နမဲကြီးပင်တဲ့တမယာကြီးနဲ့ Slasher Dragon 2ယောက်ကပအစွန်နှစ်ချမ်းမှာရှိနေတာပဲလို့ဆိုပါတယ်အဲ့ဒီပင်တဲ့တမယာကောင်ကငါရဲ့အသွေးသူအယောင်ကွဲတဲ့အမွှာညီပဲလို့ရှမ်ရော့ကပြန်ပြောလိုက်ပါတယ်Holy Land ကိုတခါပြန်လာခဲ့ပေမဲ့နောက်ဆုံးမှာတော့ဒီလိုနှိမ့်ချတဲ့ဘဝကိုပဲရွေးချယ်ခဲ့တာလို့ဆိုပါတယ်။လိုကီကလည်းမျိုးရိုးတူတဲ့ဒီညီအကိုနှစ်ကောင်လုံးကသူ့ကိုဒေါသထွက်စေတာဟာတာပဲလို့ပြောလိုက်ပါတယ်။လိုကီကသူ့လွတ်လာတာနဲ့မင်းတို့နှစ်ကောင်လုံးငါရဲ့တေဆုံးသွားကြတဲ့တငယ်ချင်းတားရဲကြီးတွေရဲ့အမျက်ဒေါသကိုခံစားစေရမယ်လို့ဆိုပါတယ်။ဒါကြောင့်ရှမ်ရော့လေသူ့ကိုချိန်ချောင်းနေရလာလို့ဆိုကဓားကိုထုတ်လိုက်ပါပဲဒီလိုနှိမ့်ချတဲ့ကောင်ကြောင့်ငါလက်တွေကိုအညစ်အပတ်မခံနိုင်ဘူးဟုတ်တယ်မလား Cerberus လို့ပြောလိုက်တဲ့တပြိုင်နက်သူ့ရဲ့ဓားဟာလေခေါင်းသုံးလုံးငရဲခွေကြီး Cerberus အတွင်ကိုပြောင်းလဲသွားပါတော့ဒါပေမဲ့ကွန်ကိုကတွားဖို့အချိန်တန်ပြီလို့ပြောကမြားရီနဲ့ငှက်တကောင်အတွင်ဖန်ဆင်းလိုက်ပါShamrock လည်း Scramble ကိုတောင်းလိုက်တာကြောင့်ငရဲခွေးတွေရဲ့ဓားပေါက်နေတဲ့ခေါင်းသုံးလုံးကပြုတ်ထွက်သွားပြီးဓားကိုလည်းပြန်သိမ်းကထွက်ခွာသွားပါလိုကီကပြန်လာခဲ့စမ်းလို့အော်နေပေမဲ့ Shamrock ကတော့မင်းလွတ်မြောက်လာတဲ့ငါ့ကိုအချိန်မရွေးလာတက်လို့ရရလို့သာပြောပြီးထွက်ခွာသွားပါတော့Shamrock တို့ထွက်ခွာသွားကြပေမဲ့ငရဲခွေးခေါင်းသုံးလုံးကတော့ Loki စီကိုဦးတီလာနေခဲ့ပါပြီ Loki က Slasher Dragon ကိုချိန်ဆနေပေမဲ့ဂျားရီကတော့ Loki ရဲ့ဘိုက်ထဲကိုထိုးဆိုင်ဝင်သွားခဲ့ပါပြီShamrock ကသူ့ရဲ့ပြောင်းလဲမဲ့အစီအစဉ်က Giant ကလေးငယ်တွေကိုအရင်ဖမ်းဖို့ပဲလို့ပြောလိုက်ပြီးထပ်ပြီးပွားများမယ်လို့ဆိုပါတယ်တစ်ဖက်က Oris Castle မှာလည်း Chance ကအကြောင်းမရှိပဲမင်းတို့ကိုမချဘူးလို့ Luffy ကအဆောင်တွေကိုပြန်ပြောနေပါတယ်အဆောင်တွေကလည်းအဲလူဟာ Rahel ဆိုတာတေးကြပြီး Chance ကအဲဘက်ကိုခဏခဏလာဘူးတာမလို့မမားနိုင်ဘူးလို့ဆိုပါတယ် Luffy ကတော့အဲ့ဒါက Chance ဖြစ်ချင်လို့အယောင်ဆောင်နေတဲ့လူဖြစ်နိုင်တယ်ပြောတော့ Zoro က Chance ဟာမကြခင်ကမှအဲဘက်မှာရှိခဲ့တာဖြစ်လို့မပြန်သေးရဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်Luffy ကတော့အကြောက်ကန်ညင်းနေပြီး Chance ကသဘောကောင်းကျင်နာသူဖြစ်တာကြောင့်နာမီကိုလည်းဘလမီယာကိုအဲ့လိုမကောင်းပြောရင်ကြိုင်မလားလို့မေးလိုက်ပါတယ်အဆောင်တွေကလည်းဒါဆိုသူ့ရဲ့ညီအကိုဖြစ်နိုင်မလားဆိုတော့ Luffy လည်း Chance မိသားစုအကြောင်းသူလည်းမသိဘူးလို့ပြောလိုက်ပါတယ် Chance ကငယ်ကလေးကပင်လယ်ပြင်ကိုထွက်ခဲ့တာဖြစ်ပြီး Roger Ready တို့ Pirate တွေကပဲသူ့မိသားစုဒါပေမဲ့ဘက်ကီတော့မပါဘူးလို့ဆိုပါတယ်တစ်ဖက်က Frankie တယောက်လည်း Adam Tree တွေအများကြီးကိုသဘောကျနေပြီးသူ့တုံးကဆို200 million လောက်တန်ဖိုးကျခဲ့တာလို့ပြောနေပါတယ်အရှိနားမှာလည်းရှေးဟောင်းကလေးငယ်တွေရေးဆွဲခဲ့တဲ့တစ်ခေါက်တွေပေါ်ကနယံဆေးပကြီးတွေရှိနေပြီးဒါတွေက2800-900လောက်တန်းရှိပြီလို့ Ripley ကရှင်းပြလိုက်ပါတယ် White Century ခေတ်ကလက်ရတွေဖြစ်လို့ Frankie လည်း Robin ကိုပြောပြရမယ်လို့တွေးနေခဲ့ပါတယ်ထူးဆန်းတာကပကြီးတွေထဲမှာလူတိုင်းက Giant ဖြစ်နေတာမဟုတ်ပဲဒါဟာရှေးဟောင်း Giant ကလေးငယ်တွေရဲ့လူသားဖြစ်ချင်တဲ့အိမ်မက်ပဲလို့ Ripley ကဆိုပါတယ်ဒီအချိန်ပင်လယ်ဖြန်ကျောင်းကကလေးငယ်တွေကလည်းပျော်ပျော်ရွှင်ရွှင်စော်ကစားနေကြပြီးကျောင်းအောင်ကြီးခီပါကလည်းသဘောတွေကျနေခဲ့ပါတယ်။ဇီကွက်စာကြည့်တိုင်းမှာလည်းစောကရောဘင်တို့ကိုဟာလီကျန်းစာစာအုပ်ကိုထုတ်ပြနေပြီးအဲဘက်ကတမိုင်းကျောင်းတွေပုံမြင်တွေအားလုံးဒီထဲမှာအကုန်ရှိရလို့ဆိုပါတယ်။အနက်အတိတ်ပဲတွေကလည်းကွဲပြားတာကြောင့်စန်းကောဘလို့ပုံစံလဲဆိုတာအမြင်တွေမတူညီကြရလို့ဆိုပါတယ်။တချို့ကတော့စန်းကောဟာအုတ်ချုပ်ခြင်းနတ်ဖျားဖြစ်တယ်။တချို့ကတော့လွတ်မြောက်ခြင်းနတ်ဖျားတချို့ကတော့ဖျက်ဆီးခြင်းနတ်ဖျားလို့ယုံကြည်နေကြပါတယ်။ Robin ကတော့စိတ်ဝင်စားဖတ်နေပြီး Chopper ကတော့အကုန်လုံးမဖတ်တတ်ဖြစ်နေပါပဲ။စာအုပ်ထဲမှာအခန်း3ခန်းပါရှိပြီးတတိယအခန်းကတော့လက်ရှိနေထိုင်နေကြတဲ့ကဘာကြီးဖြစ်ခါဘာဝေးဆက်ဖြစ်လာနိုင်မလဲရေးသားထားရလို့စောကဆိုပါတယ်။
နီကာရဲ့ဇလန်းတွေဟာကဘာကြီးပေါ်မှာလှုပ်ဝက်စွာတည်ရှိခဲ့ပြီးအကုန်လုံးရဲ့တူညီတဲ့ယူဆချက်ကတော့နီကာဟာလွတ်မြောက်ခြင်းဘုံတန်နဲ့အတူကခုန်ရှိမောရင်ပေါ်လာတတ်တာပဲလို့ဆိုပါတယ်ရဘင်းကျန်းစာကိုစတင်ဖတ်ပြလိုက်ပြီးဒါကတော့ပထမကဘာကြီးပဲဖြစ်ပါတယ်ကဘာကြီးမှာမီးတောက်တစ်ခုရှိခဲ့ပြီးလူသားတွေကတားမြစ်ထားတဲ့နေမင်းကိုထိတွေ့မှုနဲ့လောဘတွေကိုအရှုံးပေးခဲ့ပါတယ်။ကျွန်တွေကဆူတောင်းခဲ့ကြပြီးနေမင်းနဲ့ဖယားဟာပေါ်ပေါက်လာတယ်။မြေကြီးနဲ့ဖယားကအမျက်ဒေါသထွက်ခဲ့ပြီးငရဲမီးမွေဟောက်နဲ့အတူကဘာကြီးကိုအမောင်ထုနဲ့တေချင်းတရားတွေယူဆောင်လာခဲ့တယ်။ဒီလိုနဲ့ပဲသူတို့တွေဘယ်တော့မှမစုံတွေ့ကြတော့ဘူး။ဒါဟာဒုတိယကဘာကြီးဗလာနတိဂျားထဲမှာအသက်ရှူတန်တွေရှိနေတယ်။တောအုပ်နဲ့ဖယားကနတ်ဆိုးတွေကိုမွေးပြီးနေနဲ့ဖယားကစစ်ပွဲမီးတွေကိုပြန့်နှံ့စေခဲ့တယ်။လာမင်းတချမ်းကအိမ်မက်မှတ်ခဲ့တယ်။လာမင်းကြီးကအိမ်မက်မှတ်ခဲ့တယ်။လူတွေကနေမင်းကိုတပ်ပစ်ခဲ့ပြီးနတ်ဖယားဖြစ်လာခဲ့တယ်။ပင်လယ်နတ်ဖယားကမုံတိုင်းတိုက်စေခဲ့တယ်။ဒီလိုနဲ့ပဲသူတို့တွေဘယ်တော့မှမစုံတွေ့ကြတော့ဘူး။ဒါဟာတတိယကဘာကြီးဒီလိုငရဲတွင်းထဲမှာကွယ်ပြောင်းမှုတစ်ခုရှိနေတယ်ဒုက္ခအကျွင်းအကျံတွေနဲ့ကြံရှိခဲ့ကြသူများကဂတိပေးထားတဲ့နေရက်ကိုမျှော်လင့်ခဲ့ကြတယ်ကွဲကြည့်နေတဲ့လာမင်းကြီးရဲ့ခေါ်တံကိုကြားခဲ့တယ်နေနတ်ဖယားကကောက်ခုံရှိမောရင်ကဘာကြီးရဲ့အဆုံးသက်စီကိုလမ်းပြပေးတယ်နေမင်းကြီးပြန်ပေါ်လာပြီးမနက်ခင်းတက်ကိုစောင့်ခြင်းပေးတယ်ဒီတစ်ခါမှာတော့သူတို့တွေတေချာပေါက်စုံတွေ့ကြလိမ့်မယ်လူဗီကလိုကီတော့ပမာလဲအော်ဟစ်ရှာနေတယ်လို့နာမီကလည်းရှန္ဒနာတွေမတွေ့လို့စိတ်ညစ်နေပါပဲရိုဒိုကတော့တောတီနီယာကိုအဆောင်တွေတောင်မတီးဘူးဆိုတော့တိမဲ့လူကခေါင်းဆောင်ချာရိုးပဲရှိရမယ်လို့ဆိုပါရဲ့လူဗီကသူသွားမိမဲ့လုံးနေလို့ရိုဒိုလည်းအတင်းတားနေရပြီးဇိုကလည်းလိုကီကိုလှုပ်ပေးတဲ့မပေးတဲ့ကမဆုံးဖြတ်ရသေးဘူးလို့ပြောလိုက်ပါရဲ့ဒီအချိန်နာမီကတခုခုကိုလှမ်းတွေးလို့လှမ်းခေါ်လိုက်ပြီးအခန်းရှိမှလည်းပျက်စီးနေတဲ့ကော်စောညီကြီးရှိနေတာမို့လို့ရိုဒိုကဒါပလင်ကမ်းမဲ့လို့ဆိုပါရဲ့ပလင်ကြီးနဲ့အတူအရာအားလုံးဟာပျက်စီးနေပြီးကျမ်းပြင်ကထူးဆန်းတဲ့အမှတ်သားတစ်ခုကိုရိုဒိုလှမ်းမြင်လိုက်ရပါရဲ့လူဗီတို့ကိုလည်းအပေါ်မြောက်ပေးကပြလိုက်ပြီးနာမီကတော့ဒါဟာတချို့နိုင်ငံတွေမှာနတ်ဆိုးကိုစင်းခေါ်ချတဲ့အမှတ်သားလိုမျိုးပဲလို့ဆိုပါရဲ့လူဗီကနတ်ဆိုးကိုလှမ်းအောက်ခေါ်နေပြီးသူဒီလိုအမှတ်သားမျိုးတနေ့ရမှာတွေ့ဘူးနေတယ်လို့စဉ်းစားနေပါရဲ့ဒီအချိန်ဆွဲဟက်လူဗီငါမင်းကိုတွေ့ချင်တယ်စောင့်နေမယ်ဆိုတဲ့စကားအတန်ကိုအားလုံးလည်းကြားလိုက်ရပြီးရိုဒိုကတော့အတော်လေးကြောက်လန့်နေခဲ့ပါရဲ့လူဗီတို့ကတားနေပေမဲ့ရိုဒိုကထွက်ပြေးတဲ့အခါအနောက်ကနေပစိန်ကြီးတစ်လက်ကသူတို့ဘေးကဖြတ်သွားပါရဲ့ရိုဒိုနောက်ပြန်လဲကျသွားတာကြောင့်အားလုံးလည်းအမှတ်သားပေါ်တဲကိုပြုတ်ကျသွားကြပြီးနာမီကိုတော့လူဗီကလှမ်းဖမ်းပေးထားလိုက်ပါရဲ့နာမီကရိုဒိုဖင်ကိုကန်ပစ်မယ်ကျင်းဝါလိုက်ပေမဲ့ရိုဒိုကတော့နှာတွေးပြီးကြံဖန်ကျင်နေပါရဲ့သူတို့ရှေ့ကပလင်ကြီးလျံပေါ်မှာလူတယောက်ကလည်းရှိနေခဲ့ပြီးသူကတော့လက်ရှိအဲဘက်မှာနေထိုင်နေတဲ့ပင်လယ်မြဟောင်းကြီးမစ္စတာရာပဲဖြစ်ပါရဲ့အဲဘက်ကလူတိုင်းကသူ့ကိုမစ္စတာယာလို့ပဲခေါ်ကြပြီးဒီမှာဘာလို့ရှိနေတာလဲလို့ရိုဒိုကလှမ်းမေးလိုက်ပါရဲ့မစ္စတာယာကသူထူးခြားတဲ့ဟာကီတစ်ခုကိုဒီရက်တိုင်းမှာခန်းစားမိလို့ရောက်လာတာဖြစ်ကြောင်းနဲ့အခုတော့မရှိတော့ဘူးလို့ဆိုပါရဲ့ရှရော့ဟက်လူဗီအကြောင်းတွေလည်းအများကြီးကြားထားပြီးဝါဒိုမာခိုင်တိုကိုအနိုင်ရခဲ့တဲ့သူမှလားလို့မေးလိုက်ပါရဲ့မစ္စတာယာကကျောင်းဆရာမရစ်ပလီရဲ့ခင်မွန်းဖြစ်ကြောင်းရိုဒိုကပဲရှင်းပြပေးလိုက်ပြီးလူဗီကတော့ဒါဆိုဟိုပဇွန်နဲ့သူရဲ့ဂျိုင်းယန်လီရဲ့အဖေပေါ့လို့ပြောလိုက်ပါရဲ့မစ္စတာယာလည်းရီမောလိုက်ပြီးကိုလန်ဟာအမေသွေးပူပါတာကြောင့်ဂျိုင်းယန်ဖြစ်ခဲ့ပြီးငယ်လေးကလေးကသူတခါမှမချီနိုင်ခဲ့ဘူးလို့ဆိုပါရဲ့တကယ်တော့ကိုလန်ရဲ့အသက်ဟာ20ကျော်ပြီဖြစ်ပြီးရစ်ပလီကတော့80ကျော်ပြီလို့ပြောလိုက်ပါရဲ့ဂျိုင်းယန်တယောက်နဲ့လက်ထပ်မိခဲ့ရင်ကိုကပဲအိုမင်းလာမှာလို့ပြောလိုက်ပြီးနာမီတယောက်လဲလူနဲ့ဂျိုင်းယန်လက်ထပ်တာဆိုတော့ဘယ်ကဘလို့စာမေးရမယ်မသိဖြစ်နေခဲ့ပါရဲ့မစ္စတာယာကတော့ဂျာဟာအချစ်ပဲလို့ပြောလိုက်ပြီးအချစ်မှာစီးမြင့်နေမရှိဘူးလို့ဆိုပါရဲ့ဒီလိုတွေးနှောတွေအရင်ကလည်းရှိခဲ့ပူပြီးဘကန်နီယာဒူဆန်ဒါဒါလောင်လစ်နက်ဝိုချန်ဒါပေမဲ့တွေးနှောမှုတွေကကြမခံကြဘူးလို့ရှင်းပြလိုက်ပါရဲ့ဒီလောက်တောင်သိနေတော့ဇိုးလည်းဘသူလဲလို့မေးလိုက်တဲ့အခါမစ္စတာယာကဟန်ပြင်လိုက်ပြီးသူဟာအချစ်တရားဟောဆရာလို့ဖြစ်လိုက်တော့လူဖီလည်းစန်ဂျီတယောက်အသက်ကြီးလာရင်ဒီလိုပုံဖြစ်လာမှတေချာရဲ့လို့ပြောလိုက်ပါရဲ့ဒီအချိန်တစ်ဖက်ကစန်ဂျီကတော့ပါတီပွဲကဂျိုင်းယန်မလေးတွေနဲ့ပြောပန်းနေပါပြီအိုအီမိုကဥစပ်တုတ်ကိုအန်အောပွဲတာမာလွန်နဲ့ပင်တပြဘရင်ကြီးရဲ့အဖွဲဝင်ဟောင်းအကြောင်းပြောပြရသေးဘူးမှလားလို့ဆိုပါရဲ့တစ်ဖက်ကမစ္စတာယာကိုလူဗီကလိုကီရဲ့လက်ထိတ်တော့ပမာလဲလို့ဒဲမိလိုက်တဲ့အခါမစ္စတာယာလည်းမင်းကလိုကီကိုလွတ်ပေးချင်တယ်လားပြောဖို့ကောင်းမဲ့ပုံပဲလို့ပြောလိုက်ပါရဲ့နာမီကပြဿနာတွေကိုသဘောကျတယ်ဆိုတဲ့မစ္စတာယာကိုပြန်အော်ဟစ်နေပေမဲ့လှုပ်ဝက်ချက်တွေဆိုတာပြောပြလိုက်မှတန်မိုးရှိရလို့မစ္စတာယာကဆိုပါရဲ့မစ္စတာယာကလူဗီကိုလိုကီဆိုတာဘလို့ကောင်းမျိုးလဲမင်းတီလားစိုးစိုးရွာတစ်ခုခုဖြစ်လာခဲ့ရင်ဘာဆက်လုပ်မလဲလို့မေးလိုက်တဲ့အခါလူဗီကလည်းအဲ့လိုဒါဆိုအဲ့ဒီကောင်ကိုပြန်ချပြီးတန်ချိုးပြန်ခတ်ပြမယ်လို့ပြောပြလိုက်ပါရဲ့ရဟေရှန်ဖန်ကဲလို့ဒါလိုကီကိုမိနိုင်ခဲ့တာဖြစ်ပြီးလိုကီလိုလူမျိုးကိုရှင်ပြိုင်နိုင်ပါမလားလိုကီအစွမ်းတွေနေတာဆိုရင်သူ့ကိုပြန်ဖမ်းနိုင်မယ်ဆိုရင်တော့အဲဘက်ပြည်ကြီးအတော်ထိခိုက်မှာဖြစ်ပြီး
ဒါတွေကိုထဲစဉ်းစားထားလာလို့မစ္စတာယာရဲ့စကားမဆုံးသေးခဲ့ပါပဲလူဖီနဲ့ဆိုကတော့နားကြီးရဲ့ဆိုကတောဆက်ရှာဖို့ထွက်သွားခဲ့ပါပြီမစ္စတာယာတယောက်အတိတ်မှတုန်းကဂိုးဒီပြောကြကိုတိုင်လေအခုလိုပဲသူသားနေတဲ့ဂျားတွေကဘာကောမစဉ်းစားပဲနားကြီးရဲ့ဆိုကဆုံးဖြတ်ချက်တွေတစိုးထိုးချခဲ့တာကိုပြန်အမှတ်ရကသဘောကျနေခဲ့ပါရဲ့အဲ့ဒီနောက်ရိုးရိုးကိုလမ်းခေါ်ကပလင်ကိုတွန်းခိုင်းလိုက်ပါရဲ့တစ်ဖက်ကပါတီပွဲမှာတော့အိုအီမိုကဟိုးတုန်းကဂိုးဒီပြောကြဘေးမှာတန်မာတဲ့အဖွဲသားနှစ်ယောက်ရှိခဲ့တယ်လို့ဆိုပါရဲ့ဥစပ်ကဝေလီကိုသူတွေ့ဘူးတဲ့ပြောတော့အိုအီမိုလည်းသူအခုပြောပြမှာကအခြားတစ်ယောက်အကြောင်းလို့ဆိုပါရဲ့ရောဂျာတန်ယာရီနဲ့တောင်တန်းတွေပေါ်မှာစေကူတာနေရာတုန်းကအဲ့ဒီလူလည်းအနားမှာရှိနေခဲ့ပြီးမကြခင်ရန်သူတွေဝိုင်းလာခဲ့တယ်အဲ့လူကအပြင်ကိုတယောက်တည်းထွက်သွားခဲ့ပြီးရန်သူတွေကတော့ယာချီရှိနေခဲ့တာပါတခဏအတွင်းမှာပဲပစိန်နှစ်လက်တာကင်ထားတဲ့ထိုသူရှစ်မှာရန်သူယာချီဟာလဲကျသွားခဲ့ရပါတယ်ကောလာဟာလာတွေအရာအဲ့ဒီတိုက်ပွဲပြီးကတည်းကတောင်တန်းကြီးဟာတစ်ပင်တစ်ပင်မှမရှိတော့တဲ့တောင်ကတုံးဖြစ်သွားခဲ့ပြီးသူ့ကိုလည်းတောင်တန်းစားတုံးသူ Mountain Eater လို့အမည်ပေးခဲ့ကြပါတယ်ဂိုးဒီပြောကြရဲ့ first crewmate ဝေလီအပြင်သူဟာပင်လယ်သမားဘရင်ရဲ့ဘယ်လက်ယုံတစ်ယောက်ပါဂျင်ဘဲကတော့သူလည်းဒီဇလန်ကိုကြားပူပြီးတနေ့တော့စုံကျင်မိရလို့ဆိုပါတယ်တစ်ဖက်ကဘရင်ပလင်ကြီးအောက်မှာတော့လှုပ်ဝက်မြေအောက်ခန်းကြီးတစ်ခုကရှိနေခဲ့ပြီးမစ္စတာယာကလူဗီတို့ကိုခေါ်သွားခဲ့ပါတယ်ရိုဒိုကဘလို့သိနေတာလဲမေးတော့မစ္စတာယာလည်းစူးစမ်းခြင်းကသူ့ဝါရနာလို့ဆိုပါတယ်နာမီနဲ့လူဗီတို့ကယာရနာဆိုပြီးအရန်စိတ်လို့ရှားနေကြပါပဲတကယ်တော့အောက်မှာတစ်တာအလွတ်အဟောင်းတွေပဲရှိနေလို့စိတ်ပြတ်သွားကြပါတယ်မစ္စတာယာကရုတ်တရက်အရှိကိုခုံဆင်းသွားလိုက်ပြီးလှုပ်ဝက်ခန်းရဲ့အလဲတက်မှာတော့တော်ကြီးတစ်ခုကရှိနေခဲ့ပါတယ်။တခိုးတွေကဒီကရန်နာတွေကိုခိုးသွားကြပါမယ်ဒီတော့ကိုတော့မလိုချင်ကြဘူးလို့ဆိုပါတယ်။လူဆိုးတွေတောင်လူကီကိုမလွတ်စေချင်ကြဘူး။မင်းတို့ဒီတော့ကိုယူဖို့ငါ့ကိုကြော်နိုင်ပါမလားလို့ပြောလိုက်ပါရဲ့။တစ်ဖက်ကအိုအီမိုခါရှီတို့ကလည်းအဲ့ဒီဘယ်လယုံကြီးကအဲပမာနေတာအနှစ်20ကျော်နေပြီဆိုတော့ဥဆုပ်တို့လည်းအံ့ဩကုန်ကြပါရဲ့။ရောဂျာဝေလီတို့နဲ့အတူတူရွှဲလွှင့်ခဲ့တဲ့ပင်လယ်သမားဘရင်ကြီးရဲ့ဘယ်လက်ရှုံအဲ့ဒီဂန်နဝင်ပုတ်ကိုကြီးကတော့စကူပါဂါဘန်ပဲဖြစ်ပါတယ်ပင်လယ်သမားဘရင်ကြီးရဲ့ဘဲလက်ယုံစကူပါဂါဘန်ကတောလို့ချင်းသူနဲ့ရှင်ဆိုင်လို့ပြောလိုက်တာကြောင့်လူဗီတို့လည်းပါဇက်အဟောင်းသားဖြစ်ကုန်ကြပါတော့လူဗီကအရင်ခေါ်ဝင်သွားလိုက်ပြီးဇိုကလည်းအနောက်ကနေဓာတ်ကိုအသင့်ပြင်လိုက်ပါရဲ့ဒါပေမဲ့ဂါဘန်ကလူဗီရဲ့ရောဘာလက်တွေကိုအသာလေးရှောင်ရှားပြနေတာကြောင့်လူဗီကသူ့လိုကီကိစ္စကိုအမြန်ရှင်းပြီးပွဲတော်ကိုအမြန်သွားခြင်းကြောင့်ပြောလိုက်ပါရဲ့ဂါဘန်ကပွဲတော်ကိုအမြန်ပြန်ခြင်းရင်သူ့စီကအမြန်လာယူလို့ပြောလိုက်တာကြောင့်လူဗီလည်းတော့ကိုယူဖို့အချိန်ချင်းထပ်ကြိုးစားရပါရဲ့ဂါဘန်ကအတားအရာရှောင်းနိုင်နေပြီးနောက်မှာပဲတော်တချောင်းလုံးကိုဟာကီအုပ်ပြီးရိုက်ချလိုက်တာကြောင့်လူဗီပါမြေကြီးတဲ့ဖောက်ဝင်သွားပါရဲ့လူဗီကဒေါသကြီးနဲ့ပြန်ခုန်ထွက်လာပြီးဒီတော့ကရှန်စ်ကိုတွေ့နိုင်ဖို့သူ့အတွက်ရန်နာဖြစ်လို့ရာဘာဂန်တလင်းတွေကိုသုံးကဒရက်ဇက်ထိုးနေခဲ့ပါရဲ့ဟာရိကင်လက်ဟန်ဂါဘန်ကတော့အေးစေးသာဆက်ရှောင်ရှားနေပြီးလူဗီနာကိုရုတ်တရက်ရောက်လာကတော်ကြီးနဲ့ထက်ရိုက်ချတဟုန်ထိုးထိုးစင်တော့နဲ့ပြစ်ပေါက်လိုက်ပါရဲ့တော်ကြီးကလူဗီပါဆက်ထဲစိုက်ဝင်သွားပြီးလူဗီလည်းမနေ့ပြန်ဆွဲထုတ်နေရပါရဲ့တဆက်ထဲမှာပဲဂါဘန်ကမြေကြီးပေါ်ကသူ့ပစိတ်နှစ်လက်ကိုကင်ပြီးလက်ထဲမှာလှည့်နေတာကြောင့်ဇိုလဲလူဗီကိုလှမ်းထိပြလိုက်ပါရဲ့ဂါဘန်ကရာဆိုတာခဲရိုကိုတောင်းနေတာကြောင့်ဇိုကအရှိကဝင်ကာပြီးလူဗီကမနှဲပြည့်ရအဆောက်အဦကြီးလဲပြိုကျပါရဲ့ဇိုတယောက်ခုတ်ချက်တစ်ခုတည်းကိုတောင်ဓာတ်သုံးချောင်းနဲ့မနှဲထိနေရပြီးဂါဘန်ကလည်းဒီကောင်လေးမှာတန်မာတဲ့အဖွဲဓာတ်တွေရောရှိသားပဲလို့ဆိုပါရဲ့ဖုံတွေချားတဲ့ကပြန်ချလာတဲ့လူဗီကဂီယာဖစ်ကိုထုတ်လိုက်ပြီးဂျောဘက်ကပစိန်ကိုကင်ကမဖြစ်တော့တဲ့အစုံဇိုနဲ့လူဗီလည်းဂါဘန်နဲ့2 vs 1ရှင်းဆိုင်ဖို့ပြင်ရပါရဲ့လူဗီနဲ့ဇိုကအားကုန်ပြေအရှင်အဟုန်နဲ့ပြေးဝင်လာကမှဂါဘန်ကအရှုံးပေးတဲ့ထားပြောရတာကြောင့်နှစ်ယောက်သားအရှိန်လွန်ကုန်ပါရဲ့ပလိန်ကြီးအခြားခံလိုက်ရပြီးဗမာပြန်မလွတ်လိုက်ရတဲ့လူဗီကတော့ဒေါပွားနေပြီးနာမီလည်းအခုမှတက်ပြင်းချနိုင်ပါပြီဂါဘန်ကငါမင်းတို့ကိုနောက်နေတာလို့ပြောလိုက်ပြီးမင်းတို့အနောက်မှာတော့ကငါပေးလိုက်ပြီးလို့ပြောလိုက်ပါရဲ့ရိုဒိုကဂါဘန်ရဲ့တရုတ်မှန်ကိုလူဗီတို့ကိုပြောပြဖို့ပြလိုက်ပေမဲ့ဂါဘန်ကတော့ကြားလိုက်ပါရဲ့မင်းတို့အဲဘက်ကပြန်ထွက်ကြတဲ့အထိအဲဘက်ပြည်ကြီးအကောင်းတန်းရှိနေအောင်မယ်ဆိုငါ့ကိုလာတွေ့ကြလို့ပြောရတာကြောင့်ဇိုးတို့လည်းခမားကိုဘာလို့လာတွေ့ရမှလဲမတွေ့ချင်ဘူးဝိုင်းအော်နေကြပြီးလူဗီကလည်းဒေါ်ပွားနေကတော့အတွက်တော့ကျေးဇူးတင်ပါတယ်လို့အော်ဟစ်နေပါရဲ့ရှန်စ်တယောက်ဂါဘန်ကိုလာရောက်တွေ့ဆုံခဲ့တုန်းကဂါဘန်ကမင်းပြောတာတော့သဘောပေါက်ပေမဲ့ငါကအဲကောင်ကိုဘာလို့ယုံရမှာလဲလို့ပြောခဲ့ပါရဲ့ရှန်စ်ကလည်းသူပြောတဲ့လိုလေးတာလှုပ်ပေးပါလို့ပြန်ပြောခဲ့တာကြောင့်လက်ရှိအချိန်မှာဂါဘန်လည်းပြုံးနေခဲ့ပါရဲ့တစ်ဖက်ကပင်နေပြန်ကျောင်းတော်မှာတော့ကောင်လေးတွေကစော်ကစားနေကြပြီးကောင်မလေးတွေကတော့စာကြည့်နေကြပါရဲ့ဒီအချိန်ကောင်းကင်ဘော်ကထူးဆန်းတဲ့ငှက်ကြီးတစ်ကောင်ဖြတ်ပြန်တော့တဲ့ကိုမြင်လိုက်ကြတာကြောင့်ဆီယာမအန်ဂျယ်ကိုပြေးခေါ်ပြီးပြသကြပါမယ်အန်ဂျယ်ရောက်လာတော့ဘာမှမရှိတော့ပါဘူးဂန်ကိုကအောက်မှာမြင်နေရတာကျောင်းတစ်ခုပဲလို့ပြောလိုက်ပြီးရှန်စပြော့ကလည်းငါတို့အတွက်လှုပ်ပေးထားလို့ပဲလို့ပြန်ပြောလိုက်ပါရဲ့
မကြခင် Aero ဘတ်ကြီးနဲ့အတူမြေပြင်ပေါ်ဆင်တက်လာကြပြီး Gonko ကအဘတ်ဆမ်မွန်ဆက်ကဲကိုဖော်ကတခုခုကိုဆင့်ခေါ်လိုက်ပါတယ်။စိုက်ကဲတဲကနေအလင်းတန်းတွေနဲ့အတူအရေးကြီးတချို့ပေါ်ထွက်လာခဲ့ပြီးအရေးတစ်ခုကငါသွားပေးရမှာလားကိစ္စတိတ်မရှိပါဘူး။အချိန်တနားရီလောက်ပဲပေးလို့ပြလိုက်ပါတယ်။နောက်အရေးတစ်ခုကလည်းဘယ်မှာလဲမေးနေပြီးနောက်တစ်ခုကငါမှလုံးစရာတွေအများကြီးရှိသေးရဲ့။နဖျားသူရဲကောင်း Night of Golf တယောက်ကကိုသုံးလုံးကြီးရှောက်သွားနေလို့မဖြစ်သေးဘူးလို့ဆိုပါတယ်။ပေါ်ထွက်လာတာကတော့ Saint Thomas ဖြစ်ပြီး Shepherd Family က Night of God တယောက်ပါ။စားစရာတွေကဘာမှလဲ Night of God တယောက်ကငပ်ပြီးတော့တေလို့မဖြစ်ဘူးလို့စက်တွေခယူနဲ့ပြောနေတယ်လို့နောက်တစ်ယောက်ကလည်းဘာမှလဲဆိုပြီးပြေးလွှားနေပါပဲ။ပြေးလွှားနေသူကတော့ Saint Killihan ဖြစ်ပြီး Rimoshifu Family က Night of God ပါ Thomas က Champion နဲ့ Gonko ကိုမြင်သွားပြီးသူ့ဝင်ကိုဘာကိစ္စရောက်လာကြရလဲမေးပြီးမှသူတို့နှစ်ယောက်လည်းအဲဘက်ကိုရောက်လာကြမှန်ဒီထားမိသွားပါပဲ။အိမ်မှာနေရင်စင်းခေါ်ခံလိုက်ရတဲ့ Thomas ကအဝတ်စားတွေထားဝတ်နေပြီး Killihan ကတော့အဲဘက်ဆိုတာဒါကြီးလားဆိုပြီးအထူးဆန်းလိုက်ကြည့်နေပါရဲ့။ Champion ကသူတို့လိုအပ်တာတယောက်ပဲဖြစ်ပြီးဘာလို့နှစ်ယောက်ရောက်လာရလဲမေးလိုက်တာကြောင့် Killihan ကဂျာဟာအထက်အမိန့်ဖြစ်ပြီး Commander Champion ကိုတော့ပြန်လာခိုင်းလိုက်ကြောင်းပြောလိုက်ပါရဲ့။ Reverie ညီလာခံပြီးကတည်းက Holy Land မှာပြဿနာပေါင်းစုံဖြစ်နေပြီး Champion ကိုလိုအပ်နေကြောင်း Thomas ကဆိုပါရဲ့။ Champion ကသူတို့အစီအစဉ်ကိုပြပြပေးလိုက်တာကြောင့် Thomas ကလည်းဒါဆိုဒီကောင်စုံလေးတွေကိုပြန်ပေးဆွဲပြီး Holy Land ကိုခေါ်သွားရမယ်ဆိုပါလို့ဆိုပါရဲ့။ကလေးတွေကကြီးလွန်းလို့အိတ်နဲ့မဆန့်လောက်ဘူးလို့ Thomas ကပြောလိုက်ပြီး Killihan ကလည်းအမှတ်သားမရှိတဲ့သူတွေကအဘတ်ထဲကသွားလို့မရတာကြောင့်တင်မောနဲ့ပဲတင်ရမယ့်ပုံပဲလို့ဆိုပါရဲ့။ပင်လယ်ဖြန်ကျောင်းတော်ကြီးမှာစော်ကစားနေကြတဲ့ကလေးငယ်တွေကို Night of God ၄ယောက်ကတော့လှမ်းကြည့်နေခဲ့ပြီးပြန်ပေးဆွဲဖို့အစင်တင်ဖြစ်နေခဲ့ကြပါပြီ။နာမီနဲ့ဗိုလ်တို့လည်းဒဏ်ရာရရတဲ့အဆောင်နှစ်ယောက်ကိုတင်ကရဲတိုက်ကြီးစီကနေတိမ်တင်းမောလေးနဲ့ပြန်ထွက်လာခဲ့ကြပြီးနာမီတယောက်ကတော့ရန်နာတွေရှာမတွေ့ခဲ့လို့တော့ပွားနေပါရဲ့။တစ်ဖက်ကရန်နာတစ်ပင်အဒန်ထရီနားမှာတော့ Frankie တယောက်တစ်ပင်တွေအကြည့်လွန်ပြီးချော်လဲလို့ Ripley ကထိန်ပေးပြီးပခုံးပေါ်တင်ခေါ်လာခဲ့ပါရဲ့။ရိုင်းရန်တွေဟာအဒန်ထရီကြီးရဲ့အကိုင်းအခက်တွေပေါ်မှာနေထိုင်နေကြတာဖြစ်ပြီးအကိုင်းအခက်တိုင်းမှာလည်းသူတမိုင်းချောင်းနဲ့သူကိုစီရှိကြပါရဲ့။တစ်ကိုင်းတစ်ခုထိတ်မှာတော့ Hayugan လို့ခေါ်တဲ့ရွာလေးတစ်ရွာတည်ရှိပြီးတနေ့မှာလျှက်စီးတစ်ခုကြောက်လာခဲ့တာကြောင့်မီးလောင်ခဲ့ပါရဲ့။တက်ကိုင်းကြီးကအိုဟောင်းလွန်းတာကြောင့်မင်းငိမ့်မှုအခက်တွေ့ခဲ့ကြတဲ့အခါအခြားတက်ကိုင်းတွေကိုပါပြီးမဆွဲစေဖို့ရွာလေးနဲ့အတူတက်ကိုင်းကြီးကိုဖျက်တောက်ခဲ့ကြရပါတယ်။ဒါဟာခက်ခဲလာတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပြီးအိုဟောင်းလွန်းနေပြီဖြစ်တဲ့ Adam 3နဲ့အတူအဲဘတ်တိုင်းပြည်အတွက်တော့လျှက်စီးနဲ့မီးဟာအားနည်းချက်တစ်ခုဖြစ်လာပါရဲ့။ပွဲတော်ကြီးကိုနာမီပြန်ရောက်လာတဲ့အခါမှာတော့ဥစပ်တယောက်တော်တော်မူးနေပြီးလူဗီနဲ့ဇိုကိုမေးပေမဲ့နာမီကတော့သူတို့ရှောက်ကြည့်နေကြရလို့ပြန်ဖြေလိုက်ပါရဲ့။ဂျာဝူးနဲ့လည်းမိတ်ဆက်ပေးလိုက်ပြီးဂျာဝူးကနာမီကိုလှတယ်လို့ဆိုလို့ဥစပ်လည်းနှာဘူးအဖိုးကြီးလို့မူးမူးနဲ့ဆွဆွဲပါရဲ့။ဥစပ်ကဂျာဝူးဘလို type ကိုသဘောကျလေထပ်ပြီးတော့ဂျာဝူးကတခြားစဉ်းစားပြီးသူ့ထက်ကြီးတဲ့မမတွေကိုသဘောကျတယ်ဆိုတော့ဥစပ်လည်းခမားထက်ကြီးတဲ့သူမရှိတော့ဘူးထားော်ကခေါင်းကဓာတ်ကိုတွားထိမိပါရဲ့။ဂျာဝူးလည်းချအော်လိုက်ပြီးအကုန်လုံးကလည်းခေါင်းဆောင်ဂျာဝူးခေါင်းကဓာတ်ကိုတွားမထိဖို့အော်ဟစ်ကြပါရဲ့။ဒီအချိန်ငမူးကောင်ဘရုတ်ကဂီတာတီးကရောက်လာခဲ့ပြီးခေါင်းကတော့အောက်ပြုတ်ကျနေပါရဲ့။ဥစပ်တလောက်ပျော်နေတာမူးနေတာမမြင်ဘူးလို့ဂျင်ဘဲကပြောတော့နာမီလဲဒီအဲဘတ်ပြည်ကိုလာဖို့ကသူ့အိမ်မက်ပဲလေလို့ဆိုပါရဲ့ဥစပ်တယောက်ကတော့ဂျာဝူးကောင်းကဓာတ်ကိုဆွဲဖြုတ်နေတဲ့သူကိုစုချေးပေးမဲ့အော်ဟစ်နေပြီးကိုလန်ကလည်းအရက်ခွက်ကိုခိုးတောက်မလို့ပြင်တဲ့အခါဂျိုင်းရန်တယောက်ကတွေ့သွားလို့တားဆီးလိုက်ပါရဲ့စန်ချီလဲနာမီလုံုံရဲလာလို့လာကြည့်နေပြီးဂရက်စ်ပြောင်းနေတာကိုဒီထားမိသွားခဲ့ပါရဲ့တကယ်တော့ဂရက်စ်ကဒဏ်ရာရရတဲ့အဆောင်တွေကိုကုသပေးနေတာဖြစ်ပြီးရတဲ့အဆောင်နှစ်ယောက်လုံးတော်တော်ပြင်းထန်တဲ့အားကြောင့်တပြိုင်နက်ဒဏ်ရာအပြင်းထန်ရတာမို့လို့ဘာပဲဖြစ်ခဲ့ရလဲရိုဒိုကိုမေးပါဝယ်ရိုဒိုကတော့လိုကီကိုလှုပ်ပေးဖို့တော်သွားရှာတာကိုမပြောရတာကြောင့်ဘာမှမသိဘူးပဲငင်းနေပြီးသူရှူကင်းသွားကြည့်တော့ရတဲ့တကားကြီးပေါက်နေပြီးအဆောင်တွေကိုတွေးခဲ့ရလို့ပြောလိုက်ပါရဲ့ဒါပေမဲ့ချွေးစည်းတွေပြန်နေတဲ့ရိုဒိုကိုဂရက်စ်ကစိုက်ကြည့်နေပြီးအဆောင်တွေကိုနှိုးပြီးမေးမယ်ခေါင်းဆောင်ဂျာဝူးကိုတွားပြောမယ်လုပ်နေတော့ရိုဒိုလည်းမနေတားနေရပြီးအဆောင်နိုးလာမှသူမေးပြီးလာပြန်ပြောရမယ်လို့ဆိုပါရဲ့ဂရက်စ်ထွက်သွားပေမဲ့ရိုဒိုကသူလူဗီနဲ့ဇိုပြန်မလာခင်အထိလှုပ်ဝက်ထားပေးရမယ်တွေးနေပြီးသူလည်းအရင်တည်းကလိုကီကိုအခုလိုလွတ်မြောက်စေချင်နေတာပဲလို့တွေးနေခဲ့ပါရဲ့ဒါပေမဲ့ရဟဲနဲ့ပုံသူကောင်ကိုလည်းဒီတိုင်းလွတ်ထားလို့မဖြစ်ဘူးတွေးနေရင်းမှာပဲဂရက်စ်ကပစိန်တင်နဲ့ရိုက်ချလိုက်ကအမှန်တိုင်းဖြေဖို့ပြောပါရဲ့တစ်ဖက်ကပင်လေဖြန်ကျောင်းတော်မှာတော့ကလေးတွေဟာစော်ကစားနေခဲ့ပြီးအန်ရယ်တွေကတော့သူတို့အနားကိုနီးကပ်လို့လာခဲ့ပါပြီကလေးတွေကလည်း Night of Ghost တွေကိုမြင်တွေ့သွားပြီးအထူးဆန်းကြည့်နေကြချိန်မှာပဲ Thomas ကတော့အပြုံးတစ်ခုကိုပြုံးလိုက်ပါရဲ့ဒီအချိန်မြောက်ကပါကဒဏ်ရာတွေအလူးလဲရချတဲ့လိုကီရှစ်ကိုလူဗီနဲ့ဇိုတို့ကတော့ကိုကင်ဆောင်ကရောက်လာကြပြီဖြစ်ပြီးသူထွက်လာတုန်းကဒီလိုအခြေအနေတွေမဟုတ်ဘူးလို့လူဗီကဆိုပါရဲ့တားရဲ့ကြီးတွေလည်းအကုန်လဲကျတည်ဆုံးနေပြီးလူဗီကဘာပဲဖြစ်ခဲ့ရလဲလှမ်းအော့မေးနေပေမဲ့လိုကီကတော့တော်တော်မလုပ်ပါဘူး
လူဗီကတော့ပါလာပြီးဆိုပြီးခေါ်ဝင်သွားတဲ့အခါဇိုးကသူတို့သဘောတူထားတာဒီလိုမဟုတ်ဘူးလို့လမ်းပြောလိုက်ပါတယ်လူကီကဒဏ်ရာလဲအတော်ရထားတာဖြစ်လို့အန်ရယ်မရှိဘူးလွတ်ပေးကြမယ်ဆိုပြီးလူဗီကဇိုးကိုချင်းကျိုးတွေဝိုင်းဖြုတ်ပေးဖို့လမ်းခေါ်လိုက်ပါတယ်ချင်းကျိုးတွေကစီးပစ်စင်စတုံးတွေဖြစ်လို့လူဗီလည်းပြန်ပြုတ်ကျလာခဲ့ပြီးဇိုးကဒီဂျိုင်းရန်ဘာပြောမလဲအရင်နားထောင်တင်တယ်လို့ဆိုပါတယ်လူဗီကတော့တေတော့မှမလို့အမြန်ကဲကျင်နေပြီးဇိုးကတော့လူကီအကြောင်းသူကြားထားတဲ့မြအစိုးတွေကြီးဖြစ်လို့အော့စ်အရွယ်အစားလောက်အကောင်ကြီးတဲ့ဒီအကောင်ကြီးတာလွတ်သွားရင်အဲဘက်ပီကြီးတော့မဖြစ်ရအောင်သူအရင်စကားပြောကြည့်မယ်လို့ဆိုပါတယ်ဇိုးကအပေါ်ကိုခုန်တက်သွားပြီးလူကီရဲ့ဘိုက်ကိုကန်ချလိုက်တဲ့အခါလူကီလည်းပါဇက်ကတွေးတွေအန်ထွက်လာပါတော့တွေးတွေနဲ့တရားတွေကအစ်စ်တွေမလို့ဟန်ဆောင်နေတာတော့မဟုတ်ဘူးဆိုကဇိုးကလူဗီစီကတော့ကိုလှမ်းတောင်းလိုက်ပါတယ်လူကီကမင်းတို့ဘာလို့ကြားမလို့လဲဆိုကတတိပြန်မိသွားပြီးဇိုးလည်းချင်းချိုးတွေအကုန်ဖြုတ်ပေးမယ်ခြေထောက်ကိုတော့ခြံထားအောင်မယ်လို့ဆိုပါတယ်လူဗီလည်းသဘောတူလိုက်ပြီးချော်ပါကိုသွားခေါ်လိုက်ရမလားမေးတော့စာကြည့်တက်ကအရန်ဝေးလုံးပြီးပွဲတော်လုံးနေတဲ့ရွာမှာတော့တမားတော့ရှိလောက်မယ်လို့ဇိုးကပြောလိုက်ပါတယ်ဒါပေမဲ့လေလူကီကိုလှုပ်ပေးနေတာတီသွားကြရင်သူတို့ကန်ထုတ်ခံရလိုက်မယ်ပြောတော့လူဗီကကန်ထုတ်ရင်လည်းခံလိုက်မယ်သူအခုတမားတော့သွားခေါ်လာခဲ့တော့မယ်လို့ဆိုပါတယ်လူကီနိုးလိုက်ရင်အားပြောင်စားဖို့အသားတွေလည်းလုံမယ်ပြောတော့ဇိုးကဒီမှာတားရဲကောင်တွေရှိနေတာပဲလို့ပြန်ပြောလိုက်ပါတယ်လူဗီကအဲ့တားရဲကြီးတွေကတငယ်ချင်းတွေမလို့မစားဖို့အော်ဟစ်နေပြီးဇိုးကလည်းအသားကအသားပဲလို့ဆိုပေမဲ့လူဗီကတော့တမားတော့အရင်ရှာမယ်ပြီးရင်တောင်ပေါ်မှာတခုခုအမဲလိုက်မယ်ဆိုကထွက်သွားပါတော့လူဗီထွက်သွားတဲ့အချိန်ကောင်းကင်ဘော်ကတခုခုကြားရတာမြင်လိုက်ရပြီးအဲ့ဒါကတော့ New Giant Warrior Pirates အဖွဲ့ပဲဖြစ်ပါတယ်ကျွန်းတိမ်တွေမရှိတော့ရဲ့အစုံတိမ်သင်းမောကအောက်ကိုထိုးကျလာခဲ့တာဖြစ်ပြီးအသေးအတန့်တွေဖြစ်နေကြကလိုကီလွတ်သွားလို့မဖြစ်ဘူးသင်းမောကိုထိန်းချနေအော်ဟစ်နေကြပါတယ်ဒီအချိန်ခိုးလိုက်လာတဲ့ဆန်ဂျီကထွက်လာပြီး Gareth ကိုသူကယ်ပြီးမဲ့ပြောနေပေမဲ့အောက်ကနေလူဗီကပဲ rubber ball လုံးနဲ့ထိန်းပေးလိုက်ရပါတယ်ဟာယူဒင်ကသူတို့အချိန်မီရောက်ရတာတော်သေးပြီးဘာပဲလို့လိုကီကိုတော့လှုပ်ပေးလို့မဖြစ်ဘူးရုံလို့မဖြစ်ဘူးလို့ဆိုပါတယ်မျိုးတို့ပြပြလိုက်ရလို့အားလုံးတီးပြီးကြပြီဖြစ်ပြီးလိုကီဆိုသူကရက်ဆက်ကြမ်းကြုံမိစ္ဆာဆန်လုံးသူလိုချင်တာရဖို့တဘာသူကြားကျင်တဲ့စကားတွေနဲ့မြားခေါ်ပြီးကိုတငယ်ချင်းကိုတောင်ပြန်တက်ဝင့်နေတယ်လို့ဆိုပါတယ်ဇိုးကအချိန်နောက်ကျသွားပြီလို့ပြောလိုက်ပြီးရတဲ့တပြိုင်နက်မှာပဲအနောက်မှာရှိနေတဲ့လိုကီတယောက်ကတော့ချင်းချိုးတွေပြုတ်သွားခဲ့ပါပြီအားလုံးကတတိမေးတာလို့ထင်နေခဲ့ကြပေမဲ့လိုကီကတော့ချက်ချင်းမတက်ထားရက်နိုင်နေခဲ့ပြီးသူ့ဘေးကရက်နာတူကြီးကိုဆွဲမလိုက်ပါဘူးအကုန်လုံးလက်ထိတ်လန့်နေကြပေမဲ့လိုကီတယောက်ကတော့တတရာရှီမောလိုက်ပါဂျိုင်းရန်ကလေးတွေဟာပျော်ရွှင်စွာစော်ကစားနေခဲ့ကြရမယ်အနာကတစ်ပင်ကြီးမှာတော့မွေးတံမကောင်းဆိုးဝါးကြီးကဝါးမျိုးကိုစောင့်ဆိုင်နေခဲ့ပါပြီကလေးတွေတီထားမိသွားလို့ကြောက်လန့်နေချိန်မှာတော့မွေကြီးကအောက်ကိုခုန်ဆင်းလာပါတော့ကလေးတွေလည်းကြောက်လန့်ကပြေးလွှားနေကြပြီးအားနည်းလူတွေကိုစားတုံးနဲ့မွေဘလူးကြီးဂျော်မွန်ကန်ဂျာဆိုပြီးအော်ဟစ်ထွက်ပြေးကြပါတော့အချိန်ကိုက်ပဲတင်ချဆရာမစ္စတာဘလိတ်နဲ့ဂျင်းဆရာမစ္စတာဝူဖ်တို့လည်းထွက်လာကြပါတယ်မစ္စတာဝူဖ်ကကလေးတွေကိုကာကွယ်ပေးထားမယ်ဆိုကမစ္စတာဘလိတ်ကိုကျောင်းအောင်ကြီးစီတွားအကြောင်းကြားခိုင်းလိုက်ပါတယ်ငွေကြီးကတစ်ပင်ပေါ်က tree house ကိုရစ်ပတ်ဖြတ်စီးလိုက်တဲ့အခါအောက်ကကလေးငယ်တွေကိုမစ္စတာဝူဖ်ကပဲကယ်တင်ပေးလိုက်ရပါတယ်မစ္စတာဝူဖ်ကကလေးတွေကိုအထဲဝင်ခိုင်းလိုက်ပြီးအနားကတစ်သားအကျိုးနဲ့ငွေကြီးကိုရင်ဆိုင်ဖို့ပြင်လိုက်ပါတယ်တစ်ဖက်ကမစ္စတာဘလိတ်ကလည်းကျောင်းအောင်ကြီးစီကိုအပြေးလာပြီးကျောင်းဝင်းထဲမှာမွေကြီးတစ်ကောင်တောင်းကျမ်းနေကြောင်းလာတဲ့တင်ပြနေပါတယ်အန်ဂျယ်ကမြေအောက်ကဘာကလွတ်လာတဲ့မွေဘလူးကြီးလားလို့မေးတဲ့အခါမြေအောက်ကဘာကအကောင်မဟုတ်ပဲတခြားတနေရာကဖြစ်ပြီးအခုမစ္စတာဝူဖ်နဲ့ထိတိုက်တွေ့နေကြပြီလို့ဆိုပါတယ်ဒီတော့မှကျောင်းအောင်ကြီးလည်းမွေကြီးကိုပရင်ပေါက်ကနေလှမ်းမြင်လိုက်ရပြီးစောရိုးတွေကလည်းစာကြည့်တိုက်ကလှမ်းကြည့်နေကြပါတယ်ကျောင်းကြီးခီပါက boss တွေကိုတွားခေါ်ခိုင်းတဲ့အခါအန်ဂျယ်ကတော့ boss တွေကိုစောင့်နေခလေးတွေထိခိုက်ကုန်မယ်လို့ဆိုပါတယ်မစ္စတာဝူဖ်တယောက်ကတော့မွေကြီးကိုအင်အားမမျှရင်ဆိုင်နေရပြီးနောက်ဆုံးမှာတော့ရှုံးနေလို့တွားခဲ့ပါပြီပုံနေတဲ့ခလေးတွေကိုလည်းမွေကြီးကလိုက်အမဲဖြတ်နေတဲ့အပြင်လဲကျသွားတဲ့ခလေးနှစ်ယောက်ကိုပါရှစ်ပတ်လိုက်ပါတယ်ခလေးတွေလည်းအစားခံရတော့မဲ့စစ်ဆဲမှာပဲကျောင်းကြီးခီပါကိုယ်တိုင်ထွက်လာကခလေးတွေကိုမထိနဲ့ဆိုပြီးမွေကြီးကိုသူနဲ့ရိုက်ချလိုက်ပါရဲ့အချိန်ကိုက်မှာပဲစောပါပြေးဝင်လာခဲ့ပြီးမစ်တန်အစ္စလမ်နဲ့ထိုးချလိုက်တာကြောင့်မွေကြီးလည်းခဏတာငြိမ်သက်သွားခဲ့ပါရဲ့ကျောင်းကြီးခီပါဟာလည်းအရင်ကဂျိုင်းယန်ဖော်ရီအဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးခလေးတွေလည်းအနားကိုပြေးလာချီကျူးကြပါရဲ့ဒီအချိန်ပုံနေတဲ့ခလေးငယ်တချို့ကိုမစ္စတာဝူဖ်ကအန်ရယ်ကင်းပီလာပြောတဲ့အခါခလေးတွေဟာအိမ်ငွေချခံထားရပြီးတနေရာကိုဦးတည်နေခဲ့ပါရဲ့မစ္စတာဝူဖ်ကကျောင်းကိုပြန်ကြဖို့လှမ်းထိလိုက်တဲ့အခါရုတ်တရက်အပြင်းထန်ထိခိုက်သွားပါရဲ့တစ်ဖက်ကခလေးတွေကလည်းရောဘင်ကိုလူဗီတငယ်ချင်းမှန်တည်သွားကြတဲ့အခါလူဗီလောက်ခဲ့တဲ့ကြမ်းကြမ်းတမ်းစော့ကစားချက်တွေကြောင့်ရောဘင်ကိုပါလန့်နေကြပါရဲ့ဒီအချိန်အဝေးတနေရာကနေခလေးတယောက်ကမစ္စတာဝူဖ်ကိုတွေ့လို့ထားအောင်လိုက်ပြီးမစ္စတာဝူဖ်လည်းထရန်အပြင်းထန်ရနေခဲ့ပါတယ်မစ္စတာဝူဖ်ကသူ့ကိုစိတ်ပူဖို့ပြောပြီးခလေးတွေအန်ရယ်ကြနေပြီလို့ဆိုပါတယ်တခြားခလေးတွေကလည်းသူတို့အဖွဲဟိုဘက်ထွက်သွားကြတယ်ပြောတော့စောကထားလိုက်သွားတဲ့အခါမစ္စတာဝူဖ်ကဘာပဲလို့သူတို့ကိုသွားမထိမိစေဖို့တခြားမှာကြားလိုက်ပါတယ်ခလေးတွေဟာကမ်းခြေဘက်ကိုဦးတည်နေကြတာဖြစ်ပြီးသူတို့ဘာမမေ့ပြန်မဖြစ်ပဲအိပ်ပျော်ပြီးလမ်းလျှောက်နေကြရလို့ခလေးတချို့ကဆိုပါတယ်
ကျောင်းကြီးခီပါကခရကိုမှုတ်ပြီးတနိုင်ငံလုံးကိုအတီးပေးခိုင်းလိုက်ခါဒီတိုင်းပြည်မှာတခုခုတော့မှားနေပြီလို့ဆိုပါရဲ့သူတို့အရှိတတဲ့ကတောအုပ်ထဲမှာလေအေယာမငှက်ကြီးနဲ့တောဝက်ကြီးနှစ်ကောင်ထပ်ပေါ်လာခဲ့တယ်လို့ခလေးတွေအားလုံးလည်းရုတ်တရက်အိပ်ပျော်ကုန်ကြပါရဲ့ချော်ပါကအောက်ကိုခဏချခိုင်းလိုက်ပြီးသူသွားကြည့်ရမယ်ပြောလိုက်ခါကျောင်းခီပါကလည်းခလေးတွေတခုခုဖြစ်ရင်မိဘတွေကိုသူမျက်နှာပြရဲတော့မှမဟုတ်ဘူးလို့ဆိုပါရဲ့ဒီအချိန်အန်ဂျယ်ကတခုခုကိုအမှတ်ရသွားပြီးဒီမကောင်းဆိုးဝါးကောင်တွေကိုသူမှတ်မိပြီလို့ပြောလိုက်ပါရဲ့တစ်ဖက်ကမြောက်ကပါမှလည်းလိုကီကသူ့ခြေတစ်ဖက်ကိုစီးပစ်စင်စတုန်းခတ်ထားရုံနဲ့သူအစွမ်းတွေကိုထိန်းချုပ်နိုင်မယ်ထင်နေလားလို့မေးခွန်းထုတ်နေပါရဲ့အဲဘက်ပြည်ကြီးကိုတကယ်တာကဲတင်ခြင်းကြတဲ့ဆိုနောက်ဆုံးချင်းကျိုးကိုပါအခုဖြုတ်ပေးလို့ဆိုကအခုလိုဒဏ်ရာတွေနဲ့လည်းသူအစွမ်းထက်သေးရလို့ပြောလိုက်ပါရဲ့ရက်နာတူကြီးကိုလည်းကင်မြောက်လိုက်ခါအခုချိန်တာအမြန်ချင်းကျိုးမဖြုတ်ပေးရင်သူရဲ့အစွမ်းကြောင့်ပဝင်းချင်းကိုထိခိုက်မိပြီးမိတွေပြန်သွားလိုက်မယ်အဲဘက်ရဲ့အားနေချက်ကဘာလဲတိကျတယ်မလားလို့ပြောလိုက်ပါရဲ့ရက်နာတူရဲ့အစွမ်းကြောင့်လူဗီဒိုအားလုံးလည်းလွတ်ထွက်ကုန်ကြပြီးကောင်းကင်ရံမှာလည်းပန်းရောင်အလင်းတန်းတွေပေါ်ထွက်နေပါရဲ့မကြခင်မှာပဲမိတွေစတောက်လာခဲ့ကတော်မီဟာလည်းတဟုန်တိုးပြန့်နှံ့လာပါရဲ့မနီမဝေးကပွဲတော်ကြီးမှလည်းနာမီကပေါက်ကွဲတန်းတွေကိုကြားမိလိုက်တယ်လို့ဂျင်ဘဲကလည်းခရာတန်ကိုကြားလိုက်ရပါတယ်။ဂျိုင်းယန်တယောက်ကကျွန်းတောင်ပိုင်းမှာတော်မီလောင်နေကြောင်းခေါင်းဆောင်ဂျာရိုးကိုလှမ်းအတိပေးပေမဲ့အားလုံးကမူးပြီးအတိစိတ်လွတ်နေကြပါပြီ။ဂျင်ဘဲတို့လည်းအခြေအနေတွေတော့မကောင်းတော့ဘူးတွေးနေကြတယ်လို့တစ်ဖက်ကချော်ပါကလည်းခလေးတွေကိုရားလောက်ကုသပေးနေခဲ့ပါတယ်။အရင်တနေ့တုန်းကစာတင်ကန်းထဲမှာမတ်ချ်ကလိုကီပုံကိုဆွဲနေပြီးလိုကီမှာသူအကြီးကြီးရှိတာကြောင့်အားလုံးကိုဖျက်ဆီးပစ်နိုင်တယ်ပြောခဲ့ပါတယ်။စကတ်တီကလည်းနီကာပုံကိုဆွဲနေပြီးနီကာကမှကဘာကြီးကိုဖျက်ဆီးမဲ့သူလိုအပြန်လန်ညင်းခုန်နေရကြောင်းအန်ဂျေကပဲတားလိုက်ရပါတယ်။ခလေးမလေးတယောက်ကလည်းတရေတွေကမှကြောက်ဖို့ကောင်းတာတယောက်ကလည်းဒွါကနဂါးကြီးကမှကြောက်စရာတယောက်ကမုံတိုင်းတွေတယောက်ကတော့လျှက်စီးတွေနောက်တယောက်ကနစ်ဟော့ကနောက်တယောက်ကဂျော်မိုကန်နာမွေကြီးကမှပိုကြောက်ဖို့ကောင်းတယ်ဘန်းဆိုတဲ့ကောင်လေးကတော့သူ့အမေကမှကြောက်စရာကြီးဆိုပြီးအပြိုင်အဆိုင်ပုံဆွဲပြိုင်ရင်ဆက်ငင်းခုန်ကြပါတော့ရဲလ်ဖာကသူတင်ညအိမ်မက်ဆိုးရီမမကြောက်တယ်ပြောတဲ့အခါအန်ဂျယ်ကတမီးဘက်မှာဆရာမတွေရှိနေတာမို့လို့မမပူနေလို့ဆိုပါအခုဆွဲခိုင်းလိုက်တဲ့ပုံတွေဟာလေကိုယ့်ရဲ့ပင်ကိုစရိုက်ကိုဖော်ပြနေကြတာဖြစ်ပြီးအားလုံးကလည်းအရန်တော်ကြရလို့ဆက်ချီးမွမ်းလိုက်ပါဒါပေအားလုံးကိုအန်ဂျယ်တယောက်ပြန်တီးရသွားချိန်မှာပဲသူတို့အရှိတဲ့မှာတော့ဒွါကနဂါးကြီးလျှက်စီတရေမုံတိုင်းညဟော့ကားတွေအပြင်သူကြီးနဲ့လိုကီပုံတူနီကာပုံတူတွေပါထပ်မံပေါ်လာပါတကယ်တော့ဒီအကောင်ကြီးတွေဟာခလေးတွေရဲ့စိတ်ကူးတွေကမကောင်းဆိုးဝါးကြီးတွေဖြစ်ပြီးကဘာပေါ်မှာသူတို့အကြောက်ကြဆုံးတဲ့ဝါကြီးတွေပဲဖြစ်ပါတယ်ဒီအချိန်ဆိုမတ်ကီလီဟမ်နဲ့ဂန်ကိုတို့ကလည်းလမ်းလျှောက်လာတဲ့ခလေးတွေနဲ့ထူးဆန်းတဲ့အကောင်ကြီးတွေကိုကြည့်နေကြရင်ဆိုမတ်ကမင်းရောကဘာပေါ်မှာကြောက်တဲ့အရာရှိလားလို့ဂန်ကိုကိုမေးလိုက်တဲ့အခါဂန်ကိုကတော့နီကာလို့ပြန်ဖြေလိုက်ပါကဘာပေါ်မှာခလေးတွေအကြောက်ဆုံးအရာတွေဘလို့အသက်ဝင်လာလဲလို့စောတို့ကတွေးတောနေချိန်မှာပဲမိစ္ဆာတွေကတော့သူတို့စီကိုဦးတီလာနေခဲ့ပါပြီအန်ဒီရဲ့များလို့ခလေးတွေကိုအထဲတွင်းဖို့ကျောင်းခီပါကပြောနေပေမဲ့ခလေးတချို့ကတော့ကန်းချီဘက်ကိုအိမ်ငွေချခံရပြီးဆက်လက်ဦးတီနေပါသေးတယ်စောကကန်းချီကခလေးတွေကိုပြန်သွားခေါ်မယ်လို့တော့ရောဘင်နဲ့ချော်ပါကသူတို့လည်းလိုက်ခဲ့မယ်လို့ဆိုပါတယ်စောကရေဗာမတ်ချ်ရိုညာတို့တွေကိုလိုက်လံတားဆီးနေပေမဲ့ခလေးတွေကဘာမှမတုံ့ပြန်တာကြောင့်ချော်ပါကဒီလိုတစ်ဖွဲလုံး sleep walking ဖြစ်တာမျိုးစေးပညာသမိုင်းမှာမရှိဘူးလို့ဆိုပါတယ်ရောဘင်ကခလေးတွေဘေးကအဖြူအောင်မြားကိုတီထားမိသွားပြီးစောကိုလည်းခလေးတွေကိုမထီဖို့မှားချတာအဒီပြလိုက်ပါတယ်ဒါပေမဲ့စောကနားမထောင်ပဲခလေးတွေကိုစိတ်ပူပြီးသွားထိလိုက်တဲ့အခါသူတို့ဘေးကအသားအဆီးတစ်ခုကြောင့်စောလည်းထိခိုက်သွားပြီးမြေပြင်ပေါ်လဲကျသွားပါရဲ့ရောဘင်နဲ့ချော်ပါလည်းစောဘော်ကပြုတ်ကျသွားပြီးစောကလည်းတစုံတစ်ခုကသူ့လက်ကိုထိုးဖောက်သွားကြောင်းပြောလိုက်ပါတယ်တစ်ဖက်ကထက်အိပ်ပျော်သွားတဲ့ခလေးတွေကိုတော့ကျောင်းအုပ်ကီပါတို့ကဘေးကင်းရရွှေ့ပေးလိုက်ပြီး boss တွေကိုအကြောင်းကြားလိုက်တော့ဖို့အန်ဂျယ်ကိုပြောလိုက်ပါတယ်အန်ဂျယ်လည်းပွဲတော်ပတ်နဲ့ရွာတဲကလူတွေကိုပင်လယ်ဖြန်ကျောင်းမှာခလေးတွေအားလုံးရုတ်တရက်အိပ်ပျော်သွားကြပြီးကိုယောက်ကတော့တနေရာကိုဦးတီလန်းလျှောက်သွားကြတယ်ဆိုပြီးစက်တွေပိုးကောင်ကတဆင့်လှမ်းအကြောင်းကြားလိုက်ပါတယ်ကောင်းကင်ရံမှာလည်းထူးဆန်းတဲ့မကောင်းဆိုးဝါးတွေပေါ်လာကြတယ်ဆိုတော့ခလေးမိဘတွေနဲ့အတူဂျိုင်းဝါရီယာတွေလည်းစိတ်ပူကုန်ကြပါတယ်ခလေးကိုယောက်ဟာတက်ကိုင်းလန်းချောင်းရှစ်ကိုဦးတည်နေတာဖြစ်ပြီးမစ္စတာဆောကတွားသားစီးနေတဲ့ထပ်ပြောလိုက်တော့ဂျင်ဘဲနဲ့နာမီလည်းဘာဝေထူးဆန်းဖြစ်ကုန်ကြလေခုနကလည်းမီအောက်ကပါဘက်ကမီးတောက်တွေ့လိုက်သေးရလို့ဆိုပါတယ်တက်ကိုင်းလန်းချောင်းရှစ်ဆိုတာကခုနကမီးတောက်ပေါ်လာတဲ့နေရာဖြစ်ပြီးဒီရဲ့ချိန်ခေါင်းဆောင်ဂျာရိုးနဲ့ဦးဆုပ်တို့ကတော့မူးယူနေကြဆဲပါဂျာရိုးကသူ့ရဲ့ great great granddaughter ရေဗာလေးကျောင်းမပဲလို့ပြောလိုက်ပြီးဘရုတ်ကပါမူးယူနေရကြောင်းနာမီကချော်ပါဒီအချိန်မှာပဲတိမ်တင်မော်ဒဇင်တအုပ်ဘက်ဦးတီလာနေခဲ့ပြီးအဲ့ဒါဟာအဲဘက်ရဲ့အကြောင်းရွက်ကင်းတဲ့မီးတမဟာအဖွဲ့လို့ဂျိုင်းရန်တအုပ်ကဆိုပါတယ်သူတို့တွေတော်မီကိုညှိဖို့ပြင်လိုက်ချိန်မှာတော့အီယာမတ်စကယ်လီတန်ကြီးကထွက်လာပြီးရိုက်ချလိုက်ကအားလုံးအောက်ပြုတ်ကြကုန်ကြပါပဲတစ်ဖက်ကဆွန်မတ်စ်တို့ကတော့အေးစေးတောက်စားနေကြပြီး
ခလေးတွေကိုလာကယ်တဲ့မိဘတွေကိုတစ်ဆူးဝင်နဲ့ထိုးဆိုင်ပစ်မယ်ခလေးတွေမျက်စိရှိမှာပဲမိဘတွေတေချရမယ်လို့ပြောနေပါတယ်တကယ်တော့ Saint Thomas ဟာ Tom Diver Fruit တစ်ဆူးအတီးကိုစားထားသူပါဂွန်ကိုကတော့ Thomas ပြောရတာတွေကိုနားမထောင်ပဲကေလင်ဟန်ကဘယ်လမ်းကြောင်းကိုရွေးမှလဲမေးတော့မှကျွန်းအလေတဲကတစ်ကိုင်းအထူကြီးပေါ်ခလေးတွေကိုဖျက်လာစေပြီးရွာနာကတိမ်ပင်လေတွေပေါ်စီလာခိုင်းမယ်လို့ဆိုပါတယ်ကေလင်ဟမ်က Thomas ကိုစားလို့နေတယ်ပြောရတဲ့အခါ Thomas ကစားကိုတွေးတော်ပြီးတရေတမောအိတ်လိုက်ပါတယ် Thomas ရဲ့အိမ်မက်အတွေးတွေကအကောင်းစားစားတွေကိုကေလင်ဟမ်ကထုတ်ယူလိုက်ပြီးတကယ်တော့ကေလင်ဟမ်ဟာ Ryu Nomi Morekiwin အတီးကိုစားထားသူပါကေလင်ဟန်ကသူတို့တွေကိစ္စပြီးရင်စိတ်ကန်းကဂျိုင်းရန်တင်မော်ဒဇင်းကိုယူပြီးဖိန်တာလို့ခေါ်တဲ့အရာနဲ့ Holy Land အထိတက်တန်တစ်ခုဆွဲရမယ်လို့ဆိုပါတယ်ဒါမဲ့ Thomas ကတော့လွယ်လွန်းနေလို့စိတ်လိုမကြဖြစ်နေတာကြောင့်ဂွန်ကိုကမကြခင်ပြဿနာတစ်ခုလာတော့မှဖြစ်ကြောင်းရွာအပြင်ကတိမ်ပင်လယ်မှာပင်တရမြတင်မော်ဒဇင်းတွေ့ခဲ့ကြောင်းနဲ့ဆွဲဟက်လူပီတို့အဖွဲ့ဒီကိုရောက်နေကြရလို့ဆိုပါတယ်ဒါအပြင်ခလေးတွေဦးတည်နေတဲ့လမ်းကြောင်းမှာလေတော်မီလောင်နေတာကြောင့်ဂွန်ကိုကတော့ဒီခလေးတွေမီးလောင်သွားလေသူနောက်တစ်ဖွဲ့ထပ်ဖမ်းမယ်လို့ပြောလိုက်ပါတယ်ချော့ပကစောကိုဒဏ်ရာတွေကုသဖို့ပြောနေပေမဲ့စောကတော့ခလေးတွေကိုအရင်ကြရအောင်မယ်လို့ပဲပြောနေခဲ့ပါတယ်။တစ်ဖက်ကမြောက်ကဘာမှာလဲဒဏ်ရာတွေနဲ့လိုကီကရက်နာတူကြီးကိုကင်ကဟာယူဒင်ငါ့ကိုလာတားစမ်းဆိုပြီးရှိမောနေပါတယ်။ဒါပေမဲ့လည်းဟာယူဒင်ကရက်နာတူကိုတော့မနေတာကြောင့်သူ့ကိုမရှင်းနိုင်ဘူးလို့ဆိုပါတယ်။စန်ဂျီကဒီအရွယ်အစားအရန်ကြီးတဲ့ဂျိုင်းယန်ကြီးကဘယ်ကောင်လဲဆိုတော့သူ့နာမည်ဟာလိုကီဖြစ်ပြီးဒဏ်ရာတွေအရန်ရထားလို့သူတို့ကူညီဖို့စ조사ခဲ့ကြောင်းလူဗီကရှင်းပြလိုက်ပါတယ်။ခုနကလျှက်စီးတန်းဟာမီတော့တစ်ခုကိုဖြစ်သွားစေပြီးမကြခင်အဲဘတ်တပီလုံးပြန်နှံတော့မှလို့လိုကီကပြောလိုက်ပါတယ်ငါ့ကိုလက်ထိတ်မဖြုတ်ပေးရင်အားလုံးအတူတေရမယ်ငါကတော့အားနေတဲ့လူတွေကိုဆက်တက်နေအောင်မှပဲလို့လိုကီကဆိုပါတယ်ပြောဆူဆူနဲ့သူကနေလျှက်စီးတွေထပ်ထွက်လာတဲ့အခါဟာယူရင်ကသဘောတူဖို့လုပ်တော့ဇိုကလှမ်းတားလိုက်ပါတယ်လူဗီကလည်းဒီကောင်ပြဿနာရှာရင်ပြန်ဖမ်းထည့်ပေးဖို့ကသူကတိဖြစ်လို့သူတီမယ်လို့ဆိုပါတယ်ဝက်နာတူဟာစွမ်းအားကြီးလို့နာကြောင့်အနာကက်ရင်ထက်လိုက်သွားမယ်လို့ဟာယူရင်ကပြောနေပေမဲ့လူဗီကတော့ပြေးဝင်သွားခဲ့ပါပြီဂါဒစ်ကလည်းရက်နာတူဟာတခါထိခိုက်ပြီးရနဲ့နေမင်းကပါအထိပါထိခိုက်ကုန်မှာဖြစ်ပြီးရက်တန့်လို့မရဘူးပြောနေတဲ့လူဗီကခုန်တက်သွားပါပြီဇိုလည်းတတိထားဖို့လှမ်းော်နေရပြီးလူဗီကတက်ခိုက်ဖို့အသင်းပြင်နေချိန်မှာပဲလိုကီကဒီတခါတော့ငါရှုံးပြီလို့တူတူလေးရေရွတ်နေပါတယ်ကွန်မွန်အဲဘလွန်နဲ့လူဗီကရှင်ဘက်ကိုထိုးချလိုက်ချိန်မှာလိုကီလည်းသူ့ကိုပစ်ချကဒူးထောက်လဲကျသွားပါပဲလိုကီတေလူမျိုးပါတန်ရရီရှာထားတာအမှန်ပဲဖြစ်ပြီးကြံရှိသမျှအားအကုန်ထုတ်တုံးကအားလုံးကိုအယူလို့အောင်မြင်လွတ်မြောက်နိုင်မယ်ဆိုပြီးရှေးဆက်ကူးမလားအနစ်ခံမလားလောင်းကြီးထက်သွားတာလို့ဇိုးကတုံးတက်လိုက်ပါတယ်စန်ဂျီကလည်းတလောက်တန်ရရီနဲ့အောင်တလောက်ကျန်းတာတကယ်မကောင်းဆိုးဝါးပဲလို့ဆိုပါတယ်လိုကီကိုစေးကူပေးမလားဒီတိုင်းတေအောင်ပစ်ထားခဲ့မလားကတဘောပဲလို့ဇိုးကပြောတဲ့အခါလူဗီကတော့သူလိုကီနဲ့စကားပြောစရာရှိသေးရဲ့လို့ဆိုပါတယ်ရိုဒိုကလည်းလိုကီကိုအခုလိုတေလူမျိုးပါတက်ခိုက်သွားတဲ့တရက်ခန့်ကိုတိကျင်မိရဲ့တွေးနေပြီးလူဗီကလည်းလိုကီကိုကဲတင်ပေးဖို့မကောင်းတဲ့လူစုံရင်တောင်ဒီတိုင်းပြမထားတင်ဘူးလို့ဟာဝီဒင်ကိုတောင်းဆိုနေပါတယ်ဒီလိုနဲ့ပဲဇိုးစန်ဂျီနဲ့ဂိုဘတ်တို့လည်းအမဲလိုက်ထွက်လာလိုက်ကြပြီးလိုကီရဲ့ဘိုက်ကိုဖြည့်ဖို့ကတားကောင်ခက်ကြီးရှာမှရမယ်လို့ဂိုဘတ်ကဆိုပါတယ်ဇိုးကစန်ဂျီကိုမျက်ခုံးမွေးကောက်လို့ခေါ်လိုက်ပြီးစန်ဂျီကလည်းဇိုးကိုနှင်းရင်ကြီးခေါင်းလို့ပြန်ခေါ်ကထုံးစံတိုင်းစကားများနေကြပါတယ်တစ်ဖက်ကလိုကီကိုတော့ဂါဒစ်ကကုသပေးထားပြီးပြန်ကောင်းဖို့လာအနှဲငယ်လောက်လိုမှဖြစ်ကပိုတတစေခြင်းဒီလိုနေရာမျိုးမှာမထားတင်ဘူးလို့ဆိုပါတယ်ရွာရဲခေါ်သွားရင်လေအားလုံးကဝိုင်းကွက်မြတ်ခိုင်းကြလိမ့်မယ်လို့စတက်ဆန်ကပြောလိုက်ပြီးလူဗီကြောင့်မဟုတ်ရင်ဒီလိုလည်းမကူပေးခြင်းဘူးလို့ဆိုပါတယ်လိုကီခေါင်းမှာလည်းဂျိုးနှချောင်းရှိနေပြီးဒါဟာခမဲတော်ဘရင်ဟာရစ်နီးတူရှေးဟောင်းဂျိုင်းယန်တွေစီစဉ်နေလို့ပါတစ်ချိန်ကဘရင်ကြီးဟာရစ်ဟာတားတော်နှစ်ပါးဖြစ်တဲ့ဟာယူနဲ့လိုကီတို့ကိုခေါ်ဆောင်ပြီးသူတို့နှစ်ယောက်ဟာတန်မိုးအရှိဆုံးရန်နာတွေဖြစ်ကြတာမို့လို့နောက်တစ်ချိန်သူနဲ့ရွာဆန်ခဲ့ရင်အတူတကွပူပေါင်းကတားတော်နှစ်ပါးအဲဘက်ပြည်ကြီးကိုစောင့်ရှောက်ရမယ်လို့မိန့်ကြားခဲ့ပါတယ်လိုကီဟာယူကိုအပေါင်းပါဝင်နေအမြဲအနိုင်ကျင့်လေးရှိပြီးမျိုးမစစ်တရားမဝင်သားဖြစ်တာကြောင့်ညီအကိုမတော်ခြင်းဘူးလို့ပြောခဲ့ပါတယ်ဒါတွေကိုပြန်လဲတွေးတောနေမိတဲ့ဟာယူတင်တယောက်ဒေါ်လာတွေကိုမမျိုးတိတ်နိုင်တော့ပေပစိန်ကိုကောက်မလိုက်တာကြောင့်ဘေးကမျိုးလိုနဲ့စတက်ဆန်တို့လည်းဝင်တားရပါတော့မိခင်ကိုစော်ကားဖခင်ကိုတပ်ဖြတ်ခဲ့တဲ့လူကြီးကိုခွင့်မလွတ်နိုင်ဘူးပြောနေချိန်မှာပဲလူကြီးကတက်ချင်အခုတက်လိုက်တော့လို့ပြောလိုက်ပါတယ်ဒရမာတွေခင်းဖို့အချိန်တောင်မင်းမှရှိသေးရင်ဖြစ်ခဲ့တဲ့ကိစ္စတွေကိုတေချာပြန်တွေးတောကြည့်လို့ဆိုပါတယ်ငါတို့ရဲ့ခမဲတော်ကိုငါကရည်ရွယ်ချက်ရှိပြန်တက်ဖြတ်ခဲ့တာလို့မင်းတကယ်ထင်နေရလားလို့လူကြီးကထပ်ပြောလိုက်ပါရဲ့ဒါလီကတော့ One Piece Ever at ရဲ့ first half ပထမအပိုင်းလို့ပြောလို့ရပါတယ်ပြီးရင်တော့နောက်ထပ်တဝက်ကျော်လောက်ထပ်ပြီးတော့ကြံပါသေးတယ်ဒါ Ever at စတဲ့ episode 1156ကနေပြီးတော့ကျွန်တော်ဂျားရဲ့မှာလေဟိုဘက် channel မှာဒီဘက် channel ထိနေရောဟိုဘက် channel တွားတင်နေရရေပေါ့နော်အဲ့ဂျားရဲ့ပြတ်သွားရဲ့ဟိုဘက် channel ရဲ့အပိုင်းတွေပါအားလုံးစုပေးလိုက်တာပါ episode 1173ထိပါပါလိမ့်မယ်
ပြီးရင်တော့မန်ကမှာလည်း One Piece ကအခု God Valley incident ဘာညာနောက်ပိုင်းအခု immune နဲ့တီးနေရပါနေမပြီးသေးဘူးပေါ့နော်အဲ့တော့ animation လေးဆက်ထွက်ရင်ဆက်တင်ပေးသွားပါမယ်တပတ်တစ်ပိုင်းတင်သွားပါမယ်ဒီ channel လေးက strike ကတစ်ခုပဲကျွန်တော်ရဆိုတော့ risk ကောအရင်မများအောင်ဆိုဒီမှာပဲကျွန်တော်ပုံမှန်ဆက်တင်ပေးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်တယောက်ချက်တိုက်လေးနေပေးခဲ့ကြပါအောင် channel subscribe မလုပ်ရသေးတဲ့သူတွေလုပ်ပြီးတော့ခဲ့ကြပါအောင်ကျွန်တော်ရောစမှတ်ပါဗျ